သက်တရားလုံးပဲမင်္ဂလာပါရှင်။ Audio Book Channel လေးကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီ channel လေးမှာဆိုလို့ရှင်တော့ BL ချစ်ဝတ္ထုဇာတ်လမ်းကောင်းလေးများစွာကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့စာရေးသူကက်ကက်ရေးသားထားတဲ့ Double Shoe ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးဖျက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကို Audio Book ဖြစ်တဲ့တရားဝင်ဖျက်တင်ဆက်ခွင့်ပေးတဲ့စာရေးသူကက်ကက်ကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။ဒီဇာတ်လမ်းလေးဟာဆိုလို့ရှင်တော့ခုတ်ဖုံနံပါတ်ကိုမှားပြီးတခြားသူတွေကိုရှောက်ရှောက်ပေးနေတဲ့ကောင်လေးတယောက်ကိုအခဲမကြေလို့ကလေးစားချေဖို့အတွက်ပြန်လဲစိတ်ရှော့အောင်လုပ်မယ်ဆိုပြီးရီမန်းချပြီးမဲ့လေကောင်လေးကိုမြင်တဲ့အခါမှာကောင်လေးရဲ့အပြူစုအနူရွတွေအောက်မှာဘလို့တွေကြဆုံသွားမလဲသူတို့ညောင်ရဲ့ချစ်ဆက်လန်လေးဘလို့တွေဖြစ်သွားမလဲဆိုတာကိုတော့ဇလန်လေးကိုအဆုံးထိလိုက်ပါနာဆင်ပေးပါအောင်ရှင်ဟယ်လိုမြတ်ပါဗျာဘယ်ဟာမြတ်တော့ကျွန်တော်နွားမမွေးဘူးဗျမနေ့တုန်းကသူပဲဖုန်းနံပါတ်ပေးခဲ့ပြီးတော့အမဖုံးမနေရဗျကျွန်တော်ဒီနေ့တနေ့လုံးအပြင်မထွက်ရသေးဘူးမှားစရာလားကွာဒီကဘဝရဲ့နံပါတ်ကိုဟိုးအသေးကြားတဲ့အနေကိုမှတ်မိနေတဲ့ဟာရော်ခတ်ပြီးအမဘဝဟောင်းဆိုတဲ့ကောင်စီစက်နေရမလားနေဘဝရဲ့ဘဝပဲဖုံးဆက်ခြင်းအချိန်မီးဆက်လို့ရတယ်ဆိုပြီးတော့ပေးခဲ့တာ哦အမတော့ချင်းကြီးမိပြီးကျွန်တော်ပြောမယ်အဲ့ဒီဘဝဟောင်းဆိုတဲ့ကောင်ကစကိုင်းရတက္ကသိုလ်ပထမနှစ်လူပုံစံစမတ်ကြပြီးတော့ဆွဲဆောင်မှုရှိတယ်။ပြီးတော့သူကအဝတ်စားဆိုလဲအဖြူကားဆိုလဲအဖြူဖက်လဲအဖြူကုကုံပြောရရင်ဖုံးတော်မှအဖြူဝဲကင်တာမဟုတ်လား။အင်းလေဘွားရဲ့ကျွန်တော်ကအမပြောတဲ့ဘွားဟောင်းဆိုတဲ့ကောင်မဟုတ်ကျွန်တော်နာမည်ကခေတ်တဲ့ပြီးတော့ရန်ကုန်ကအဲ့ဒီဘွားဟောင်းဆိုတဲ့ကောင်ကဘာကြီးရဲ့ချက်နဲ့တွေးသမျှလူအကုန်လုံးသူ့ဖုန်းနံပါတ်ပါဆိုပြီးကျွန်တော်ဖုန်းနံပါတ်ကိုလိုက်ပေးနေမှတော့ကျွန်တော်လည်းမသိဘူး။ဒါပေမဲ့တကယ်လို့အမအပြင်မှာသူနဲ့ထပ်တွေ့ခဲ့ရင်ပြောလိုက်ပါ။နောက်တစ်ခါဘဝဟောင်းဆိုပြီးကျွန်တော်စီကိုဖုံးလာခဲ့ရင်သူ့ကိုကျွန်တော်ကိုယ်တိုင်လာတတ်မယ်လို့ပြောပြီးတော့ဖုံးချပြစ်လိုက်တယ်တကယ်ပါကျွန်တော်ဒေါသထွက်လွန်လို့အသက်တူတော့မယ်မထပ်ပဲလဲနေလို့မရအောင်အခုတလောလေးတင်ကိုဘဝဟောင်းဆိုပြီးတော့ဖုံးဝင်လာတာအခါနဲ့စိတ်မကတော့တခါတလေလောက်ဆိုလို့ရှင်တော့ချားပါတော့ဖုံးမတယ်ဆိုပြီးလက်ခံလို့ရသေးရဲ့အခုကမဟုတ်ဘူးတသက်မဲ့ကိုလုံနေရအိပ်ပျော်နေပြီဖြစ်ပေမဲ့ထွက်လာတဲ့ဖုံးတန်ကြောင့်အိတ်ချင်မှုလို့နဲ့ပဲကျွန်တော်ကောက်ကင်လိုက်တယ်။ဟယ်လိုမမအိတ်မပြောလို့ဗျာတစ်ဖက်ကပြောလာတဲ့စကားတန်ကြောင့်ကျွန်တော်မျက်လုံးတွေပါပြူးသွားရတယ်။ဆက်ချက်ပေးရမလားမမ။ဘာမင်းရိုင်းလိုက်လား။ဟာသူပဲအိတ်မပြောလို့ဆိုပြီးမဟုတ်ရင်ဖုံးချပြီဗျာ။ကျွန်တော်ပြောလိုက်တော့ဟိုဘက်ကပြတလဲနဲ့ဘဝကလည်းကွာစိတ်ကြီးပဲ။မမအိတ်မပြောလို့သူ့အတန်လေးကြားချင်လို့ဖုံးဆက်တာ။လာပြန်ပြီဘဝဟောင်းဆိုတဲ့ကောင်ဓမ္မအမိကျုပ်နာမည်ခေတ်တဲ့ကျုပ်ကရန်ကုန်ကအမိဆက်တဲ့စကိုင်းသားဘဝဟောင်းဆိုတဲ့မအေးဘေးမဟုတ်ဘူးစိတ်လေတူနေပြီမလို့ပြောပြရနဲ့ကျွန်တော်ဖုံးချပြစ်လိုက်တယ်ငါလို့မဘဝဟောင်းနေတော့ဒီတိုင်းနေလို့ကိုမဖြစ်တော့ဒီမအေးဘေးကိုတခုခုလုံးမကိုဖြစ်တော့မယ်ခက်တာသူ့ကိုကျွန်တော်မသိဘူးလူကိုလည်းမမြင်ဘူးတလို့စကားလည်းတစ်ခါမှမပြောဘူးအဲ့တော့ဘလို့ရှားရမလဲဒီနေ့ကျွန်တော်ဘေးမှာလူအသေးရောက်တယ်သူ့ဘာသာသူလူအသေးရောက်တာမင်းနဲ့ဘာဆိုင်လဲဆိုတော့ဟုတ်ပါတယ်ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးဆိုင်တာအဲ့လူသစ်ကအိမ်ကိုပြောင်းလာခြင်းဗရင်ပေါက်မှာရက်နေတဲ့ကျွန်တော်ဘူးကြည့်သွားတာပဲတကယ်ဆိုရင်ကျွန်တော်ကအိမ်နီးနားချင်းမဟုတ်လားအိမ်နီးနားချင်းဆိုတာရေရှည်တွေ့နေရမယ့်သူတွေမလို့ကောင်းကောင်းမွန်မွန်ဆက်ဆံသင့်တယ်လေအဲ့ဒါကိုအဲ့ဒီကောင်ကဘူးကြည့်ရဲဆိုတော့ဟောကျွန်တော်သူ့ကိုကြည့်လို့မရတော့ဘူးလေဘဝဟောင်းတားရဲ့မင်းတငယ်ချင်းရောက်နေပြီဟုတ်ကဲ့မေလာပြီဒီနေ့ကျောင်းနေပြန်ဖွင့်နေနေမလို့လူကအပြက်ကိုလမ်းဆန်းနေရဒုတိယနှစ်လည်းရောက်ပြီဆိုတော့ရှိုးလေးပါလေးရလဲထုတ်တက်နေပြီပေါ့လေပထမနှစ်တောင်ကတော့ရှိုးသိမ့်မထုတ်တက်သေးဘူးဒါပေမဲ့ကျွန်တော်ကခင်ဆိုတော့ကောင်မလေးတွေဝိုင်းဝိုင်းလဲနေရအတန်းတူတွေရောနှစ်ကြီးကျောင်းသူမမတွေရောစုံလို့ပါပဲမေမေကရီးစားမထားနဲ့အောင်ဆိုလို့ကျွန်တော်မှဟိုလိမ့်တီလိမ့်နဲ့နေရတာဒီနှစ်တော့မမေစီမှာရီးစားထားမယ်လို့ခွင့်ကြောင်းပြီးခွင့်လည်းပြုမှုရထားပါတယ်သွားပြီမမေအေးတာကောက်ကျူးဆိုင်မောင်းနော်ဟုတ်ကဲ့ကျွန်တော်ဘယ်ကိုမောင်းရမလဲမမပိုင်းလေးခမမမေကိုနှုတ်ဆက်ပြီးအိမ်ထဲကနေထွက်လာနဲ့စော်နိုင်ဦးကလှမ်းဆိုလို့စနောက်တယ်စိတ်ဆိုးလားဆိုတော့မစိုးပါဘူးတငယ်ချင်းတွေအားလုံးကကျွန်တော်မမပိုင်းလို့ခေါ်ကြတယ်မှန်လဲမှန်နေရအောင်ဒီတိုင်းမဲ့ညီနေလိုက်တယ်ရွှေနန်းတော်အရင်မောင်းကွာမုံဟင်းကတောက်ရအောင်အိုစကေပါဗျာရွှေနန်းတော်ကိုရောက်တော့ကျွန်တော်မုံဟင်းကဇော်နိုင်ဦးကတော့ပဲပလာတာလက်ဖက်ရည်နဲ့မှာပြီးတော့စားတောက်ကြတယ်
ငါဖုန်းအသက်လဲလိုက်ပြီမလို့ငါ့ကိုဖုန်းနံပါတ်ပြန်ပေးအောင်အေးဟာဟက်ကောင်အဲ့ဒါမင်းသူများတွေကိုပေးနေကြနံပါတ်ကြီးလေကွာငါတောင်းတာမင်းနံပါတ်အစ်စ်ကိုကွာအော်အေးဟုတ်သားပဲ sorry ကငါရွတ်နေကြဆိုတော့အဲ့ဟာကိုငါနံပါတ်လို့ထင်နေရဒါနဲ့ငါမင်းကိုမေးမယ်နဲ့မေ့နေရမင်းအဲ့နံပါတ်ပိုင်ရှင်နည်းနည်းလေးအောင်အားမနာဘူးလားကိုနံပါတ်မပေးချင်ဘူးဆိုလဲကွာတွေ့ကြရနံပါတ်ကိုကောက်ပေးလိုက်ပါလားအခုမင်းဟာလူတိုင်းကိုအဲ့နံပါတ်တစ်ခုတည်းပဲပေးနေရဲ့တယောက်ကိုနံပါတ်တစ်မျိုးပေးနေလူတွေအများကြီးအနောက်ရှက်ဖြစ်နေမှာဆိုလို့ကွာတစ်မျိုးတည်းဆိုတော့တယောက်တည်းပဲအနောက်ရှက်ဖြစ်မှာလေအေးအဲ့ဒါကြောင့်ပြောတာမင်းသူ့ကိုအားမနာဘူးလားလို့သူ့ခမရလာသမျှဖုန်းတွေကိုကင်ပြီးဘလောက်တောင်မှစိတ်အနောက်ရှက်ဖြစ်နေလိုက်မလဲဇော်နိုင်ဦးပြောမှကျွန်တော်စဉ်းစားမိရဲ့ကျွန်တော်စိတ်ကတော့လူအများစိတ်အနောက်ထက်ဖြစ်တာတဲ့ဆိုင်တယောက်တည်းဆိုတော့တော်သေးတယ်လို့တွေးထားအခုဒီကောင်ပြောတာနားထောင်ပြီးတော့လေအဟုတ်သားပဲပြီးတော့ကွာအဲ့နံပါတ်ပိုင်ရှင်ကဖုန်းကြီးကိုတီလာရှင်တို့ဖြစ်နေရောထပ်ပြောလာတဲ့သူ့စကားကြောင့်ကျွန်တော်ခေါင်းနှပန်းကြည့်သွားရတယ်ဟုတ်တယ်အရင်ကကျွန်တော်တောင်မစင်စားမိဘူးမတော်လို့အနမတ်ပိုင်ရှင်ကဖုန်းကြီးတို့တီလာရှင်တို့သာဖြစ်နေတော့ကျွန်တော်ငရဲကြီးပြီပဲငါညကြရင်အနမတ်ကိုဆက်ကြည့်လိုက်မယ်အခုတော့သွားကြစို့ဒီနေ့မနက်ကစော်နိုင်ဦးပြောတာတွေကိုစဉ်းစားမိပြီးကျောင်းမှလည်းကျွန်တော်မပြောဘူးကျွန်တော်ပေးနေကြနံပါတ်ပိုင်ရှင်ကဖုန်းကြီးဒါမှမဟုတ်တီလာရှင်ဖြစ်နေခဲ့ရင်ဆိုတဲ့စိတ်ကကျွန်တော်ကိုနှိပ်စက်နေရဲ့ကျွန်တော်ငရဲများကြီးတော့မလားစိတ်ထဲမှာမပြောရနဲ့သမင်းလဲကောင်းကောင်းမစားနိုင်တော့ကျောင်းမှာအဆင်မပြေဘူးလားသားပြေပါတယ်မေမေဒါဆိုဘာပြဿနာရှိလို့လဲသမင်းလဲကောင်းကောင်းမစားဘူးနေမကောင်းဘူးလားပြောရင်ဆိုရင်ပဲနှစ်ဖူးကိုလာဆန်းတဲ့မေမေကျွန်တော်အသားရခေါင်းခါလိုက်ပြီးတော့ကောင်းပါတယ်မေမေဘာပြဿနာမှလည်းမရှိဘူးဒါဘိုက်သိမ့်မစားလို့ဒါအဲ့ဒါလေးတော့ကောင်းစားလိုက်နော်ဟုတ်ကဲ့မေမေစားလို့တောက်လို့ပြီးတော့ကျွန်တော်ခြံထဲဆင်းနေပြီးတော့စိတ်လှုပ်ရှားစွာနဲ့ပဲအလိုရနေတဲ့ဖုန်းနံပါတ်တစ်ခုကိုကောက်နှိပ်လိုက်တယ်ဖုန်းကချက်ချင်းဝင်သွားတယ်မကြောက်ဘူးဟိုဘက်ကနေဟယ်လိုဆိုတဲ့အတန်ထွက်လာတယ်အတန်ရှင်ရယောက်ျားလေးလူငယ်ချင်းနဲ့အတန်ကနည်းနည်းငယ်တဲ့အတန်တော့ပေါက်တယ်ဟိုကျွန်တော်ဘွားဟောင်းပါဗျတစ်ဖက်ကဘာမှပြန်မပြောဒါနဲ့ပဲကျွန်တော်ကပဲဆက်ပြီးတော့ကျွန်တော်ကိုသိမယ်ချင်းခွေးဘွားဟောင်းခွေးတောင်စားခွေးကောင်သူကျွန်တော်ကိုဆဲနေရလားအခုလန့်နာနဲ့ဖုန်းကိုချက်ချင်းချပစ်လိုက်တယ်ဒီလောက်ဆဲနေမှာတော့ဖုန်းကြီးတော့မဖြစ်နိုင်ဘူးတော်ပါသေးရဲ့ကျွန်တော်စိတ်နေအေးသွားလို့တပြင်းချလိုက်ကြုံမှာပဲဘဲရင်ကနေတချင်းအကျကြီးထွက်လာတယ်တချင်းတန်ချောင်းလူပါလန့်သွားတယ်တချင်းကငါမင်းကိုတတ်ချင်တယ်တဲ့ဒီနေ့မှပြောင်းလာတဲ့ဘေးရင်ကဘာယူထရလဲမသိဘူးဒီလိုညဘက်ကြီးမှာဒီတချင်းကိုအကျကြီးဖွင့်စီရလားပြောင်းလာတာတရက်ပဲကြာသေးပေမဲ့ကျွန်တော်သူ့ကိုအမြင်မကြည့်ဘူးလူမှုရေးကိုမှမရှိရမနက်ခင်းရောက်တော့အဲ့ရနိုးနိုးချင်းမထသေးပဲအဲ့ရဘေးကဖုံးအရင်ကောက်ကင်လိုက်တယ်အမှတွေ့လိုက်ရတဲ့ message တွေကြောင့်လူကခေါင်းနှပန်းကြီးသွားရတယ်ဟိုရိုင်းဆိုင်ကောင်စီကပို့ထားတစိတ်လွန်နေပြီလို့မထင်ဘူးလားမင်းညတော့အားရပါရဆဲပြီးပြီလေအခုထက်ဆဲစရာလားပြီးတော့အမားလောက်ခဲ့တာကျွန်တော်မလို့ဆဲချင်ကျွန်တော်ကိုပဲဆဲလေဘာကိစ္စငါလုံးမသားတို့မအေဘေးတို့ဆဲရတာတော့ပြီးတော့မနက်ခင်းဆိုတာနေ့တနေ့ရဲ့မင်္ဂလာရှိဆုံးအချိန်ဒီအချိန်မှာလာဆဲနေရတော့နည်းနည်းနော်ရှိုင်းတာတော့မဟုတ်ဘူးငါအမေတော့မရအောင်ဟက်ကောင်ခွေးစိတ်တော်နဲ့ကျွန်တော်ပြန်ပြီးတော့မဆိတ်ပို့လိုက်တယ်ကျွန်တော်ပို့လိုက်တာသူ့ဘက်ကလည်းချက်ချင်းပြန်ပို့တယ်ဟိတ်ကဘဝဟောင်းတတိရှင်ဖုံးခေါ်လိုက်ဘာကိစ္စငါဖုံးခေါ်မှာလဲမင်းခေါ်ပါလားမင်းခေါ်မခေါ်ဘူးမင်းခေါ်လို့ပြောရင်ဆိုရင်ဖုံးဝင်လာတယ်နမက်ကိုကြည့်ရောအဲ့ဒီအရိုင်းဆိုင်စီရပဲအစိမ်းရောင်မီးဘက်ကိုဆွဲလိုက်တော့ချက်ချင်းဆိုသလိုပဲအတန်ထွက်လာတယ်ဟက်ကောင်ဘွားဟောင်းငါနဲ့တွေ့မယ်ချီးပဲပြောပြီးတော့ဖုံချသွားတယ်ကျွန်တော်ပြန်ခေါ်တော့လုံးဝမကင်တော့ဘူးမနေ့ခင်မှာအဲ့ဒီအရိုင်းဆိုင်စီကနေဆဲတန်ဆိုတန်နဲ့အဖွင့်ခံချရတာကြောင့်ကျွန်တော်စိတ်မကြည်ဘူးဒီကြားတဲ့ဇော်နိုင်ဦးကပါကျွန်တော်ကိုမြင်ချင်းအချင်းကြီးဘလို့လဲဖုံကြီးတို့တီလာရှင်တို့တော့မဟုတ်ဘူးမလားလို့မေးနေသေးတယ်ဖုံကြီးတော့ဟုတ်မဟုတ်မသိဘူးဆဲချက်ကတော့လန်ထွက်ပြန်တက်နေရပဲဟေးဟုတ်လားဒီမနေ့တင်ကိုငါ့ကိုမက်ဆေ့နဲ့ရောဖုံးဆက်ပြီးပါဆဲသွားသေးရဲ့ဟာအဲ့ဒါကြောင့်ငါပြောသားပဲမင်းကစကားမှနားမထောင်ပဲဘူးဘာမှလာမပြောနဲ့ဟက်ကောင်ငါအစဲခံရတာမင်းကြောင့်ငါဘတ်သားငါအေးစစ်စစ်နေရဟုတ်ရဲ့သားနဲ့ရှာရှည်ပြီးဖုံးသွားဆက်လို့အစဲခံရတာမဆိုင်တာကွာမင်းအမားလောက်ထားလို့အစဲခံရတာအောင်များငါလာလွဲချနေရဲ့တော်ပြီကွာနားကြီးရဲ့ဒီနေ့မနေ့စာမစားတော့ကျောင်းကိုပဲတောင်းလျှောက်မောင်းတော့ကျောင်းကိုရောက်တော့ကျွန်တော်ပဲစိတ်ထင်နေရလားမသိဘူးဒီနေ့ကျောင်းကနည်းနည်းထူးဆန်းနေတယ်လို့ပဲလူတော်တော်များများကျွန်တော်ကိုကွက်ကြီးနဲ့ခါတိုင်းနဲ့မကြည့်ဘူးလားဆိုတော့ကြည့်ပါတယ်ကျွန်တော်ကချောတာကိုဒါပေမဲ့
ဒီနေ့လိုကွက်ကြီးပုံစံမျိုးတော့မဟုတ်ဘူးရှက်ပြုံးလေးနဲ့ကြည်ကြတာအခုအကြတော့ဘယ်လိုပြောရမလဲပြဿနာတစ်ခုခုလှုပ်ထားသလိုပုံစံမျိုးနဲ့ကြည်နေကြတာတချို့ဆိုရင်လောင်ပြုံးလေးတောင်မှပါလိုက်သေးရဲ့စော်နိုင်ဦးမင်းလဲထူးဆန်းတယ်လို့မခံစားဘူးလားမတင်ကားတာနဲ့ဘေးရစော်နိုင်ဦးကိုပါမေးကြည့်လိုက်တယ်အေးငါလည်းခံစားနေမိရနောက်တော့ကြောင်တောင်နဲ့နှစ်ယောက်သာရှောက်လာလိုက်တာတနေရာရောက်မှာတော့လူတော်တော်များများစုယုံဖြစ်နေတာကိုတွေးလိုက်ရတာနဲ့ဘာလဲဆိုပြီးဝင်ကြည့်လိုက်တယ်အဲ့မှာတွေးလိုက်ရတဲ့စာကြောင့်ကျွန်တော်မျက်နှာကြီးမဲ့ကနေပဲဘဝဟောင်းဆိုတဲ့ကောင်တတိရှိရင်တရားတစ်ကြီးအောက်ကိုလာခဲ့အတန်ထပ်ပြီးဖက်လိုက်တဲ့ဇော်နိုင်ဦးကြောင့်ဘေးပတ်ဝန်းကျင်အလူတွေကျွန်တော်ကိုဝိုင်းကြည့်ကြတယ်ကျွန်တော်ရှက်လွန်လို့မျက်နှာကိုလက်ဖွားနဲ့အုပ်ထားမိရောတယ်ဒီနေ့ကျွန်တော်ဘာဖြစ်နေရလဲမနက်ကလည်းအစဲခံရတယ်အခုကြောင်းရောက်တော့လေစိန်ခေါ်ခံရပြန်တယ်စိတ်ညစ်တာနဲ့ကန်ဆိုးလုံးနဲ့ကိုယ့်နှစ်ဖူးကိုပဲတစ်ဖက်ဖက်နဲ့ရိုက်နေမိရတယ်ဘွားဟောင်းကြည်စံနှစ်ဖူးရိုက်နေတဲ့ကျွန်တော်လက်ကိုဆွဲပြီးပြောလာတဲ့စော်နိုင်ဦးကြောင့်ဘာလဲဆိုတဲ့သဘောနဲ့ကျွန်တော်မေးဆက်ပြလိုက်တယ်စာရက်ကတစ်ပင်တိုင်းမှာကတ်ချာကွပြောလဲပြောစော်နိုင်ဦးကအနီးနားမှာရှိတဲ့တစ်ပင်တွေကနေစာရက်တွေကိုလိုက်ဖြုတ်ပြီးတော့ကျွန်တော်ကိုပေးရဲစာရက်အားလုံးကစာအတူတူပဲဘဝဟောင်းဆိုတဲ့ကောင်တတိရှိရင်တရားတစ်ကြီးအောက်ကိုလာခဲ့ဆိုတာကြီးပဲဘသူတော့ကျွန်တော်ဒီလောက်အညိုးထားတာကျွန်တော်စဉ်းစားကြည့်မိသလောက်ကျွန်တော်မှရန်သူမရှိဘူးအဲ့ဒါကိုဘသူကများကျွန်တော်ကိုဒီလောက်တောင်မှမုန်းနေရရလဲကျွန်တော်ကိုဘသူကများဒီလောက်မုန်းနေရတယ်လေဆိုတာအသေးအတန်စဉ်းစားနေအောင်ပါပဲဖုန်းထဲကိုမက်ဆေ့ဝင်လာတယ်ဘသူလဲကြည့်လိုက်တော့ဟိုအရိုင်းဆိုင်စီကဘဝဟောင်းဆိုတဲ့ကောင်တတိရှိရင်တရားတစ်ကြီးအောက်ကိုလာခဲ့တကောင်စကိုင်းရပဲလားမဖြစ်နိုင်တာညတော့ဖုံးဆက်လိုက်လို့များခြေရခံပြီးလိုက်လာတာများလားဒါလည်းမဟုတ်သေးဘူးဒီကောင်ကဘသူတော့သူကျွန်တော်ကိုသိနေရဲ့ဒီเจ้าကပဲလားမဟုတ်သေးဘူးဒီเจ้าဆိုရင်မနစ်ကလေးကကျွန်တော်ကိုလာရှာမှာပေါ့သူကခုမှဆိုတော့ဒီเจ้าမဖြစ်နိုင်ဘူးဒါဆိုဘသူကြီးရောသိကျင်တာနဲ့ဇော်နိုင်ဦးကိုခေါ်ပြီးတော့ကျောင်းလစ်ပြီးတရားကြီးအောက်ကိုထွက်လာခဲ့တယ်ဟိုရောက်တော့လူရိပ်အယောင်ကိုမမြင်ရဘူးဘသူမှမရှိဘူးကျွန်တော်ရောစော်နိုင်ဦးရောကားပေါ်ကနေဆင်းပြီးစောင့်နေပြီမဲ့တော်တော်လေးကြာတဲ့အထိဘသူမှရောက်မလာဘူးနောက်တော့စိတ်မရှိတော့ဟာနဲ့ပြန်မဲဆိုပြီးကားပေါ်ပြန်တက်ဖို့ရွှေလိုက်တဲ့အခါမှာပဲကောင်းကင်ဘဝကနေကျွန်တော်တို့နှစ်ယောက်ပေါ်စက်ကူမိုးတွေရွာချလာတာတွေ့ရတယ်နှစ်ဦးစလုံးကြောင်အန်းနဲ့ကျလာတဲ့စက်ကူတွေထဲကနေတချို့တစ်ဝက်ကိုကောက်ယူလိုက်တော့တွေ့လိုက်ရတာခွေးသားဘဝဟာလက်ရိတ်ခတ်တော့လေးနဲ့ကွန်ပျူတာစာရိုက်မဟုတ်မိတူဆွဲထားတရက်မပေါဘူးစာရက်တိုင်ကိုလက်ရည်နဲ့ပဲကိုယ်တိုင်ရေးထားဖွာလန်ကျဲနေတဲ့စက်ကူတွေကြည့်ပြီးကျွန်တော်မှပါစက်အဟောင်းသားပဲငိုရမှလို့ရေရမှလို့နဲ့ခေါင်းပဲရမ်းပြီးရောတယ်ဒီကောင်ကျွန်တော်ဘလောက်တောင်မှမုန်းနေလို့ဒီလောက်အများကြီးကိုကိုယ်တိုင်ရေးနိုင်တာတော့တွင်းနေရင်နဲ့ရှင်ဘက်ထဲရတာမှတုံကနေဖြစ်သွားတယ်ဘဝဟောင်းရေငါကောင်မင်းတော့နေရင်ထိုင်ရင်ထီပေါက်ပြီးပဲအာပါတရပြောပြီးတော့ရေပြီးပြောလာတဲ့ဇော်နိုင်ဦးကြောင့်ကျွန်တော်ပါလိုက်ရင်မိရောတယ်အဲ့ဒီကောင်လောက်ရက်ကိုသဘောကျလို့ရေမိချင်မှာပဲဒီကဲပါအဲ့ဒီအရိုင်းဆိုင်ကောင်ကဘလို့လေးတုံးကျွန်တော်ရဲ့ရှိကိုရောက်တော့ကျွန်တော်တို့ခြံဝမှာလူတယောက်ထိုင်နေရအောင်တွေ့ရတယ်ဘသူလဲလို့သိချကြည့်လိုက်တော့အစ်စ်ပြောင်းလာတာမကြသေးရဲ့ဟိုဘက်အရာကောင်သူများခြံဝမှာလာထိုင်နေရဖြစ်တဲ့အတွက်ကျွန်တော်ကောင်းကိုဟုန်တီးလိုက်တယ်ဟုံးတန်ကြတော့သူကထိုင်နေရနေမက်တက်ထားရက်တယ်ဘေးကိုရှောင်ပေးရဲ့နောက်တော့ကျွန်တော်ကားပေါ်ကနေဆင်းပြီးခြေနှကားဖွင့်ပြီးတော့ကားကိုအထဲကိုအမြန်မောင်းဝင်လိုက်တယ်သူကမပြန်သေးပဲကျွန်တော်လုံးသမျှကိုလိုက်ကြည့်နေတယ်ဘာမှလည်းမပြောဘူးကျွန်တော်ကလည်းသူ့ကိုကြည့်မရလို့ဘာမှမမေးဘူးနောက်ကျွန်တော်ခြေနှကားပိတ်တော့မယ်ဆိုမှသူကျွန်တော်နာကိုရှောက်လာပြီးစကားဆတယ်အမေရှိလားဘသူ့အမေတော့ငါအမေလားရှိလားမရှိသေးဘူးဘာလို့မလို့တော့အကူကြီးတောင်းဆရာရှိလို့အိမ်ထဲခဏဝင်မယ်ပြောဆဆိုပဲခြံတကားအတွင်းကိုဝင်သွားတဲ့သူကူညီခြင်းစိတ်ရှိတယ်ရဲ့လို့မဟုတ်ပေမဲ့ဘာကူညီတောင်းမလဲဆိုပြီးကျွန်တော်သူ့အနောက်ကိုလိုက်သွားလိုက်တယ်ခြံထဲကခုံလေးပေါ်မှာသူကဝင်ထိုင်နေကျွန်တော်သူ့အနောက်ရောက်တော့ကျွန်တော်ကိုအိတ်အမဲလေးနဲ့ထုတ်ထားတဲ့အထုပ်တစ်ထုပ်ကိုပေးတယ်ဘာတွေလဲလို့ဖွင့်ကြည့်လိုက်တော့ဒန်ကြီးလိမ့်စီပတ်တီနဲ့ကက်ကြီးလေးတစ်လက်ကိုတွေ့ရတယ်ဒါတွေဘာလို့ရမှာလဲဆိုတဲ့သဘောနဲ့ကျွန်တော်သူ့ကိုကြည့်ရောသူကျွန်တော်ရှိကိုညာဘက်လက်ကလေးဆန့်တန်းပေးရဲ့ဘာလဲဆိုတဲ့သဘောနဲ့ထက်ကြည့်လိုက်တော့စီးလိုက်တာကိုဘာသာကိုတယောက်ထဲလိမ့်လို့ရတယ်ပတ်တီးကြောက်တယောက်ထဲစီးလို့မဖြစ်လို့သဘောကတော့သူတယောက်ထဲပတ်တီးမစီးနိုင်လို့ကျွန်တော်ကိုအကူညီလာကြောင်းနေပေါ့ကျွန်တော်ကဘာမှမေးမနေတော့ပဲအိတ်ထဲကပတ်တီးကိုထုတ်ပြီးစီးပေးဖို့ပြန်လိုက်တယ်ဆိုရင်ပဲစီရောလိမ့်ပေးအော်ဒီတထောင်စစ်နာကနေပြီးတော့လက်ဖြန်ထိနနာလေးပို့လိမ့်ပေးပြီးမှပတ်တီးကိုစီးသူ့ရဲ့ညာဘက်လက်ကို
ဘယ်လက်ချောင်းနေနဲ့ထောက်ပြီးတော့စိတ်မရှိရဲ့လေးတံမျိုးနဲ့ကျွန်တော်ကိုပြောနေရအစားအပြောတော့သူပဲဆရာသူ့ဘာသာသူလိန်လို့ရတယ်ပတိစီများလို့ဆိုပြီးပြောတဲ့ဟာကိုစိတ်ထဲနည်းနည်းမကြည့်ပေမဲ့ကျွန်တော်ဘာမှပြောမနေတော့ပဲဆေးဘူးရဲအဆေးကိုလက်ခလဲနဲ့ကလောသူ့လက်ကိုဆွဲပြီးတော့လိန်ပေးလိုက်တယ်ပြီးရနဲ့ပတိစီပေးဖို့ပြင်လိုက်တယ်ဆိုရင်ပဲသူကထပ်ပြီးတော့ပတိကိုတအားမတင်းနဲ့ရော့လည်းမရော့စေနဲ့နေလို့ထိုင်လို့ကောင်းအောင်စီးပေးငါလို့မိမသားမင်းစီးတော့ကွာအဲ့လောက်စီးတက်ရအောင်ငါစီရဝေမဟုတ်ဘူးပြောတော့ကျွန်တော်ကိုမျက်လုံးလှန်ကြည့်ရဲ့ပြီးတော့လက်ကိုကျွန်တော်ရှေ့ကိုတိုးပေးရဲ့စီးဆိုတဲ့သဘောဒီကောင်မပြီးမချင်းပြန်မှမဟုတ်တဲ့အတွက်ကျွန်တော်စိတ်ကိုတစ်ထစ်ပြန်လျှော့ပြီးတော့ပြန်စီးပေးရတယ်။ဘာဖြစ်ကြတော့လက်ကစိတ်တူတာကိုရှော့လို့ရော့ညာစကားလမ်းကြောင်းလွှဲလိုက်ရတယ်။စာရေးလုံပြီးတော့အကြောကတ်သွားတာ။10တန်းလားစကန်ကြီးอ่ะအခုမှကြောင်းဖွင့်တာဘယ်နည်းရှိသေးလို့စာရေးလုံပြီးတော့အကြောကတ်ရတာတော့ကျွန်တော်မေးရစစ်ကနေစုပ်သက်တယ်။ပတိလဲစီးပြီးသွားပြီမလို့သူ့ထိုင်နေရကနေထားတယ်။ကျေးဇူးပဲလို့မပြောတော့မင်းကကြောင်ဝင်ရှိရသူမလို့ပြောပြီးတော့ချန်ပီယံထွက်တယ်ကျွန်တော်ကဘာမှနားမလဲဘူးသူ့ဘာသာသူစာရေးများလို့အကြောကတ်ကြအောင်ဘာကိစ္စကျွန်တော်ကတာဝန်ရှိရတာတော့ဘလို့ငါကြောင်လဲကိုမသိဘူးနောက်တော့ခြံတကားပြန်ပိတ်တရားကြီးအောက်ကနေကောက်လာတဲ့စာရွက်တွေကိုကားထဲကနေထုတ်ပြီးတော့အပေါ်ထပ်မှာရှိရဲ့ကျွန်တော်အခန်းကိုပဲတက်ခဲလိုက်တော့တယ်အခန်းထဲရောက်တော့စာရွက်တွေထားဖို့နေရာရှာရင်းနဲ့ဘာရမဟုတ်ဟိုဘက်အိမ်ကိုအကြည့်ရောက်သွားတယ်ငါကြောင်ကောင်ကတန်တရင်ကြီးကင်ပြီးတော့ခြံထဲမှာကျင်းတူးနေရဲ့ပတိစီပြီးအားရပါရတူးနေရမလို့ကျွန်တော်ပါဇက်အဟောင်းသားပဲလက်ကအကြောကတ်လို့ဆိုအခုကဘာလုပ်နေရတော့မနေနိုင်တာနဲ့ဝရန်တာဘက်ကိုထပ်ပြီးသူ့เจ้าကိုအော်ပြောလိုက်တယ်အတန်ကြားတော့သူကမော့ကြည့်ရင်ဒါပေမဲ့ဘာမှပြန်မပြောဘူးဘာမှပြန်မပြောရနဲ့ကျွန်တော်လည်းဘာမှထပ်ပြောမနေတော့ကြည့်ကောင်းကောင်းနဲ့သာသူ့လုံးသမျှကိုလိုက်ကြည့်နေလိုက်တော့တယ်သူကကျင်းတူးလို့ပြီးတော့အိမ်ထဲကိုဝင်သွားတယ်ခဏနေတော့ဓမ္မကြီးတလက်ကင်ပြီးပြန်ထွက်လာတယ်ခြံเจ้าကငှပြောပင်နေနားကိုသွားတယ်ငှပြောပင်တွေကိုဟိုတပတ်ဒီတပတ်နဲ့2ပတ်လောက်ပတ်တယ်ပြီးတော့ငှပြောပင်တပင်ကိုဓမ္မကြီးနဲ့အားပါတရားခုတ်တယ်ခုတ်လို့ပြတ်သွားတဲ့အရွက်တွေပါတဲ့ထိတ်ကိုဖြတ်တယ်ပြီးတော့သူတူးထားတဲ့ကျင်းသားကိုတည်လာတယ်အရှိလိုက်ထောင်ပြီးကျင်းထဲထည့်တယ်ကျင်းနဲ့အညီမြေဖို့တယ်နောက်တော့တစ်သားတစ်ချောင်းယူပြီးတော့ထောင်ထားတဲ့ငှပြောတုံးရဲ့အပေါ်နားမှာအပေါင်းလက္ခဏာပုံစံမျိုးကလန့်ဖြတ်ပြီးတော့ကျိုးနဲ့ချီတယ်ကျွန်တော်အထင်ဒီကောင်စာကြောရုပ်လုပ်နေရဖြစ်မယ်ထင်တယ်တစ်သားသုံးကြိုးချီပြီးတော့အဲ့ဒီကောင်အိမ်ထဲကိုဝင်သွားတယ်ပြန်ထွက်လာတော့သူ့လက်ထဲမှာအဝတ်စားတွေပါလာတယ်မဟုတ်မှအဲ့ဒီငှပြောတုံးအဝတ်စားဝတ်ပေးမလို့လားကျွန်တော်ချင်တာမှန်နဲ့အဲ့ဒီကောင်ငှပြောတုံးကိုအင်ကြီးအဖြူအောင်ဝတ်ပေးနေတယ်နောက်အဖြူအောင်ပိတ်စကိုခါမှပတ်ပေးတယ်ပစိုးဖြစ်မယ်ထင်တယ်ပြီးတော့အုတ်ထုပ်ဖြူအောင်ကိုငှပြောတုံးထိတ်မှတင်တယ်ကျွန်တော်ကြည့်နေနည်းနည်းတော့ရဲကျင်လာတယ်ဒီငှကြောင်ကဘလို့လေးလဲကွာဖုံးတန်ချလို့ဘသူလဲလို့ကြည့်ရောဟိုရိုင်းဆိုင်ကောင်စီကဘာဖြစ်ပြန်လာလဲဆိုပြီးဖုံးကင်လိုက်တော့မင်းငါ့ကိုသိရမလားသူ့စီကထွက်လာတဲ့ပထမဦးဆုံးစကားသိရလေငါပေးမိရဲ့ဖုံးနံပါတ်ပိုင်ရှင်မဟုတ်ဘူးငါ့ကိုမင်းအရင်ကတည်းကသိနေရမလားငါ့ကိုသိလို့သားငါဖုံးနံပါတ်ကိုတေချလိုက်ပေးနေရအဲကောင်ပြောချောင်းကျွန်တော်မှမပြောမဲမနေနိုင်ဘူးနောက်တော့ရေတန်တဝက်နှောပြီးတော့ဘလို့ထင်လို့တော့ခွေးသားငါထင်သားပဲငါ့ကိုသိရတာနဲ့မသိချင်အောင်စောင့်နေရလို့ခွေးသားတော်ဟက်ကောင်ဆဲကျင်ငါ့ကိုပဲစေငါမေကိုတော့ထဲ့မစဲနဲ့နော်ဘဝဟာခွေးတောင်စားကြက်တရီတုံးနဲ့ကောင်ချီးပဲဟက်ကောင်မိုင်းချမလားအော်ငါ့ကိုကြောက်လို့ထိတ်တိတ်မတွေ့ရဘသူတော့မင်းတွေ့မယ်မင်းငါနဲ့တွေ့မယ်ဒေါသတွေအလဲလဲထွက်နေတဲ့သူ့အတန်ကြောင့်ကျွန်တော်ဟာတသိမ့်သိမ့်တုံအောင်ရှယ်မိရတယ်ကျွန်တော်ရဲ့အတန်ကြောင့်ဒီကောင်တောက်ခောက်တယ်မင်းနဲ့ငါတွေ့မယ်လို့ကြိမ်ပြီးဖုံးချသွားတယ်နောက်တော့မကြောက်ဘူးဟိုဘက်အိမ်ကနေငါမင်းကိုတတ်ချင်တယ်ဆိုတဲ့တချင်းတန်အကျယ်ကြီးထွက်လာတယ်ကျွန်တော်မှရှယ်ရလွန်လို့မျက်ရည်ပါထွက်တယ်ဒါဆိုဒီငကြောင်ကဟိုရိုင်းဆိုင်မော့လေလက်ကိုဆေးလာလူခိုင်းကလေးကနည်းနည်းရိပ်မိနေရမတိကြလို့မတိချင်အောင်မဲဆောင်နေလိုက်ကြအောင်အဲ့ဒီကောင်ကမခံနိုင်ဘူးထင်ပါရဲ့သူ့ကိုသိတယ်မဟုတ်လားဒီဖိုင်နဲ့ဖုံးထဆက်တယ်ဒါနဲ့ဒါဆိုညနေကသူ့အဝတ်ပတ်ပေးနေရငှပြောတော့ကကျွန်တော်ပေါ့လေတေချာပြန်စင်းစားကြည့်လိုက်မှတကူလုံးအဖြူစင်ပေးထားရည်ပဲတွေးနဲ့ကျွန်တော်မရေပဲမနေနိုင်တကယ်ပါပဲနော်ဒီဟာလေးကတော့ကျွန်တော်အခန်းပရင်းပေါက်ကနေသူ့အိမ်ဘက်ကိုအသာချောင်းကြည့်လိုက်တယ်။သူကညနေကသူ့ဝိုးဝတ်ပေးထားတဲ့ငှက်ပြောတော့လက်သီးနဲ့အာဘတရားထိုးနေရင်ကျွန်တော်စစင်တာနဲ့အရှိဝဒနာကိုအမြန်ထပ်ပြီးတော့ဟိုကောင်လေးလက်ကအကြောကတ်နေရအောင်ကျိုးကျင်လို့လားကျွန်တော်အော်ပြောတော့သူရက်သွားတယ်။နောက်တော့အိမ်ထဲဝင်သွားတယ်။ပြီးတော့ပြန်ထွက်လာတယ်။လက်ထဲမှာလည်းဓမ္မတလက်ပါလာတယ်။အဝတ်ပတ်ထားတဲ့ငှက်ပြောပင်သားရောက်တော့အားကုန်လွှဲပြီးခုတ်ချလိုက်တယ်။
ငါပြောတော့ထပ်ပိုင်းပြတ်သွားတယ်နောက်တော့သူကျွန်တော်ကိုမော့ကြည့်ပြီးလက်ကလေးထောင်ပြတယ်ကျွန်တော်ရဲ့ပြီးတော့အေးလို့သူကြောက်အောင်လို့ပြန်ပြောလိုက်တော့ခြာကနေလဲထွက်သွားတယ်ဒီလိုသူပြုတ်မှုကြောင့်ကျွန်တော်တဟာဟာအော်ရင်မိရဲ့ဒီကောင်ဘာကောင်လုံးကွာလူကိုဦးရအောင်လို့လာလောက်နေတကယ်ပါပဲဒီနေ့စော်နိုင်ဦးကသူ့မေကိုအမျိုးမင်္ဂလာဆောင်လိုက်ပို့ရမှာမလို့ကြောင်တရက်နားတယ်ဒီတော့ကျွန်တော်တယောက်တည်းပဲတယောက်တည်းဆိုတော့နည်းနည်းတော့ကြောင်တောင်နိုင်တယ်တကူစားဖို့ဆိုင်ထိုင်ရတာတော့မှလေပေါ်စရာလူမရှိတာမလို့နည်းနည်းတော့ပြင်းဖို့ကောင်းတယ်ဘဝဟောင်းမောင်လေးတယောက်တည်းလားမထိုင်မယ်နော်ပြောစောပဲကျွန်တော်ထိုင်နေတဲ့ဝိုင်းမှာဝင်ထိုင်လာတဲ့သူမတငယ်ချင်းမပါဘူးလားဟုတ်ကဲ့မပါပါဘူးဗျဒါဆိုမပူနဲ့တို့ဖော်လုပ်ပေးပါမယ်တို့လည်းတယောက်တည်းပဲလေအော်ဟုတ်သဘောပါဗျာဒီနေ့ကျွန်တော်ရီစားချမယ်လို့ဆုံးဖြတ်ချရမလို့လာရောသမျှမိန်းကလေးတောင်မငင်းနေတော့အလိုက်အထိုက်စကားပြောရင်းနဲ့ပဲအဆင်ပြေတဲ့တယောက်နဲ့တွဲဖို့ရှာထားတယ်ဒါကြောင့်လေဒီတယောက်ထဲနဲ့ကျွန်တော်ရေမမော့စကားပြောနေလိုက်တယ်ဝါလုံးလေးစောင့်နေရတာကြပြီလား sorry ပါကွာမင်းရဲ့အောက်ခံဖောင်းမိရှာမတွေ့ရနဲ့ကြာနေရရော့ဒီမှာတခါတည်းလျှော်လာခဲ့နော်နန်းကြည့်လိုက်ဝါလုံးလေးကြိုက်တဲ့စပယ်နဲ့လေဘယ်ကနေရောက်လာမဲမသိရဲ့ဟိုဘက်အင်အားကောင်ကပြောရင်းဆိုရင်းနဲ့ပဲကျွန်တော်တို့ဝိုင်းမှာဝင်ထိုင်ပြီးတော့သူ့အိတ်ထဲကနေအောက်ခံဖောင်းမိကြီးကိုထုတ်ပြီးကျွန်တော်နှာခေါင်းသားကိုအတင်းတိုးထည့်ပေးလာတာကြောင့်ကျွန်တော်ရောင်ရမ်းပြီးတော့ရှူမိသွားတော့တယ်တကယ်တမ်းဖောင်းမိအနံ့သူပြောသလိုစပယ်နဲ့မဟုတ်ချွေနဲ့ရောနေရဲ့အောက်တိုးအနံ့ကျွန်တော်မျက်နှာရှုံးမဲ့သွားတာမြင်တော့အဲ့ဒီကောင်တစ်ချက်ပြုံးနေပြီးတော့ဖောင်းမိကိုကျွန်တော်အိတ်ထဲစိုးထည့်တယ်သူလည်းထိုင်နေရနေထပြီးလာလေတခါတည်းသွားဝေးအောင်အတွင်းခံပါမလားဘူးဆိုပြောလဲပြောရင်အဲ့ဒီကောင်ကထိုင်နေတဲ့ကျွန်တော်ကိုဆွဲခေါ်တယ်ဘေးနားမှာထိုင်နေတဲ့အမကလည်းကျွန်တော်ကိုကြည့်ပြီးတော့မျက်လုံးအပြူသားဖြစ်နေပြီမလို့ကျွန်တော်ဒီတိုင်းငြိမ်နေလို့မရတော့ဘူးဘာလာပြောနေရတော့ကျွန်တော်ပြောတော့အဲ့ဒီကောင်ကမတက်ရက်နေရကနေပြန်ထိုင်နေပြီးတော့ခက်တီတီပဲကျွန်တော်ရဲ့လက်တစ်ဖက်ကိုကောက်ကင်ပြီးတော့ဝါလုံးလေးရလေကွာကို့ကိုစိတ်ဆိုးနေအောင်မေလားမနဲ့တော့ကကိုတကယ်တော့မတက်ရသေးလို့မနှမ်းတာပါကွာဒီနေ့ညကြမှာအတိုးချပြီးနှမ်းမယ်လေနော်အချစ်လေးစိတ်ဆိုးပြေတော့ကွာဒီကောင်ရဲ့စကားတွေကြောင့်ကျွန်တော်မှပါဇက်အဟောင်းသာဖြစ်သွားရတယ်နောက်တော့ကျွန်တော်ရဲ့ကျင်လာတယ်ဒါသူကျွန်တော်အဆက်ခွဲနေရပေါ့လေသူ့ပြောရကျွန်တော်ကတူနဲ့အတူတူအိတ်တယ်ပေါ့တွေးရင်းနဲ့ကျွန်တော်သူ့ကိုစကျင်လာတယ်စိတ်ဆိုးပြေစေချင်တယ်ပေါ့ကျွန်တော်မေတော့ကောင်းကြီးပြတယ်ဒါဆိုဒီအမရှိမှာပဲငါ့ကိုနမ်းဟမ်နမ်းရမှာလားဒါဆိုစိတ်ဆိုးပြေပြီမယ်မျက်နှာမဲ့ကြင်ဖြစ်နေတဲ့သူ့ရဲ့ပုံစံကြောင့်ကျွန်တော်ဟာရဲ့ကျင်နာကိုမနှဲအောင်ထားရတယ်နောက်တော့မကြောက်အဲ့ဒီကောင်စီကနေအထစ်ထငေါငေါနဲ့စကားတန်ထွက်လာတယ်ငါအိမ်သာတက်ချင်လာလို့သူသွားတော့မယ်ပြောပြီးတချေးရိုးရဲ့ပြေးတာတန်းနေတာပဲအဲ့လိုဦးရားစရာကောင်းတဲ့ပုံစံကြောင့်ကျွန်တော်တဟားဟားကိုအော်ရင်မိရတယ်သူကဘေးမှာထိုင်နေတဲ့အမရဲ့အမေစကားကိုကျွန်တော်ကအရေးတဝက်နဲ့ပဲငါကြောက်ကောင်းပါဗျာအော်ထင်နိုင်ကျွန်တော်ကောင်လေးလေ तू ကနည်းနည်းကြက်မပြေဘူးဒါဆိုဘွားဟောင်းကဟုတ်တယ်ကျွန်တော်ကအခုလေးတင်ခေးသွားပြောနေရင်အဲ့ဒီကောင်မျက်နှာမြင်ပြီးတော့ကျွန်တော်မရေပဲမနေနိုင်တော့ဘူးဟိုဘက်အရာကောင်ကြီးမင်းပဲငါ့ကိုစိတ်ဒုက္ခပေးနိုင်မလားငါကပဲမင်းကိုဟဲအိမ်ပြန်ရောက်တော့ဟိုဘက်အရာကောင်ဇွတ်ထည့်ပေးလိုက်တဲ့အတွင်းခံဖောင်းမီကိုငါလုံးမဘွားဟောင်းဆိုတဲ့စက်ကူစာရွက်ပုံတွေကိုထည့်ပြီးတော့စာရွက်တွေပါနန်ကုံမှာစိုးရတယ်ကျွတ်အိမ်နဲ့တစ်ချက်ပြန်ထုတ်ပြီးထည့်ထားရတယ်ထည့်ပြီးတော့ဘာရင်မဟုတ်ဟိုဘက်အိမ်ကိုအကြည့်ရောက်သွားတယ်ဟိုဘက်အရာကောင်ကငှက်ပြောတော့အသစ်ထက်ဆိုင်ပြီးတော့အဝဝပေးနေပြန်လာမလို့ကျွန်တော်မရေမိပဲမနေနိုင်ဘူးစကျင်စိတ်ကလည်းပေါ်လာတာမလို့ကျွန်တော်ဖုန်းထုတ်ပြီးတော့မက်ဆေ့လမ်းပို့လိုက်တယ်တွေ့ချင်ပြောလေကွာဝရဏာကိုထွက်လာပေးမှာပေါ့ငါကိုဘွားလေးကိုဘာတွေလုပ်မပေးနေနဲ့ပင်မမှာပေါ့ကျွန်တော်ပို့ပြီးမကြောက်သူ့စီကနေမက်ဆေ့ပြန်ဝင်လာတယ်ချီသူ့စာကိုဖတ်ပြီးကျွန်တော်ဟာမပြုံးမဲမနေနိုင်ဘူးဒီကောင်ဆဲဟာလေးကကလေးကလားအချာနဲ့တားရီရီးစားတွေဘာတွေရှာနေပြီလားညနေစာစားနေရင်လည်းမေးလာတယ်မေမေမရသေးပါဘူးမေမေတားအကြိုက်မတွေ့သေးဘူးမသိပါဘူးငါသားအခုတလောအလကားနေရင်ပြုံးလိုက်ရေလိုက်ဖြစ်နေရောရီးစားများရောက်နေပြီလားလို့မရသေးဘူးရရင်မေမေကိုအတိပေးမယ်စိတ်ချဟုတ်ပါပြီကွယ်စားတားလေးပြီးလို့ရှင်စောစောအိမ်နော်ဟုတ်ကဲ့မေမေစားလို့တော့လို့ပြီးတော့ကျွန်တော်အပေါ်ထက်ကိုပဲတက်လာခဲ့လိုက်တဲ့ဝရဏာဘက်မှာလေငင်းထွက်ခံတော့ဟိုဘက်အရာကောင်ရဲ့အရေးအယောင်ကိုမမြင်ရရနဲ့ကျွန်တော်ဖုန်းထုတ်ပြီးတော့မက်ဆေ့ပို့လိုက်တယ်ကိုပြောတော့ညကြမှာအတွေးချနိုင်မယ်ဆိုအခုညရောက်နေပြီနော်
သူများအဲ့ဘက်အိမ်ကိုလာခဲ့ရမလားကျွန်တော်ပုတ်ပြီးချက်ချင်းပဲအဲ့ဒီကောင်စီကနေစဝင်လာတယ်ဘောကိုနန်းကျင်လာလားဒီကရေမချိုးရသေးဘူးနော်အဆင်ပြေရလားချီကြိုက်တယ်အပိုင်ပေးမလားဘာမှချက်မပို့တော့ဘူးအဲ့ဒီစာဂျီဖက်ရဲ့ပုံမှ300နဲ့မရှိရင်ကွယ်ငါတယောက်တည်းတက်ချင်တယ်ဆိုတဲ့အတန်ကြီးကဟိန်ကနေပဲကျွန်တော်မှသဘောကျလို့တခွီးကိုရှယ်မိရတယ်ဟက်ကောင်မင်းယူများသွားရလားဘာလဲကွာအရင်မရှိအဖျားမရှိနဲ့ယူကြည့်အောင်စောင့်နေတဲ့ဟက်ကောင်မင်းညတော့ဘာကိစ္စအောက်ခံဘောင်းမိစီကိုလိုင်းမော်တင်ရတာတော့ငါလားမတင်ပါဘူးမင်းမတင်လို့ဟုတ်လားအဲ့ဒီဝါလုံးလေးဆိုတဲ့အကောင်ကဘယ်ခွေးတောင်စားသုံးနေရမလို့တော့ဇော်နိုင်ဦးစီကနေဝါလုံးဆိုတာကိုကြားတော့ကျွန်တော်မရေပဲမနေနိုင်ဘူးဟုတ်ဘက်အိမ်ကကောင်ကျွန်တော် Facebook အကောင့်ကိုဘယ်လိုများရှာတွေ့ရလဲမသိဘူးတကယ်ဆိုရင်ဘွားဟောင်းဆိုတဲ့နာမည်နဲ့ဖွင့်ထားမဟုတ်လို့ကျွန်တော်အကောင့်ကိုဘယ်သူမှသိပြီးတော့မသိကြဘူးအဲ့ဒါကိုအဲ့ဒီကောင်ကရအောင်ရှာနိုင်တယ်ပြီးတော့လည်းဗါတဲ့ကျွန်တော်ဝါလုံးလေးဆိုပဲဟက်ကောင်ဘွားဟောင်းတားကြီးဘာပြောလိုက်တာတော့ငါမေးနေရမဖြစ်ပဲဘာကိစ္စမတ်တက်ကြီးပြုံးနေရတော့မင်းကဘာမေးနေရတော့အောက်ခံဘောင်းမိပုံကြီးဘာလို့တင်ရတာလဲလို့မရှက်ဘူးလားအော်အဲ့ဒါဟိုဘက်အိမ်ကကောင်စနေရအဲ့ဘောင်းမီကသူ့ဘောင်းမီလေသူ့ဘောင်းမီကမင်းစီဘလို့ရောက်နေရတော့ပြောရင်ရှိရဲ့တားကြီးကငါပေးနေတဲ့ဖုန်းနံပါတ်ပိုင်ရှင်ကသူပဲဟေးတကယ်ကြီးလားအေးငါ့ကိုအနောက်ရှက်ပြန်လာပေးရတဲ့အဲ့ဒီကောင်တအားရရတယ်ဒါဆိုတသားကြီးအောက်မှာချိန်တာသူ့ပေါ့အေးမင်းကိုမရမကရှာပြီးလိုက်လာတယ်ဆိုတော့သူတော်တော်လေးပောက်ကွဲနေရနေမှာပောက်ကွဲတာတော့ပြောမနေနဲ့တော့ငါ့အောင်မြင်တိုင်းဆဲမယ်ဆိုတာကြီးပဲအေးပေါ့ငါဆိုလဲဆဲမှာပဲအေးပါငါခံတဲ့နေဆိုတာကိုသိပါတယ်အခုတော့သွားကြစို့လမ်းမှာမနှက်စာဝင်စားဦးမှာဆိုတော့နောက်ကျနေမယ်အေးကျောင်းရောက်တော့ကားပေါ်ကနေဆင်ချင်းကောင်မလေးတိုက်ကကျွန်တော်ကိုစာရွက်တရက်စီလာပေးကြတယ်ကြံကြောင်နဲ့ဘာရီလဲဆိုပြီးလက်ထဲကစာရွက်ကိုကြည့်လိုက်တော့ကျွန်တော်မှမရေပဲမနေနိုင်တော့ဘူးဝါလုံးလေးစိတ်ဆိုးပြေတော့တယ်ကွာတဲ့ဒီတစ်ခါတော့အရင်လိုအကုန်လုံးကိုယ်တိုင်ရေးထားမဟုတ်တော့ဘူးတရွက်ကိုရေးပြီးတော့ကျွန်တော်မိတ်တူပွားထားခြင်းဖြစ်တယ်ဝါလုံးလေးဆိုတော့သူငါကောက်ကိုသိရဲ့အနားကိုရောက်လာတဲ့ဇော်နိုင်ဦးကကျွန်တော်လက်ထဲကစာရွက်တွေကိုယူကြည့်ပြီးတော့တန်းတော်နဲ့ဆိုတာကြောင့်ကျွန်တော်ဖြတ်ပြောလိုက်တယ်ပြီးတော့သူ့လက်ထဲကစာရွက်တွေကိုပြန်ယူလိုက်ပြီးတော့ကျွန်တော်အိတ်ထဲကိုထည့်လိုက်တယ်အဲ့လိုစာရွက်တွေအိတ်ထဲထည့်နေတဲ့ကျွန်တော်ကိုဇော်နိုင်ဦးကနားမလည်တယ်လို့မျိုးကြောင်ကြည့်နေရကြောင်းကျွန်တော်ကသွားမယ်လေးဆိုပြီးရှေ့ကနေသွားမှသူကအနောက်ကနေလိုက်တယ်အကူကဘွားဟောင်းလားလမ်းလျှောက်နေတော့မိန်းကလေးနှစ်ယောက်အနားကိုရောက်လာပြီးမေးတာကြောင့်ကျွန်တော်ကောင်းငိမ့်ပြလိုက်တယ်ရကြမှာဒါလေးတခိခိရေပြီးပေးလာတဲ့စာရွက်လေး2ရွက်ကြီးလိုက်တော့ဝါလုံးလေးစိတ်ဆိုးပြေတော့ကွာတဲ့အဲ့ဒါဒီပဲလားဆိုတော့မဟုတ်ဘူးအခန်းထဲမရောက်ခင်လမ်းတစ်လျှောက်လုံးလေးတယောက်ပြီးတယောက်လာပေးကြတယ်စားတော့အားလုံးတူတူဝါလုံးလေးစိတ်ဆိုးပြေတော့ကွာဆိုတာကြီးပဲမသိရင်ကျွန်တော်စိတ်ကောက်နေလို့ तू ကအသေးတန်ချော့နေပါလေပေါ့စိတ်ဆိုးပြေတော့ကွာဆိုတော့ तू ကမင်းကိုပြန်ကြောင်းပန်နေရလားနေပါဦးမင်းပြောတော့ तू ကမင်းကိုကလေးစားလာချေရဆိုအသေးတန်ချော့စရာခင်းနေတဲ့ဟိုဘက်အိမ်ကောင်ကြောင့်နားမလည်နိုင်ဖြစ်နေတဲ့ဇော်နိုင်ဦးကမေးလာခြင်းပဲဖြစ်တယ်အဲ့ဒီကောင်ကသူနဲ့ငါ့ကိုတခြားသူတွေရဲ့အမြင်မှာဘာလို့ညာလို့ထင်အောင်လုပ်နေတာအဲ့ဒါဘာပြောရတော့နားမလည်ဘူးမင်းကိုပြောရတာလဲဝေးလိုက်တာကွာအဲ့ဒီကောင်ကသူနဲ့ငါ့ကိုအတွဲတွေလို့ထင်စေချင်တာကွာအခုငါကစိတ်ကောက်နေလို့ तू ကချော့နေရပေါ့အဲ့လိုမျိုးဒါဆို तू ကခေးပေါ့မသိဘူးမနေရတော့လူအများရှိမှငါ့ကိုနန်းလို့လဲပြောလိုက်ရောပြေးရတန်းနေရပဲဟေးမင်းကဘာလို့လူအများရှိမှနန်းခိုင်းရတော့ကြိုက်လို့ဟုတ်ပလားဟုတ်တယ်ပြောရတာတကယ်ကိုစိတ်မရှိတော့ဒီကောင်ဘာလို့ဒီလောက်ဒုံဝေးနေရတော့ဘွားဟာမင်းကခေးလားအေးထင်ချင်းတလို့ထင်နေ့လေခင်ရောက်တော့ဇော်နိုင်ဦးကကောင်မလေးနဲ့ချိန်ထားရဲဆိုပြီးကြောင်းလက်သွားတယ်ဒီတော့ကျွန်တော်တယောက်တည်းပြင်းရှိရနဲ့ဟိုတီရှောက်ကြည့်ရောတနေရာရောက်မှာပဲဟိုဘက်အိမ်ကောင်ကိုတွေ့လိုက်တယ်လုံးဝထင်မှတ်မထားတာသူ့ဘေးမှာကောင်မလေးတယောက်နဲ့ကိုအဲ့ဒီကောင်နာအမြန်သွားပြီးတော့ကျွန်တော်ခေါ်ပြစ်လိုက်တယ်အတန်ကြားတော့အဲ့ဒီကောင်ရောကောင်မလေးရောကျွန်တော်ကိုလှည့်ကြည့်ရရုပ်ရှင်သွားကြည့်ကြမယ်ဆိုကျွန်တော်ထပ်ပြောလိုက်တယ်ဒီကောင်ကကျွန်တော်ကိုကြည့်ပြီးတော့ကြောင်နေရထင်တယ်ဘာဆိုဘာမှပြောမလာဘူးပိုင်ရှင်ရှိမှန်းသိအောင်လက်ကင်ထားမယ်ပြောလဲပြောရင်ကျွန်တော်သူ့လက်ကိုကင်လိုက်တယ်ဒီတော့မှအဲ့ဒီကောင်သတိဝင်လာတဲ့ချင်းမှသူ့ဖေကကောင်မလေးကိုကြည့်ပြီးတော့အားနာလိုက်တာဗျာကျွန်တော်ကောင်လေးကိုရုပ်ရှင်ကြည့်ဖို့အတွက်ပြောထားလို့ရတယ်တဲ့တို့ကပိုင်ရှင်ရှိမှန်းမသိလို့ပါပြောပြီးတော့ကောင်မလေးကလှည့်ထွက်သွားတယ်နောက်တော့ကျွန်တော်လည်းဝင်းနောက်ရှက်လိုက်ရလို့ချိန်နဲ့သွားတာကြောင့်လှည့်ထွက်ဖို့ပြင်လိုက်တယ်
ဒါပေမဲ့ကျွန်တော်သွားလို့မရဘူးကျွန်တော်လက်ကိုအဲ့ဒီကောင်ကတင်းတင်းကြပ်ကြပ်စုပ်ကင်ထားမလို့ပါဘာလို့တာတော့တင်းကျပ်နေတဲ့လက်တွေကိုကြည့်ပြီးကျွန်တော်မေးလိုက်တော့အဲ့ဒီကောင်ကပြုံးနေပိုင်ရှင်ရှိမှန်းသိအောင်လက်ကင်ထားမယ်ဆိုဘာလဲမင်းကကင်ထားခြင်းလို့လားရရလေငါအကင်ခံခြင်းတရားကျွန်တော်ပြောတော့အဲ့ဒီကောင်ကမဲ့တယ်ပြီးတော့ကျွန်တော်လက်ကိုဆွဲပြီးចောင်းဝင်းထဲကိုရှောက်ပတ်တယ်တနာရီလောက်ကြာပတ်ပြီးမှကျွန်တော်လက်ကိုလွှတ်တယ်ရပြီဒါတော့ဆိုရင်မင်းကငါကောင်လေးဆိုတာလူတကာသိပြီမင်းဒီနေ့ရီစားထားမယ်လို့ဆိုတာလေစိတ်မကောင်းပါဘူးကွာအခုတော့မင်းကိုဂေးလို့ထင်ပြီးတော့ဘယ်သူမှပြန်ကြိုက်မှာမဟုတ်တော့ဘူးဟာပပက်ရဲပြီးပြောလာတယ်အဲ့ဒီကောင်ရဲ့စကားကြောင့်ကျွန်တော်ပြုံးလိုက်တယ်ပြီးတော့သူ့ကိုတက်တက်ကြည့်ပြီးဘာလာကြောင်နေရတော့ငါ့ဤစားမင်းလေတကြောင်တော့ဘသူမေမေတိနေတဲ့ကိစ္စဟမ်မင်းကဘယ်လိုလုပ်ဒီရောက်ကျွန်တော်အိမ်ထဲကိုဝင်ချင်းအိမ်ထဲကနေထွက်လာတဲ့ဟိုဘက်အိမ်ကကောင်ကြောင့်တန်းကြော်နဲ့မေးမိသွားတယ်ဝါလုံးလေးပြန်လာပြီလားသူကပြန်နှုတ်ဆက်တယ်ပြီးတော့သူ့ပုံစံကလည်းရဲကျင်အောင်မနှဲအောင်ထားတဲ့ပုံစံဖြစ်နေရမလို့ကျွန်တော်လည်းပြန်ပြီးတော့ပြန်လာပြီကိုကနေ့တစ်ပိုင်းကြောက်မေဘယ်တော့ပြန်ရောက်နေရတော့ရုတ်တရက်ကြီးအဲ့ဒီကောင်နောက်ကနေထွက်ချလာတဲ့မေကြောင့်ကျွန်တော်လန့်သွားရတယ်တော်ပါသေးရဲ့ဘာမှလွန်လွန်ကျူးကျူးမပြောရသေးလို့တားကိုအတော့သားချက်ငယ်မဲလို့ထင်နေရကြီးရလားအဲ့ဒီကောင်ရဲ့ပခုံးကိုကင်ပြီးတော့မေးလိုက်တဲ့မေဟုတ်ပြမနစ်ကကြောင်တစ်နှစ်နားထားတာသူထက်တစ်နှစ်လောက်တော့ကြီးမယ်ထင်တယ်အမဲဒီကောင်မေနဲ့စကားပြောတော့ချိုတာနေရပဲအေးကွယ်မထင်ရအောင်တားအရန်နှုတာပဲအတော့သားကိုတော့ကြည့်လိုက်နှက်ခမ်းမွေးရရေးရေးနဲ့ဆိုတော့လူကြီးကြနေရပဲဒါနဲ့တားဆင်ပြေရလားဟုတ်ကဲ့ပြေပါတယ်အန်တီကူညီပေးတာကျေးဇူးတင်ပါတယ်ဗျကျွန်တော်လည်းတယောက်တည်းဆိုတော့ဘသူ့ကိုအကူညီကြောက်အောင်မသိဘူးဖြစ်နေရပါတယ်ကွာဒါနဲ့တားဘဝဟောင်းတားမှာကိုရဲ10လမ်းတော့ကင်နေဖုံးလေးအခုထိရှိသေးရဲ့မလားသူ့ကိုခဏငားလိုက်စမ်းပါကွယ်မဟုတ်လေအပိုင်ပေးလိုက်ပါသူ့ကိုပြောရင်ကျွန်တော်ကိုပါလှည့်မိလာတယ်မေဗျာဖုံးကဘာလို့တော့ဒီလိုကွဒီကလေးဖုံးကရေထဲကျပြီးတော့ပြတ်သွားလို့အဲ့ဒါသူ့ဖုံးအစ်စ်မဝဲကျင်သေးလို့သူ့အိမ်နဲ့အဆက်အသွယ်ရအောင်နဲ့ခဏငားပေးလိုက်နော်တာမေစကားဆုံးတော့မေပြောတာအမှန်ပဲလားဆိုတဲ့သဘောနဲ့ကျွန်တော်အဲ့ဒီကောင်ကိုကြည့်လိုက်တယ်သူ့ကိုကြည့်ရောအဲ့ဒီကောင်ကမျက်ခုံးနဲ့ချက်ပင်းပြတယ်ပိုင်နေမလားဆိုတဲ့သဘောအဲ့ဖွာမရကဲပါသားအတွက်လည်းအသုံးဝင်တော့မဟုတ်ပေးနေဘူးသူ့ကိုပေးလိုက်နော်အခန်းထဲမှာမလားမေပဲသွားယူလိုက်တော့မယ်ပြောပြရနဲ့အပေါ်ထက်ကိုတက်ဖို့ပြင်နေတဲ့မေကြောင့်ကျွန်တော်မှပြတလဲနဲ့မေခဏလေးတာပဲသွားယူပေးမယ်အေးဒါဆိုလဲသားပဲယူပေးလိုက်တော့မေစကားဆုံးတာနဲ့ကျွန်တော်မြန်လေးအပေါ်ထက်ကိုပြေးရတယ်အခန်းထဲရောက်တော့တင်းချတဲ့ဖုန်းရှူစက်အမြန်ဖွင့်ပြီးတော့အဲ့ဒီဖုန်းထဲကနေကျွန်တော်လက်ရှိကင်နေတဲ့ဖုန်းတွေကိုဓာတ်ပုံသုံးပုံအမြန်ကူးတယ်ပြီးရနဲ့အဲ့ဒီဖုန်းတရားဓာတ်ပုံတွေကိုဖြတ်ရှင်းစရာရှိရာရှင်းပြီးမှပဲကျွန်တော်မှအလုံးကြီးကျသွားတော့တယ်တော်ပါသေးရဲ့မဟုတ်ရင်မိတော့မလို့ရော့ပြန်မပေးနဲ့တော့အောက်ထက်ကိုပြန်ဆင်းပြီးကျွန်တော်သူ့ကိုပြီးတော့ခေါင်းမဲညှိပ်ပြပြီးတော့ဖုန်းကိုယူတယ်ဘေးမှာလေမေမရှိတော့ရနဲ့ကျွန်တော်သူ့အနာကိုကပ်ပြီးငါမေစီဘာလာလောက်တာလဲကျွန်တော်မေရောအဲ့ဒီကောင်ပြုံးနေအရန်ကိုတော်ပပနဲ့ကိုပြုံးတာမလို့နဲ့မကြခင်သိရမှာမင်းတက် surprise ငါနဲ့တူတူနေချင်လို့နားလာဖောက်တာတော့မဟုတ်ဘူးမလားကျွန်တော်ပြောတော့အဲ့ဒီကောင်ကထက်ရဲဘာလဲအချစ်လေးကတူတူနေချင်နေပြီလားနေချင်ဟိုဘက်အိမ်ကိုအချိန်မြေးနော်ဝါလုံးလေးအတွက်ဆိုရင်တကားမရှိဓာမရှိပဲပြောရင်းနဲ့မှအဲ့ဒီကောင်တသိမ့်တုံအောင်ရဲလို့အားရမှပြန်ပြီးဆိုပြီးတော့ခြံပြင်းကိုထွက်တယ်သူရတာပဲငင်းနေပြီလို့ကျွန်တော်ဘာမှမပြောနိုင်ဘူးဟိုဘက်အိမ်ကကလေးပြန်သွားပြီလားဘယ်ကနေပြန်ရောက်လာမဲမသိရဲ့မေကမေးလာခြင်းဖြစ်တယ်ပြန်သွားပြီမေကဘယ်လိုလို့အစောကြီးပြန်ရောက်နေရတော့ဩသားကိုပြောမလို့မေမက်ဆီမာတို့နဲ့အလူပဲလိုက်သွားမလို့သား3ရက်လောက်တော့ကြာမယ်ဟာဗျာမေကလည်းသားကြောက်တယ်မနေရတာသိရသားနဲ့သားကလည်းခါတိုင်းလိုပဲဇော်နာဦးတို့အိမ်မှာတွားအိတ်လိုက်လေ3ရက်ပဲမအိတ်ချင်ပါဘူးဒါဆိုဟိုဘက်အိမ်ကိုတွားရင်မလားသူလည်းအဖော်ရသားလည်းအဖော်ရပါပေါ့မေပြောပေးသူနဲ့သားတိတ်မတည့်တော့သားပြောရင်လက်ခံမှာမဟုတ်အေးပါခဏနေမေသွားပြောပေးမယ်သားအတွက်အချောက်ချန်နေကြော်လော်ထားခဲ့ရနော်သမင်းမချက်လို့ရှင်လေသမင်းကိုဝယ်စားလိုက်ဟင်းကတော့မေချက်ထားပဲစားနော်အပြင်ဆိုင်နေကအချုံမုတ်တွေတအားသုံးတာကျမ်းမာရေးထိခိုက်မယ်ဝယ်မစားနဲ့ဟုတ်ကဲ့ပါမေရဲ့သားဖေတော့ဝယ်စားလို့တော့သွားနာတော့မေဟိုဘက်အိမ်ကိုတွားပြောလိုက်အောင်မယ်ပြောပြီးတော့မေကဟိုဘက်အိမ်ကိုထွက်သွားတယ်မေထွက်သွားတဲ့ကျွန်တော်အပေါ်တက်ကိုတက်ပြီးတော့ပရင်းပေါက်ကနေဟိုဘက်အိမ်ကိုလှမ်းချောင်းနေမေအဲ့ဒီကောင်နဲ့စကားပြောနေရတွေ့ရပေမဲ့ဘ
ဘာတွေပြောနေလဲဆိုတာကိုတော့မကြားရအောင်တအောက်နေတော့မေမေပြန်ထွက်လာတော့အဲ့ဒီကောင်ရှယ်နေရမရက်တော့ညာဘက်ရောက်တော့ဟိုဘက်အရာကောင်ရဲ့အရေးအယောင်ကိုမမြင်ရဘူးအဲ့ဒါနဲ့ကျွန်တော်ဖုန်းထုတ်ပြီးတော့မက်ဆေ့ပို့လိုက်တယ်ကိုဘာလုပ်နေရတော့ကျွန်တော်ပုတ်ပြီးမကြောက်သူ့ဆရာနေမက်ဆေ့ပြန်ဝင်လာတယ်ချီးပါနေရစားမလားကြည့်အဲ့ဒီကောင်ပြောတာကိုကကျွန်တော်ဗရန်နာမှာစောင့်နေမယ်လွမ်းလို့အပြင်ထွက်ခဲ့လေဘောလွမ်းပြထားလေနောက်ကျလွမ်းပေးမယ်ချီအဲ့ဒါလေပြချင်ပြလေခွေးကောင်မင်းနာဘူးလားကိုကလည်းအတွဲရာဒီလိုပြောနေကြအောင်ဘာမှချက်ဖို့မလာတော့ဒါပေမဲ့ခဏနေတော့အဲ့ဒီကောင်အိမ်ပြင်ကိုထွက်လာတယ်ဗရန်နာမှာရှိတဲ့ကျွန်တော်ကိုမောကြည့်ရင်ကျွန်တော်တက်တာပြပြန်တော့သူကဖုန်းကိုထုတ်ပြီးတော့စာရီရိုက်တယ်မကြဘူးကျွန်တော်စီမက်ဆေ့တစ်စောင်ဝင်လာတယ်ဘလို့လဲအလွမ်းပြေပြီလားအတန်ကြားရအောင်ဖုန်းပေါ်ခေါ်ပေးရအောင်မလားသူပို့လာတဲ့စာကြောင့်ကျွန်တော်မှမပြုံးမဲမနေနိုင်သဘောလဲကြားမိရမလို့သူ့ကိုပြန်ပြီးတော့စာပို့လိုက်တယ်ချစ်တယ်ကိုခစ်တဲ့ပို့ပြီးသူ့ကိုလှမ်းကြည့်လိုက်တော့သူကျွန်တော်ကိုလက်ကလေးထောင်ပြတယ်ပြီးတော့အိမ်ထဲကိုပြန်ဝင်သွားအောင်မလို့ကျွန်တော်လည်းအခန်းထဲကိုပဲပြန်ဝင်လာလိုက်တယ်အခန်းထဲရောက်တော့ဖုန်းခေါင်းထဲကနေကူထားတဲ့တပ်ပုံကျွန်တော်ဖွင့်ကြည့်ရင်သဘောလဲကြားလို့ကျွန်တော်ပြုံးနေအထီးတွေ့တွေမရှိသေးပေမဲ့နောက်ဆုံးတော့ကိုနဲ့ကျွန်တော်ချစ်သူတွေဖြစ်ပြီဒီနေ့စနေနေ့မလို့ကြောင်းမသွားရအောင်ပြီးတော့မေမေလည်းဒေါ်လေးစီမတို့နဲ့အလူလိုက်သွားပြီမလို့အခုအိမ်မှာကျွန်တော်တယောက်တည်းဆိုတော့နည်းနည်းတော့ပြင်းဖို့ကောင်းတယ်ပြင်းလို့ဇော်နိုင်ဦးကိုဖုံးဆက်ခေါ်ပြီးမယ်အဲ့ဒီကောင်မအားဘူးဟိုဘက်အိမ်ကိုလှမ်းကြည့်တော့လေလူအရေးအယောင်ကိုမမြင်ရဘူးစီးတော်ရင်ကိုပါမတွေ့ရမလို့ကျွန်တော်ဖုံးထုတ်ပြီးတော့စာလန်းပို့လိုက်တယ်ဘယ်သွားရတော့ကျွန်တော်ပို့လိုက်တော့သူ့ဘက်ကလည်းချက်ချင်းစာပြန်လာတယ်အပြင်ဘာသွားလို့တာတော့မနှက်စာထွက်ဝယ်တာအတော်ပဲငါအတွက်ပါဝယ်ခဲ့ပေးလို့ရမလားကျွန်တော်ပို့လိုက်တော့သူ့စီကနေချက်ချင်းဖုံးဝင်လာတယ်။ကင်လိုက်တော့ဘာစားချင်တာတော့နဲ့ကျွန်တော်ကိုမေးတယ်။ရတယ်အဆင်ပြေရဝယ်ခဲ့။ဘယ်ဟုတ်မလဲစားချင်တာပြောလေငါဝယ်လာပြီးမှမကြိုက်ဘူးဆိုရင်ဘယ်လိုလုပ်မှာတော့။အဲ့ဒါဆိုကြေအိုတက်သားနဲ့ငါ့ကိုကြောက်အောင်လုပ်ပြီးမင်းမဲစားချင်တာပြောဆိုဟုတ်ပါတယ်ဝယ်ခဲ့ပါမယ်။နေအောင်မင်းအိမ်တော့ခက်ခဲ့ရလား။မခက်ဘူးစေ့ရုံပဲစေ့ထား။အေးငါမင်းအိမ်ကနေစောင့်နေမယ်။သဘောပြောပြီးတော့ဖုံးချသွားတယ်သူဖုံးချသွားတယ်ကျွန်တော်လည်းအိတ်အိတ်ကိုယူအဝတ်စား3လေးစုံထက်လိုအပ်သမျှအသုံးဆောင်တွေပါထည့်ပြီးတော့အထုပ်ပြင်လိုက်တယ်နောက်တော့ချင်းတချင်းမှယူရယ်မမေကြော်ပေးခဲ့သမျှအချောက်ချမ်းတွေကိုအဲ့ဒီချင်းနဲ့အကုန်ထည့်ပြီးတော့ဟိုဘက်အိမ်ကိုတည်ဖို့ပြင်တယ်မထူးညသွားအိပ်ရမှာပဲလေနေပါနေလိုက်လေဘာမှမဖြစ်ဘူးမလားဟိုဘက်အိမ်ကိုရောက်တော့သူပြောသလိုခြံတကားစစ်ရုံမဲ့စစ်ထားအဲ့တော့ကျွန်တော်အလွယ်တကူပဲအိမ်ထဲကိုဝင်လိုက်တယ်အိမ်တကားလဲဖွင့်ထားမလို့အိမ်ကျဲကိုပါဝင်လိုက်တော့တယ်ပြီးတော့ယူလာတဲ့အကြော်အလော်တွေကိုနောက်ဖေးမှာထားပြီးကျွန်တော်ဝစ်စားတွေကိုတော့အဲ့ဒီကောင်ရဲ့အခန်းထဲမှာပဲဝင်ချလိုက်တယ်အဲ့ဒီကောင်အခန်းရှင်းမလို့နဲ့နည်းနည်းရှုပ်တယ်အဲ့ရပေါ်မှာလဲစားဥတွေရောအဝတ်တွေရောပွားထားလို့အဝတ်ဗီလိုထဲမှာကြတော့အဝတ်စားတိတ်မရှိဘူးနောက်တော့ပြင်းတာနဲ့ကျွန်တော်ဟိုတီရှောက်ကြည့်ရောအခန်းထောက်မှာထောင်ထားတဲ့ဂီတာတစ်လက်ကိုတွေ့ရတယ်ကျွန်တော်ယူပြီးကောက်တီးကြည့်လိုက်တော့အိုးကမစိုးဘူးအတန်ထွက်ကောင်းနေဒါနဲ့သူ့ကိုစောင့်ရင်တချင်းတစ်ပုတ်ကောက်ဆိုလိုက်တယ်ကျွန်တော်ဆိုကောင်းနေတော့မှပဲသူပြန်ရောက်လာတယ်သူပြည့်စီတွေကိုတခြားလူကိုင်းတာကြိုက်ရလားမသိလို့တချင်းဆိုနေတာကိုကျွန်တော်ရက်လိုက်တယ်ဆက်ဆိုလေကောင်းနေတာကိုပြောပြီးတော့ကျွန်တော်ဖေးမှာဝင်ထိုင်နေအဲ့ဒါနဲ့ကျွန်တော်သူ့ဘက်ကိုလှည့်ပြီးတော့တချင်းဆက်ဆိုလိုက်တယ်တော်တော့ပြောရင်းနဲ့ပဲလက်ထက်ကဂီတာကိုဆွဲလူတယ်ထမနဲ့စာစားမယ်ပြောပြီးရှေ့ကနေထွက်သွားမလို့ကျွန်တော်ကအနောက်ကနေလိုက်ရတယ်။အဲကန်ထဲရောက်တော့ဂျေအိုကအဆင်သင့်ပဲပကံလုံးထဲကိုထည့်ပေးထားတွေ့ရတယ်။ကျွန်တော်ဘာမှပြောမနေတော့ပဲဂျေအိုပကံနားမှာဝင်ချိုင်လိုက်တော့သူလည်းကျွန်တော်အနားမှာဝင်ချိုင်နေ။တူတူစားကြလို့လား။ကျွန်တော်မေးတော့ခေါင်းခါပြရတယ်။မေးစရာရှိလို့မေးလေဘာမေးမှာတော့နောက်ဖေးဟင်းနေရငါအတွက်လားမဟုတ်ပါဘူးငါအတွက်မင်းအတွက်ဆိုရင်ဘာလို့ဒီယူလာတော့ဒီမှာနေမလို့လေ။ဘာမနေရဘူးညမလာခဲ့မပြောင်းအဝတ်ဆိုင်နဲ့အသုံးဆောင်နေလဲမင်းခန်းထဲရောက်နေပြီဟက်ကမင်းဘာဖြစ်ချင်နေရတော့သူ့တန်ဟင်းကနေပဲကိုပဲဝါလုံးလေးအတွက်ဆိုရင်တကားမရှိဓားမရှိဆိုဟာအဲ့ဒါမပြောင်းဘူးနော်ကရိန်းနဲ့ကော်ထုတ်တောင်မှမပြောင်းဘူးပြောပြီးတော့ကျွန်တော်ကြေးအိုးစားတော့သူဘာမှမပြောတော့အနာကပဲထွက်သွားပြီးတော့အခန်းထဲကိုဝင်သွားတော့တယ်အဲ့ဒါတနေ့ကုန်လုံးကျွန်တော်ဒီမှာပဲနေရကျွန်တော်အိမ်ကိုတစမ်းမှမပြောင်းဘူးနားကြီးလိုက်တာဘွားဟောင်းရမင်းမတော်နိုင်သေးဘူးလားဒီလောက်ဆိုချင်နေရင်လည်းခြံထဲသွားဆိုကြည့်ငါဒီမှာစာဖတ်နေရမမြင်ဘူးလား
တကယ်ပါစကားရောက်တုံးလေဂီတာလေးတော့ဝယ်ပြဝယ်ရမယ်ဆိုပြီးဝယ်ထားမိတာတော့နောင်တရကျန်လာတယ်အခုတော့အဲ့ဒီကောင်ပါဇက်ကိုပဲပြေးပေးရတော့မလို့ဝယ်ထားတဲ့ဂီတာကိုပဲရိုက်ချိုးရတော့မလို့နဲ့ဘာလို့ရမှန်းကိုမသိတော့ဘူးမင်းကိုရှိတ်နေရလေကွာမင်းနားမှာမဆိုလို့ဘယ်နားကိုသွားဆိုရမှာတော့ကြည့်ဒါတက်တက်ကိုကျွန်တော်ကိုလုံနေရရတယ်လေမင်းကဒီလောက်ဆိုမှတော့လေဝါလုံးလေအဲ့လောက်ကြည့်ချင်နေရင်လေအေးစစ်စစ်လေးထိုင်စီဟုတ်ပြီလားကူကွာဘဲမှထွက်မပြေဘူးနော်တချင်းတော့မဆိုပါနဲ့ကွာနားတွေလည်းအရန်ဥနေပြီမလို့ပေးနာပါအောင်ကျွန်တော်ပြောလိုက်တော့တဟဲဟဲရေပြီးတော့ဂီတာကိုဘေးမှာချတယ်ပြီးတော့ကျွန်တော်ဘေးကိုလာတိုးပြီးတော့အဲ့ဒါဆိုကိုဖက်နေတဲ့စာအုပ်ကိုအတန်ထွက်ပြီးတော့ဖက်ပြကျွန်တော်ငငယ်လေးနားချောင်းနေမယ်အတန်ထွက်ပြီးမဖက်တတ်ဘူးဒါဆိုဂီတာတီးပြီးတချင်းတစ်ပုတ်ဆိုပြဂီတာအမတ်တရားအနေနဲ့ဒီတိုင်းဝယ်ထားမတီးတတ်ဘူးမရဘူးအဲ့နှစ်ခုတည်းကတစ်ခုရွေမဟုတ်ရင်ငါတချင်းဆက်ဆိုနေမှာဘွာဟောင်းဆိုတဲ့ကောင်တော်တော်ကိုပြောရဆိုတာလက်ပေါက်ကတ်တဲ့ကောင်သူ့ကိုကြည့်ရင်လည်းတော်တော်လေးချင်လာမလို့ငါဘာစာပဲဖက်ပြနားထောင်ပါလားဟုတ်ပြီအချစ်ကလေးသွားအခန်းထဲကကိုဖုံသွားဦးချင်းမင်းပေးရဖုံမဟုတ်ဘူးနော်ငါဖုံယူခဲ့ပြောတာဖုံပြတ်သွားလို့ဆိုညာပြောတာသွားမြန်သွားယူချင်းဒီကောင်ယူလာနဲ့ကျွန်တော်ဖက်လက်ဆစာအုပ်ကိုပိတ်ပြီးတော့ဖုံထဲကနေဟိုတီတီပရလောကဆက်လန်းတွေကိုလိုက်ရှာလိုက်တယ်ဒီကောင်တယောက်တည်းမအိပ်ရဲလို့ကျွန်တော်အိမ်ရောက်နေရမလားလို့တွေ့ကြသိရပေါ့ဖတ်မယ်နော်ဝါလုံးလေးဖတ်နည်းနည်းစိတ်ချောက်ချစရာကောင်းတဲ့ဆက်လန်းတစ်ပုဒ်ကိုဖတ်ပြဖို့ကျွန်တော်ရွေးလိုက်တယ်ဘွားဟောင်ကတော့ဘာမှမသိပဲကျွန်တော်ဖတ်ပြတာကိုနားထောင်မှုဖြစ်နေတယ်ကျွန်တော်မသိချင်အောင်ဆောင်ပြီးတော့ဇလန်းကိုစဖတ်တယ်ဇလန်းနာမည်က1590တဲ့မနက်ခင်း4 နာရီထိုးကြီးမှာကျမစီကိုဖုံးဝင်လာတယ်ဘသူခေါ်ရလဲလို့ကြည့်လိုက်တော့ကျမချစ်သူကိုနေလင်းထိုက်စီကဟယ်လိုကိုထိုက်ချစ်တွေ့ကျင်တယ်ဖုံးကိုကန်ချင်းကြားလိုက်ရတဲ့စကားကြောင့်ကျမရေကျင်သွားတယ်ကိုထိုက်တယောက်မူးနေတော့မဲထင်ပါတယ်ဒီနေ့ကနှစ်ဦးလာဦးဖြစ်တဲ့ဇန်နဝါရီလ1 ရက်နေ့နယူးရီးယားညဖြစ်တဲ့မနေ့ညတော့ကိုထိုက်တယောက်ကျမစီမှာခွင့်တောင်းထားတယ်နယူးရီးယားညတော့တငယ်ချင်းတွေနဲ့ဖြတ်တန်းကျင်နေတဲ့နည်းနည်းပပလေးတောက်မှမလို့ချစ်ကိုမခေါ်တော့ဘူးတဲ့နော်တဲ့ကျမလည်းခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့တအားကြီးတော့မတောက်ပါနဲ့လို့တော့ပြောထားတာကိုအခုကျတော့ကြည့်ပါဦးမနေ့4 နာရီထိုးကြီးကိုတွေ့ချင်တယ်ဆိုပြီးဖုန်းဆက်နေတယ်ညတော့ဘလောက်တောင်မှတောင်းညမ်းထားလို့အခုချိန်ထိအမှုမပြေသေးရတော့ကိုမမူးပါဘူးကွာအဲ့ရနုံနုံချင်းချစ်ကိုတတိယလို့ဖုန်းဆက်လိုက်တာတွေ့ရအောင်ချစ်ရကိုမင်းကိုအရန်တတိယနေရနာယူလဲကြည့်ပါဦးကိုထိုက်ရဲ့ဒီချိန်ချစ်ကဘယ်လိုလုပ်အပြင်ထွက်မလဲမသိဘူးကွာကိုခုလာပြီချစ်ပြင်ကနေစောင့်နေပြောပြီးတော့ဖုန်းချသွားတယ်ကျမကဘာလို့ရမယ်မသိဘူးစိတ်ထဲကနေတော့နည်းနည်းတမျိုးကြီးပဲခါတိုင်းဆိုင်ကိုထိုက်ကဒီလိုမျိုးမဟုတ်အကျိုးသိအကြောင်းသိကိုနားလေတယ်ဇွတ်တီကိုလည်းဘယ်တော့မှမလုပ်ဘူးအမိုးမပြေသေးလို့ဆက်တာလားမသိပေမဲ့သူတကယ်ရောရောက်လာရင်ဆိုတဲ့အတွေ့နဲ့ကျမအပြင်ကိုခိုးထက်ရတယ်15 မိနစ်လောက်ကြာတော့သူတကယ်ရောက်ချလာတယ်ဒါပေမဲ့ခါတိုင်းလိုကားကိုကိုယ်တိုင်မောင်းလာမှာမဟုတ်ဘူးတက်စီနဲ့ရောက်ချလာတာချစ်တက်ပြောလဲပြောပြီးကားပေါ်ကနေမစင်းပဲကျမကိုတကားဖွင့်ပေးရဲ့ကိုထိုက်ကလည်းဘယ်ကိုတက်ရမှာတော့အခုမှအစောရရှိသေးတာကိုတို့လက်ထက်ကြရအောင်ချစ်ရှင်ကိုချစ်နဲ့မခွဲနိုင်တော့ယူကြရအောင်နော်ကိုထိုက်ကလည်းရုတ်တရက်ကြီးကလေးမလိုက်မှလားမလိုက်ဘူးလားကားရက်ချတာကြာလို့ထင်ပါတယ်ကားစီဟာစိတ်မရှိတော့တဲ့လေတံမျိုးနဲ့ကျမကိုလှမ်းမိရဲ့အဲ့ဒီခွင့်ရည်ကိုအမိအယဖမ်းပြီးတော့ကိုထိုက်ကကျမလက်ကိုဆွဲတယ်ကျမစိတ်ထင်လို့ပဲလားမသိဘူးကိုထိုက်ရဲ့လက်တွေကအေးဆက်နေရဲ့လာပါချစ်ရဲ့ကိုရိုးနှစ်ယောက်အကြောင်းလေးမိဘတွေသိနေကြရပဲလေနှစ်ဦးလာဦးမှာအမတ်တရလေးဖြစ်သွားအောင်လို့အခုကိုနဲ့လိုက်ခဲ့နော်ချစ်မသိတော့ဘူးကွာနောက်ဆုံးတော့ကျမကိုထိုက်နဲ့လိုက်သွားဖြစ်တယ်ကားပေါ်ရောက်တော့ကားစီဟာကဘယ်လိုမောင်းဖို့ပေးရမလဲတဲ့ကျမကိုမေးတယ်ဒါကိုထိုက်ကကျွန်တော်လိုက်လာတဲ့နေရာကိုပဲပြန်မောင်းပေးပါဗျကလေးမလိပ်စာပေးလေကိုထိုက်ဖြေလိုက်ပြင်မဲ့ကားစီဟာကျမစီကိုပဲလိပ်စာလာတောင်းနေရဲ့ဘေးကကိုထိုက်ကိုကြည့်ရလဲပေးလိုက်ပါကွာဆိုတဲ့သဘောနဲ့ခေါင်းညိတ်ပြရနဲ့ကျမလိပ်စာထပ်ပေးရတယ်အဲ့လိုကျမလိပ်စာပေးပြီးမှပဲကားစီဟာကားအောင်မောင်းနေကိုထိုက်တို့အိမ်ရှိကိုရောက်တော့ကျမတို့ကားပေါ်ကနေဆင်းနေကားစီဟာကကိုထိုက်ရဲ့အိမ်ကိုလှမ်းကြည့်ပြီးတော့ဒီနေရာသိချတယ်နော်တဲ့မေးရဲ့သိချပါတယ်လို့ကျမပြန်ပြောလိုက်တော့စောင့်ပေးရမလားတဲ့ထပ်မေးရဲ့ရတယ်ရှင်မစောင့်နဲ့တော့ကျမနေခင်မှာပြန်တော့မှာနောက်တော့အိမ်ထဲဝင်မို့ကျမရင်ခုန်နေရနဲ့မဝင်ရဲဘူးတွန်းဆုံနဲ့ဖြစ်နေရောကိုထိုက်ကကျမလက်ကိုလာဆွဲတယ်
ကိုထိုက်ရဲ့လက်ကပို့ပြီးတော့မှအေးဆက်လာသလိုပဲသူ့လက်ရဲ့အေးတဲ့ကြောင့်ကျမတော်မှကြောထဲမှာစိတ်ကနေဆိုဖြစ်သွားတော့တယ်ကိုထိုက်လက်ကြီးကအေးဆက်နေတာပဲကျမပြောတော့ကိုထိုက်ကရှယ်ပါတယ်အပြင်မှာဒီလောက်အကြာကြီးနေမှတော့အေးပြီပေါ်ချစ်ရဲ့လာပါကိုတို့အထဲဝင်ကြရအောင်အိမ်ထဲရောက်တော့ဘွားကနေဆိုတွေ့လိုက်ရတာဟိုနေရာဒီနေရာမှာအိပ်ပျော်နေရဲ့ကိုထိုက်တငယ်ချင်းအုပ်စုလိုက်ကြီးညဘလောက်တောင်မှတောင်းချမ်းထားကြလည်းမသိဘူးအိမ်ထဲမှာလည်းပေရီပြီးတော့ပွားထနေရပဲကိုထိုက်တငယ်ချင်းတွေကအခုထိရှိနေသေးရလားချစ်သူတို့ကလင်းမပြန်ကြမှာဟက်ကောင်လေးထကြစမ်းဒီမှာငါမိမခိုးလာတယ်ကျမကိုလည်းဖြစ်ရင်ကိုထိုက်ကသူ့တငယ်ချင်းတွေကိုလည်းအော်နှိုးတယ်အော်လာတော့မှမနိုးလာတဲ့သူတွေကိုတော့ကိုထိုက်ကခြေထောက်နဲ့လိုက်ကန်တယ်ကိုထိုက်ဘာလို့တည်ထားသေးရတော့ဟင်ချစ်နှခေါင်းထဲမှာမီးလောင်နေရတယ်ကျမမေးလိုက်တော့ကိုထိုက်ကစဉ်းစားသလိုမျက်လုံးတွေကိုတောက်မှကတ်ထားတယ်နောက်တော့တစ်ခုခုကိုသတိရသွားဟန်နဲ့ကိုထိုက်ရဲ့မျက်လုံးတွေဝိုင်းဆက်သွားတယ်ဟဲ့ကောင်လေးညငါတို့ခောက်ဆွဲပြုတ်မယ်ဆိုပြီးတော့မီးဘွားရွှေနှိုးကြီးတင်ထားဘသူမီးပိတ်လိုက်တော့ကိုထိုက်မေးလိုက်ပေမဲ့အကုန်လုံးဇဝေဘော်စောဝါပုံစံနေနဲ့မင်းပိတ်တာလားငါပိတ်တာလားဆိုပြီးလုံနေကြတယ်ကျတော့ကျမစိတ်မရှိဘူးအဲ့တော့သူတို့စီကအဖေကိုစောင့်မနေတော့ပဲမီးဖို့ခန်းရှိရအောင်ပဲကျမကြည့်လိုက်တယ်ဟာမီးဖို့ခန်းထဲရောက်တော့မြင်လာရတဲ့မြင်ကွင်းကြောင့်ကျမပြပြတလဲနဲ့ကမီးဖို့အမြန်ပိတ်ရတယ်တော်သေးရပေါ့ရေရမခံသေးလို့နှမဆိုတအိမ်လုံးပြကြမဲ့ကိန်းချစ်မီးဖို့ခန်းထဲကိုကိုထိုက်လိုက်လာပြီးတော့ကျမကိုခေါ်တာနဲ့ကျမကိုထိုက်ချစ်နှခေါင်းထဲမှာလေအခုထိမီးလောင်နေရနေအောင်မေအသားကိုမီးလောင်ထားတဲ့ညှော်နဲ့နေတဲ့ရှာတယ်ချစ်စိတ်ချင်းလို့နေမှာပါကိုတော့ဘာနဲ့မှမရဘူးမဟုတ်ဘူးကိုထိုက်ချစ်ကိုထိုက်နဲ့စတွေ့ကြတဲ့ဟာအဲ့နဲ့ရနေရဒီအိမ်ထဲဝင်တော့မီးလောင်နဲ့ပို့ပြင်းလာတယ်ကိုထိုက်တငယ်ချင်းတွေအနားကိုကြားတော့လေအသားညှော်နဲ့နေအရန်ပြင်းလာတယ်ပြီးတော့ကိုထိုက်ချစ်တစ်ခုလောက်မေးလို့ရမလားကျမပြောတော့မေးဆိုတဲ့သဘောမျိုးနဲ့ကိုထိုက်ကမေးဆက်ပြတယ်ဒီမီးဘိုဘွားအိုးကလေဘယ်ချိန်တော့တည်ထားတော့ည7 နာရီလောက်တုန်းကအခုမနက်4 နာရီကိုထိုက်စဉ်းစားကြည့်ရေတွေဘာလို့မခန်းသေးရလဲကျမမေးလိုက်တော့ကိုထိုက်ရဲ့မျက်စံလေးကနာမငြိမ်ဖြစ်လာတယ်နောက်တော့ကျမကိုရှီဝူဝေနဲ့ကြည့်လာပြီးကိုကမဟုတ်သေးဘူးကိုတို့တငယ်ချင်းတွေအားလုံးကပြောရင်းနဲ့မှကိုထိုက်ရဲ့အတန်တွေဟာတုံရင်လာတယ်နောက်တော့ကိုထိုက်ဟာလည်းတဖြည်းဖြည်းရိရွဲလာတယ်ခဏမင်းပါဇလန်ဖတ်ပြနေရတော့နားထောင်နေရင်းနဲ့ထမေးလာတဲ့ဘွားဟောင်းကြောင့်ကျွန်တော်မျက်နှာကိုမနှဲတီးပြီး1/90ဆိုတာလေမဟုတ်ဘူးဘာဇလန်အမျိုးစားလဲလို့မေးရတရေပါညာမသိဘူးလေငါလည်းခုမှဖတ်တဲ့ဟာကိုကျွန်တော်ပြောတော့မယုံပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကိုကြည့်ရပြီးတော့မင်းအတန်နားထောင်ရတာတော့ကောင်းပါတယ်ဒါပေမဲ့စက်မဖက်နဲ့တော့ဘာလုံးလေးရလဲအခုမှအစပဲရှိသေးအောင်ကျွန်တော်ဆွဲတော့သူအားရှယ်တယ်ပြီးတော့ကျွန်တော်အနာပုံမတိုးကက်လာပြီးတော့ဖက်ချင်ကျွန်တော်ကိုဖက်လေကိုတဲ့အဲ့လိုပြောပြီးမျက်နှာဆက်ဖြဲဖြဲနဲ့ချီကိုဖက်တွားမင်းသွားချင်တဲ့နေရာကိုသွားဟက်ကောင်ငါရှိမှပေါ်မလာနဲ့ကျွန်တော်ပြောတော့စပွဲပေါက်ကိုလက်တထောင်ထောက်ပြီးတော့မေးတင်တယ်ပြီးတော့ခက်တီတီပဲအာဘာဘင်းသွားမယ်ချီဆဲလိုက်တော့မတက်ရက်ပြီးဘောင်းမီရဲ့ခက်ပတ်ကိုချွတ်တယ်ဟက်ကောင်ဖာလောက်တာတော့ဆိုတော့ကိုပဲနန်းကျင်လို့ဆိုပဲရေသားစေးဖို့လိုသေးလားဒီတိုင်းပဲနမ်းမလားတဲ့လေကျွန်တော်မှအံ့ဩလွန်းလို့ဘာပြန်ဖြစ်ရမှန်းကိုမသိဘူးနောက်တော့ကျွန်တော်သူ့အနာကနေထလာပြီးအိတ်ခမ်းထဲကိုဝင်ခဲ့လိုက်တော့တယ်နောက်ကနေသူလိုက်လာမှဆိုလို့လော့ကိုပါတခါတည်းချထားလိုက်တယ်ဒါတော့မှအပြင်ကနေကျွန်တော်ကြောင်းသွားလှမ်းអော်နေသေးရဲ့ကိုရှက်သွားတာလားတဲ့လေဟဲ့ကောင်မင်းဟိုဘက်နည်းနည်းတိုးလို့မရဘူးလားမရတော့ထပ်တွင်ပြုတ်ကြတော့မယ်အေးကွာအေးမင်းပြောသမျှပဲစိတ်မကြည်လင်တဲ့လေတံနဲ့ကျွန်တော်ပြောလိုက်တယ်ဒါ့သူကကျွန်တော်ဘက်ကိုလှည့်ပြီးတော့ငါ့ကိုအခွင့်အရေးယူခြင်းယူလို့ရရင်နော်မယူပါဘူးဒါဆိုငါမင်းကိုအခွင့်အရေးယူလိုက်ရင်ရောတခုခုတော့လုပ်လေငါ့ကိုအခွင့်အရေးယူခြင်းယူဒါမှမဟုတ်ငါအခွင့်အရေးယူတာကိုခံခြင်းခံဟက်ကောင်မင်းတကယ်ဂေးနေရလားကျွန်တော်မေးလိုက်တော့အေးလေငါဂေးလိုပဲမင်းနဲ့တွဲနေရဘောတဲ့ပြန်ဖြစ်ရဲ့ဒီကောင်စကားအကောင်ပြောမှာမဟုတ်တဲ့အတွက်ကျွန်တော်လည်းဘာမှဆက်မေးမနေတော့ပဲမျက်လုံးမဲမိတ်လိုက်တော့တယ်ဒါပေမဲ့အဲ့ဒီကောင်ကမရက်ဘူးအတီပြောနေရကိုရသွားစမ်းပါကွာမင်းသာတကယ်ဂေးနေငါစီကိုဘာကိစ္စမင်းကလေးတွေကြည့်ပဲဖုန်းနေဆက်ကြမှာတော့ကျွန်တော်ပြောတော့သူအားရှယ်တယ်ပြီးတော့သူ့ရင်ဘက်ပေါ်တင်ထားတဲ့ကျွန်တော်ရဲ့လက်တစ်ဖက်ကိုသူအားလာကင်နေကျွန်တော်10 တန်းနှစ်တုန်းကဘော်လာဆောင်ကလူတွေနဲ့ကြိုက်ချီကိုဖျားဖို့ထက်ကြတယ်ကျွန်တော်တို့ကတဲဖို့အဆောင်မရလို့ရင်ပြင်တော်ပေါ်မှာပဲအိတ်ကြရတာအဲ့မှာအဲ့တယောက်နဲ့စတွေ့ခဲ့တာသူတို့လည်းအဆောင်မရဘူးထင်တယ်ရင်ပြင်တော်မှာပဲအိတ်ကြတယ်သူကကျွန်တော်ဖေရလေကျွန်တော်သူ့ကိုသဘောကျလွန်းလို့တညလုံးမအိတ်ပင်နဲ့ငီးနေခဲ့တာ
အဲ့လိုကြည့်လို့ဆိုပြီးသူတော်မှကျွန်တော်ကိုဆဲသွားသေးတယ်ဒါပေမဲ့သူကျွန်တော်ကိုမမှတ်မိတော့ပါဘူးပြောရင်းနဲ့မှအဲ့ဒီကောင်ကရှယ်တယ်မနက်ခင်းရောက်တော့ကျွန်တော်ဖျားမဖူးအဲ့ဒီကောင်လေးနောက်ကနေတကောက်ကောက်ရှောက်လိုက်နေခဲ့တာနောက်ကန်ကောင်းကျင်တော့သူကထီဝင်ထိုးရလေထီဝင်ထိုးတယ်ဆိုပြီးတော့ဆက်မပြောပဲကျွန်တော်ကိုပြုံးကြည့်ရယ်ပေါက်သွားရောလားချင်တာနဲ့ကျွန်တော်ဝင်ချောက်လိုက်တယ်မဟုတ်ဘူးထီထိုးတော့ဖုန်းနံပါတ်နဲ့နာမည်ပြောရတယ်လေပြောပြီးတော့သူကင်ထားတဲ့ကျွန်တော်လက်ကိုဆွဲလိုက်ပြီးတော့ကြိုက်ချလိုက်တော့တယ်ရုတ်တရက်ကြီးလှုပ်ချလိုက်တဲ့အပြုတ်မှုကြောင့်လေကျွန်တော်မှမျက်ဖြူပါဆိုင်လို့ခွေးသားဘွားဟောင်းဘာလို့ငါ့ကိုလာကြိုက်တာတော့ဦးရလို့ကိုကလည်းကိုကအခုထိချစ်စရာကောင်းနေတော့မယ်သိလားတွေ့ချင်းတော့ကမမှတ်မိတာကိုတောင်းပန်ပါရဲ့နော်ဘာတော့အဲ့ဒီထီထိုးတဲ့ကောင်ငါလားကျွန်တော်မေတော့ခေါင်းညိတ်ပြတယ်ပြီးတော့ချစ်တယ်နော်ကိုခစ်တဲ့ပြောပြီးကျွန်တော်ရဲ့လက်ဖမိုးကိုနမ်းတယ်မရတော့ကျွန်တော်ဆက်ပြီးတော့တိမခံနိုင်တော့အဲ့တော့ကျွန်တော်အဲ့နေရာကနေအမြန်ထားတယ်စောင်းတဲ့ခေါင်းကိုရှူပြီးတော့အပြင်ထွက်ဖို့ပြင်လိုက်တယ်ဆိုရင်ပဲ तू ကဘာတော့ဟိုဘက်ခံမှာတွားအိမ်မလို့ကျွန်တော်ရောလိုက်မယ်လေမလိုက်ရအောင်မင်းနဲ့မအိတ်ချင်လို့တမင်အိတ်တာကွသိပြီလားပြောပြီးတော့ကျွန်တော်အမြန်ထွက်ရတယ်ဟိုဘက်အခန်းထဲကိုလည်းအမြန်ဝင်ပြီးသူလိုက်လာမှဆိုလို့တကားကိုအတွင်းထဲကနေပါလော့ချထားလိုက်တယ်ဒီတော့မှကျွန်တော်မှနားအေးပါအေးပဲဟယ်လိုတကားဖွင့်ပေးပါဦးငါအခန်းထဲကမီးလောင်နဲ့နေရနေလို့သူပြောတဲ့စကားကြောင့်ကျွန်တော်ဟာမျက်လုံးတွေပါပြူးသွားရတယ်နောက်ခေါင်းအေးထားပြီးတေချာပြန်စဉ်းစားကြည့်မှမီးလောင်နိုင်စရာအကြောင်းမရှိမှန်းတွေးမိရဲ့ဟက်ကောင်ဘာအိုးမှတိတ်မထားဘူးကွာမသိဘူးအသားညော်နဲ့နေရနေရဲ့ပြီးတော့ငါအိမ်မက်လည်းမက်တယ်အိမ်မက်ထဲမှာကိုထားရဲ့ခန္ဓာကိုယ်ကြီးဟာတဖြည်းဖြည်းရွရွဲလာပြီးတော့အသားတွေပဲ့ကျလာတယ်မျက်လုံးတွေကလည်းအောက်ပြုတ်ကျပြီးတော့အဲ့ဒီပြုတ်ကျနေတဲ့မျက်လုံးနှလုံးကငါ့ကိုဖြူကြည့်နေတာပြီးတော့သူ့တငယ်ချင်းတွေလည်းရောက်လာပြီးငါဘာမှဆက်မပြောတော့ဒါပေမဲ့သူ့ရဲ့တပင်းချလိုက်တဲ့ကိုကျွန်တော်ကြားလိုက်ရတာကြောင့်ဒီကောင်ကြောက်နေပြီဆိုတာကိုကျွန်တော်ရိပ်မိလိုက်တယ်ကြောက်လို့လားအဲ့လိုတော့လည်းမဟုတ်ပါဘူးငါနှာခေါင်းနဲ့မီးလောင်နဲ့အနံ့ကြီးပဲရနေလို့အိတ်မပြောဘူးအေးပေါ်ကိုထိုက်ကမင်းဘေးကိုရောက်ချင်ရောက်နေမှာကိုတကားဖွင့်ပေးလေနော်ဘဲမမထိဘူးဒီတိုင်းလေးပဲအိတ်မယ်လေသူ့ကိုပြောကြောင်းကျွန်တော်ဟာဟမ်မဆောင်နိုင်အောင်ပင်အော်ရယ်မိရော်တယ်ဒီကောင်နှကမ်းမွေးမအာမနာဘလို့တောင်ကြောက်တက်ရတာတော့ဖေးဖို့မှာအားအချိတ်မယ်ဆိုရင်ဖွင့်ပေးမယ်တကယ်လားအခုချက်ချင်းချိတ်လိုက်မယ်လေအေးသူဖုံးချသွားတယ်နောက်တော့မကြောက်ကို20တဲ့ဟိုဘက်ခန်းကနေလှမ်းអော်တယ်ဘာတော့ Wi-Fi password ကိုလိုင်းဖွင့်ကြည့်လိုက်နော်ငါတို့အရာနေကိုအိမ်ချီမိရယ်သူပြောရနဲ့ကျွန်တော်ဖွင့်ကြည့်လိုက်တယ်တကယ်လေလိုင်းရမိနေရနဲ့ကျွန်တော် Facebook ထဲဝင်လိုက်တယ်ဝင်ချင်းတွေးလိုက်ရတာသူကျွန်တော်ကိုအားအချိတ်ထားဘွားဟောင်းရေမင်းမေတော့မနှက်ပြန်လာတော့မှာပဲကျွန်တော်ရင်ရွရင်ပြုံးမိရဲ့မနေ့ကသူ့အမေစီကျွန်တော်သွားပြီးကျွန်တော်ဖုန်းရှိတဲ့ကျသွားလို့အိမ်ကိုဆက်သွယ်ချင်တာအဲ့ဒါဖုန်းနံပါတ်တရားလဲအလိုမရတော့လိုင်းပေါ်ကနေပဲပြောမှအဆင်ပြေမှာမလို့အနိဖုန်းနဲ့ကျွန်တော်အကောက်ကိုခဏလောက်ရင်ဝင်လို့ရမလားဆိုပြီးတော့အကူကြီးတောင်းလိုက်တာသူ့အမေကလည်းခွင့်ပြုတော့ကျွန်တော်အကောက်ကိုသူ့အမေအကောက်နဲ့အရင်ရှာပြီးတော့ friend add ထားလိုက်တယ်နောက်မှကျွန်တော်အကောက်ထဲဝင်ပြီးတော့ friend လက်ခံတယ်ဒီတော့သူ့အမေနဲ့ကျွန်တော်နဲ့ကအခု friend နေပဲဆိုတော့ဒါကိုလည်းမြင်မှအသေးချာပဲကိုတကားဖွင့်ပေးအောင်လေလက်စားချေတာအောင်မြင်တော့မယ်ဆိုပြီးစိတ်ပျော်နေတော့မှာပဲအဲ့ဒီကောင်ရဲ့အတန်ထွက်လာတယ်တကားဖွင့်ပေးလိုက်တော့သူဝင်လာပြီးတော့ကျွန်တော်ဘေးမှာဝင်အိတ်တယ်ပြီးတော့ကျွန်တော်ရဲ့လက်တစ်ဖက်ကိုလည်းစုပ်ကင်နေဒီတညပါပဲလေဆိုပြီးတော့ကျွန်တော်ကဘာမှတော့မပြောတော့သူကျွန်တော်ကိုလာဖက်တယ်ဟိုဘက်ခန်းကိုပြန်ကျင်လာလားပြောလိုက်တော့ဖက်ချားရဲ့လက်တွေကိုပြန်ရုပ်တယ်ပြီးတော့ကျွန်တော်လက်ကိုပဲလာကင်ပြီးလက်ကလေးတော့ကင်မယ်နော်တဲ့ပြောပြီးတော့မျက်လုံးတွေကိုမှိတ်သွားမလို့ကျွန်တော်ဘာမှမပြောနိုင်တော့ဘူးဗျာမမေပြန်ရောက်နေပြီလားဟုတ်ပြန်လာခဲ့မယ်မမေဟုတ်မမေအခုချက်ချင်းပြန်လာခဲ့မယ်နော်မမေပြန်ရောက်နေပြီတဲ့ဖုန်းချပြရနဲ့ကျွန်တော်ဘက်ကိုလှည့်ပြောလာတဲ့သူမြန်နေတော့ငါ့ကိုပြောတော့3ရက်ဆိုပြီးဘာမှမသိချင်အောင်ဆောင်ပြီးတော့ကျွန်တော်ပြောလိုက်တော့ဘွားဟောင်ကတက်ပြင်းချတယ်3ရက်နဲ့တခုခုဖြစ်အောင်လုံးမလို့သွားပါပြီညီညူပြောလာတဲ့သူကိုကျွန်တော်စိတ်ထဲကနေပဲအိမ်ရောက်ရင်ဖြစ်မှာပါမပူနဲ့ဆိုပြီးပြောလိုက်တယ်အပြင်မှာတော့ကျွန်တော်ဘာမှမပြောဘူးအတုံးဆောင်ပစ္စည်းထားခဲ့မယ်နော်နောက်မှတစ်ခုချင်းပြန်လာယူမယ်သဘောပဲသူပြန်သွားတော့အိမ်အတွင်းထဲကိုဝင်ပြီးတော့ကျွန်တော်အာဘတရပြုံးနေသူ့အမေဘာတွေပြောမလဲလို့ကျွန်တော်သိချင်မိပါရဲ့ရော့ဘာမပြောညာမပြောနဲ့ကျွန်တော်ရှိရစာအိတ်တိတ်ကန်ပေးလာတဲ့ဘဝဟောင်းရဲ့တငယ်ချင်းဖြစ်သူကြောင့်ကျွန်တော်ကြောင်သွားရတယ်ဘာတော့ကျွန်တော်မေးတော့ကျွန်တော်ထိုင်နေတဲ့နေရာရဲ့စပယ်ဝိုင်းမှာပဲဝင်ထိုင်လာပြီးဘဝဟောင်းကပေးခန်းလိုက်တာ
အော်ဆိုပြီးသူ့လက်ထဲအစာကိုကျွန်တော်လှမ်းယူလိုက်တယ်ချက်ချင်းပဲဖွင့်ဖက်လိုက်တော့အထဲမှာတွေ့ရတာခက်ဝိုင်းဝိုင်းရေးထားတဲ့စာလုံး6လုံးတကယ်ချစ်တာယုံပါတဲ့ဒီကောင်နောက်တာလားဘာလားမသိပေမဲ့ဖက်ရတာရင်ထဲမှာတမျိုးပါပဲဘာဖြစ်ကြတော့စာအုပ်ပြန်ခောက်ပြီးတော့အိတ်ထဲကိုထည့်နေတဲ့ကျွန်တော်ကိုသူ့တငယ်ချင်းကမေးလိုက်ခြင်းဖြစ်တယ်မသိဘူးလေကျွန်တော်ပြန်ဖြေတော့သူ့အလိုမကျဘူးမဟုတ်ဘူးလေမင်းကသူ့ချစ်သူမလားသူဘာဖြစ်နေလဲဆိုတာကိုတော့သိရမှာပေါ့မသိဘူးမနေ့ကသူ့အမေပြန်ရောက်ခရဲကမတွေ့ရတော့တာပဲဖုန်းလည်းမဆက်မက်ဆေ့လည်းရောက်မလာလို့ဘာဖြစ်နေတာမှငါလည်းမသိဘူးမင်းတို့ကြောင့်သူ့အမေတိသွားတယ်တယ်အေးထင်တာပဲပြောပြီးတော့ကျွန်တော်အေးတန်ကုန်တောက်တယ်အဲ့လိုတောက်တာကိုဒီကောင်မျက်မှောင်ကြီးကျုပ်ပြီးတော့ကျွန်တော်ကိုတေချာလိုက်ကြည့်နေရကြောင်းတောက်ချင်လို့လားမတောက်ချင်ပါဘူးဒါဆိုဘာလို့လိုက်မျောနေရတော့အော်ကိုချစ်သူတယောက်လုံးအိမ်ထဲကနေအိမ်ပြင်ထွက်မရဖုန်းအသိမ်းခံရကျောင်းပါရောက်မလာတဲ့ဘွားရောက်နေတာတော့မင်းကတောက်နိုင်သေးရဲ့ပေါ့မှန်မှန်ဖြေစမ်းဟိတ်ကောင်မင်းကတငင်ချင်းကိုအပြော့ကြံတာမဟုတ်လားဒေါ်နဲ့မော်နဲ့မေးလာတဲ့သူကြောင့်ကျွန်တော်မှတောက်ထားတာတွေပင်ပြန်ထွေးရတော့မလို့လို့လိုက်လဲလိုက်တဲ့တငယ်ချင်းတစ်ယောက်စိတ်ကုန်လို့ဘာပြန်ပြောရမှန်းတော့မှမသိတော့ဘူးထားမယ်လို့ပြန်တော့ဘယ်သွားမှာတော့အတန်းလေအော်ကိုချစ်သူကအတန်းမတက်နိုင်တာတော့မင်းကအတန်းတက်အောင်မယ်ပေါ့ပြန်ထိုင်ဘဝဟောင်းကမှားလိုက်တယ်ပြန်စာယူခဲ့တဲ့အဲ့တော့ရေးဘာရေးရမှာတော့ကျွန်တော်မေးတော့စိတ်မရှိတယ်လို့မျိုးကြစ်ကနေဆိုစုတ်တက်တယ်ဟာဘာရေးရမှာတော့ကျမ်းမာရေးဂယူးဆိုင်တို့ထမင်းမစားဘဲမနေနဲ့လို့လွမ်းနေတတိရတယ်ချစ်တယ်ဆိုတာတွေထက်ရေးပေါ့ဒါလေးတော့မရေးတတ်ဘူးလားရီးစားမထားဘူးလားကြနေရပဲမထားဘူးလေတကယ်လားဒါဆိုဘွားဟောင်းကအချစ်ဘူးပေါ့ဆိုတော့အဲ့ဒီကောင်ကရှယ်ရိုးရိုးတန်းတန်းရေတာမဟုတ်တဟားဟားနဲ့ကိုအကျယ်ကြီးအော်ရေတာအဲ့လိုရှင်ရင်းထဲမှာသူကဘောင်းမီအိတ်ချောင်းထဲကနေဖုံးကိုထုတ်ဟိုနေဒီနေလှုပ်ပြီးတော့စပွဲခုံမော်ကိုမှောက်လျက်ကလေးချတယ်နောက်မှရေတာကိုရှက်ပြီးတော့မင်းတို့နှစ်ယောက်စလုံးတစ်ခါမှလည်းရီးစားမထားဘူးကြပဲနဲ့ဘာလို့များခေးကြတော့ဘာတော့ခေးရအောင်ရီးစားထားဖို့မှခေးရမှာလားမဟုတ်ဘူးလေကွာငါပြောချင်တာကောင်မလေးတွေချတာအဆင်မပြေလို့ကောင်လေးပြောင်းထားတယ်လို့ဘာလို့အော်မဆိုင်ဘူးလေသူရင်ခုံရပေါ့ဒါဆိုမင်းတို့လည်းရင်ခုံတက်တယ်ပေါ့ဘာစကားပြောတော့ဟက်ကောင်မင်းပြောပေါ်ငါတို့ခေးတွေရပဲရင်မခုံတက်တယ်လို့နဲ့မဟုတ်ပါဘူးငါပြောချင်တာမင်းတို့ကကွာဟိုလိုကွာဘယ်လိုပြောရမလဲအထီးတွေးလို့ခေါ်မလားစစ်လို့တွဲတာကွမချစ်ပဲနဲ့အားရဘယ်သူမှမတွဲဘူးအဲ့တော့မင်းကဘွားဟောင်းချစ်တယ်ဆိုပါတော့ဒါပေါ့ဟက်ကောင်ဘာလာမေးနေရတော့ကျွန်တော်ဆဲတော့ဒီကောင်ရှယ်တယ်ရေရင်းထဲမှာချထားတဲ့ဖုန်းကိုကောက်ကင်လိုက်ပြီးတော့ဟက်ကောင်ဘွားဟောင်းမင်းကြရင်နော်သူမင်းကိုချစ်တယ်တဲ့အန်အော်လွန်းလို့ကျွန်တော်မှဘာမှမပြောနိုင်တော့ဘူးဒီကောင်ဖုန်းထုတ်တာအကောင်းမဟုတ်ဘွားဟောင်းစီကိုဖုန်းခေါ်ပြီးတော့စပီကာကိုဖွင့်ထားခြင်းပဲဖြစ်တယ်ကျွန်တော်ဘာမှမပြောပဲခြံရနေပြီးတော့ထောက်လိုက်တော့မင်းကိုရှက်သွားပြီကွာတဲ့သူ့တငယ်ချင်းကိုလှမ်းပြောနေသေးရဲ့မရတော့ကျွန်တော်သိမခံနိုင်တော့ပါဘူးအဲ့ဒီဇော်နိုင်ဦးဆိုတဲ့ကောင်နားကိုအမြန်သွားပြီးသူ့လက်ထဲကဖုန်းကိုဆွဲလူပြီးတော့ဘွားဟောင်းဆိုတဲ့ကောင်ကျွန်တော်အာပါတရဆဲပစ်လိုက်တော့တယ်ခွေးမာတာဘွားဟောင်းကျွန်တော်ဆဲတော့အဲ့ဒီကောင်တဟားဟားဆိုရဲတယ်အနားမှာရှိလို့ရတော့လေဆွဲကြိုက်ပစ်တယ်သိလားကွာတားအသေးရစရာကောင်းတာမလို့ချီကိုကြိုက်ပါလားနောက်တော့ကြိုက်မယ်လေအခုကအပြင်ထုတ်ခင်ပိတ်ထားလို့မလို့မင်းနှာဘူးလားမင်းကိုအမြဲတမ်းမှန်းပြီးတော့ညဆိုရင်ကြိတ်ကျွန်တော်ဖုန်းကိုဆက်ခနေဆိုချပစ်ပြီးတော့ဆိုင်ထဲကနေထွက်လာလိုက်တယ်ကျွန်တော်ထွက်တော့ဇော်နိုင်ဦးဆိုတဲ့ကောင်ကလည်းအနောက်ကနေပါလာတယ်ဟက်ကောင်ဘာကိစ္စငါတော့လိုက်နေရတော့စိတ်တူအားနဲ့အနောက်လှည့်ပြီးတော့ကျွန်တော်အော်ဖြစ်လိုက်တယ်ငါဖုန်းမင်းငါဖုန်းယူသွားလို့မင်းတို့ဖုန်းပြောနေရငါဖုန်းနဲ့လေကွာအော်အေးရော့လေရောင်ရမ်းပြီးယူလာမိရဲ့အဲ့ဒီကောင်ရဲ့ဖုန်းကိုအမြန်ပေးရတော့တယ်ပြီးရနဲ့သူ့ရှိရနေမြန်ထွက်ခွာလာခဲ့တယ်ဘယ်သွားမလို့တော့ခလန်းလန်းအောင်ရောက်နေပြီဖြစ်တဲ့ကျွန်တော်ကိုသူကလမ်းမေးလာတယ်အတန်းလေမင်းတန်းဒီဘက်မှာလေသူညွန်ပြရဘက်ကိုကြည့်လိုက်တော့တကယ်ဦးမအတန်းကကျွန်တော်သွားနေတဲ့ဘက်နဲ့စန့်ကျင်ဘက်အရက်မှာရှိနေရင်တန်းစင်ခန်းကိုအရင်သွားမလို့တန်းစင်ခန်းကဟိုဘက်မှာဒီကောင်ဘာကိစ္စဒီလောက်တောင်လိုက်ထောက်နေရတော့စိတ်တူအားနဲ့ကျွန်တော်အော်ပြစ်လိုက်တော့တယ်အိမ်ပြန်မလို့ကွာအိမ်ပြန်မလို့ရပြီလားမဟုတ်ဘူးမင်းသွားနေတဲ့ဘက်ကဘာမှမရှိရဲ့စီးရိုးဘက်ကြီးအဲ့တော့ဘာဖြစ်တော့စောက်လိုက်ကန်ဆိုမသိရဲ့လက်တူကောင်ရဲ့ချီးပဲကဲရှောက်တော်မူစမ်းမအောင်မင်းပြောတော့လူအများနောက်ဆက်ဖြစ်တာတဲ့ဆိုင်တယောက်တည်းနောက်ဆက်ဖြစ်တာတော်သေးတယ်ဆိုပြီးတော့တွေ့ကြဖုန်းနံပါတ်တောင်မှတမျိုးလေးပဲပေးရပါဆိုအခုကျဘယ်လိုလုပ်မင်းခရက်ဖြစ်နေရတော့အဲ့ဒါငါပြောရမှာရှက်လို့ကတခါပဲတွေ့ဘူးတာကိုခရက်နေရဆိုပြီးငါ့ကိုလှောင်ကြမှာဆိုလို့နေပါဦး
ငါအဲ့နဘဲပိုင်ရှာဖုံကြီးတို့တီလာရှင်တို့ဖြစ်နေဘယ်လိုလုပ်နေဆိုတော့မင်းစိုးရင်နေရပါထမင်းတောင်စားမဝင်ဘူးဆိုအေးအဲ့ဒါကြိုက်ထီးရိုးမှာငါသူ့ဖုန်းနံပါတ်ကိုမှတ်လိုက်တော့တလုံးကိုတိတ်မကြားလိုက်ရဘူးတစ်လိုလိုရှစ်လိုလိုနဲ့ငါလဲရမ်းထည့်လိုက်တာမင်းပြောတော့ငါထည့်ထားမှားပြီးတော့သူတို့တွေစီများရောက်နေမလားဆိုပြီးစိုးရင်သွားတော်ပါသေးရဲ့သူ့စီတက်တက်ရောက်သွားလို့ဖြစ်ရမယ်ဒါနဲ့ तू ရောမင်းတွေးခဲ့တဲ့သူဆိုတာသိကြရဲ့လားဒီမှာကြည့်လေကြိုက်ထီးရိုးမှာတော့ရိုက်ထားမိရဲ့သူ့ရဲ့ချက်ပုံ၃ပုံကျွန်တော်ထုတ်ပြလိုက်တယ်တိတ်မတူဘူးနော်ဒီပုံတွေကပိုကြည့်ကောင်းတယ်လို့ပဲအေးနှစ်နှစ်ရှိပြီဟုတ်ကွာရုပ်ကတော့ဘယ်တူပါမလဲဒါပေမဲ့အခုပုံစံလေးကပိုချစ်ဖို့ကောင်းတယ်ရှက်များရှက်နေရင်လေဘလို့လေးမှန်းကိုမသိဘူးဖြစ်နေလိုက်တာကိုအကျယ်ချုပ်ကြနေရဆိုတာကိုလေသတိရအောင်ကိစ္စမရှိဘူးနေ့လေကငါ့ကိုဖုန်းခေါ်ပြီးလို့ကျေးဇူးမလိုပါဘူးမင်းကိုတနာလို့ကူညီပေးရအခုသူ့ဘက်ကခံစားချက်ကိုလည်းသိရပြီဆိုတော့မင်းကဘာဆက်လုပ်မှလဲမင်းမေရောငါမေကဘာမှပူစရာမလိုငါမေလက်ခံမှုအတွက်ငါမှနီးလန်းနေရှိရယ်ကျင်နာဦးတော့သူနဲ့တိုင်မရမှာပေါ့သူ့ဘက်ကဘလို့ရှိလဲမသိသေးလို့ဘာမှမလုပ်ပဲငြိမ်နေရတာအခုသူ့ဘက်ကမီးစိမ်ပြပြီဆိုတော့သူနဲ့နီးစပ်ဖို့ကျွန်တော်စွမ်းကုန်စူးစမ်းမယ်မင်းမေကတော့မင်းကိုအိမ်ကျကနေအိမ်ပြုံတာမထွက်ခိုင်းတာဖုန်းတော့ပေးခိုင်းတာပဲနားမလဲစွာမေးလာတဲ့စောဦးကြောင့်ကျွန်တော်ပြုံးလိုက်တယ်ပြောရင်းနဲ့မှမနက်ခင်းတော့အကြောင်းအရာတွေပြန်ပြီးတော့မြင်အောင်လာတယ်မနက်ကမေမေနဲ့အတူတူမနက်စာစားတော့ကျွန်တော်ဘာမှသိမစားဘူးဟိုဒီလောက်ပြီးချမယ်လို့တော့မေမေကကျွန်တော်ကိုမေးရယ်စားကျင်စိတ်မရှိဘူးလားဘာစားကျင်တာတော့နဲ့အဲ့မှာကျွန်တော်ဟိုဘက်အိမ်ကိုခဏသွားကျင်တာခွင့်ပြုပေးပါဆိုပြီးပြန်ခွင့်တောင်းတော့မေမေကခေါင်းရဲနေမမေပြောတာဒီနေ့ရီးစားထားလို့ရရဲ့ဆိုအဲ့ဒါယောက်ျားလေးချစ်သူထားခိုင်းတာမဟုတ်ဘူးလေကောင်မလေးချစ်သူထားခိုင်းတာဖူးစာဆိုတာကြီးပါလိုက်ဘလို့ပဲဖြစ်ဖြစ်ညားမှာပဲမလို့မမေကသားကိုဘသူနဲ့နေသဘောတူပါတယ်ဆိုအခုသားဖူးစာရှင်ကသူ့မဟုတ်တာသားရဲ့ဖူးစာရှင်ကတော့မိန်းကလေးပဲဖြစ်မှာပေါ့သားယောက်ျားလေးလေဒါဆိုလိန်တူယူထားတဲ့သူတွေကြတော့ဘလို့လုပ်မလဲမေဖူးစာမပါပဲညားကြရလားမေဘာမှပြန်မပြောအဲ့တော့ကျွန်တော်ကထပ်ပြီးသားတို့ကိုပဲချစ်တယ်မေအနေဝင်းရင်သွေးအေးပြီးတော့သားတို့ကိုမေ့သွားမှာပါသူ့ကိုမမေ့ခင်သားတစ်ခုခုဖြစ်သွားနိုင်နေဆိုရင်ရောခတ်လိုက်တာသားရဲ့ပြောပြီးမေကတက်ပြင်းချတယ်မေသားကိုဖုံးပြန်ပေးထားမယ်ဖုံးပြောချင်ပြောပေါ့လူချင်းတော့လုံးဝမတွေ့ရအောင်ဝရဏကိုလည်းမထွက်ဘူးလို့မေကိုခရီးပေးနိုင်မလား yes ရတာပေါ့မေဒါကမေမသိပဲသူနဲ့လုံးဝမတွေ့ဘူးလို့ခရီးပေးတယ်အဲ့လားဆိုရင်မနှက်စာစားလို့ဝင်ပြီလားဝင်ပြီမေကျေးဇူးလဲတင်တယ်ပြီးတော့ချစ်တယ်ကျွန်တော်ပြောတော့မေကမျက်ဆောင်ထိုးတယ်ဘာမှတော့ပြန်မပြောဘူးဖေမရှိတော့ရဲ့နောက်အိမ်ထောင်တော့မဖြူပဲသူမရဲ့ချစ်တွေအားလုံးကျွန်တော်ဘောပဲပုံအပ်ခါခဲ့တာမလို့မေကျွန်တော်ကိုအတိုင်းစားမရှိအောင်ချစ်တယ်ဆိုတာကိုကျွန်တော်သိရဲ့ကျွန်တော်စိတ်ဆင်းရဲမှကိုတိမ်မလောက်ကြောက်တဲ့သူမလို့ကျွန်တော်ကိုဘယ်တော့မှမချောက်ချယ်ခဲ့တယ်လို့ကျွန်တော်ကလည်းအမြဲတမ်းမေစိတ်ချမ်းသာအောင်ပဲနေပေးခဲ့တယ်အခုကိစ္စလွဲရင်ပေါ့ဟဲ့ကောင်ဟိုမဲမင်းဟာလေးပြန်လာပြီကွာပရင်းပေါက်နားမှာခြိုင်နေတဲ့ဇော်ဦးကပြောလာတဲ့ကျွန်တော်လှမ်းကြည့်လိုက်တယ်ပရင်းပေါက်တွေမဖွင့်ရဘူးဆိုပြီးအမိတ်ပေးထားလို့တကားတွေပိတ်ထားပြီးမှမှန်တကားဖြစ်ကြမလို့ပိတ်ထားလဲအပြင်ကိုမြင်နေရတာကြောင့်အပြင်ကပြန်လာတဲ့သူကိုကျွန်တော်ကောင်းဆောင်မြင်နေရတယ်အခုပြန်ရောက်တာလားဖုန်ထုတ်ပြီးတခါတည်းမက်ဆေ့ပို့လိုက်တယ်သူစီမက်ဆေ့ဝင်သွားတော့သူထုတ်ဖတ်တယ်ပြီးတော့ကျွန်တော်အခန်းရှိရာအပေါ်တက်ကိုသူမောကြည့်ရင်ဒါပေမဲ့စာပြန်မပို့ဘူးအိမ်ထဲကိုပဲကြက်မက်ဝင်သွားတယ်ဟာငါတို့ကောင်ကြီးအခြေခံနေရပါလားအဖက်လုံးမခံရတဲ့ကျွန်တော်ကိုကြည့်ပြီးစောနိုင်ဦးကတော့တာဟာဟာနဲ့နောက်မှအရေတပွက်နဲ့ပြန်တော့မေးဆိုပြီးတော့ထပြန်သွားတယ်ရက်ဆက်တယ်နော်လူကိုစာမပြန်ဘူးမကျေနပ်လို့နောက်တစ်ဆောင်ပို့လိုက်တယ်ဒီခါတော့ချက်ချင်းစာပြန်တယ်ဘယ်အချိန်ထမင်းစားမှာတော့6 နာရီခွဲကျွန်တော်ပြန်ပို့လိုက်တော့သိကြလားရင်ထဲကိုတိတ်ခနဲပဲဒါကျွန်တော်ထမင်းမစားမှဆိုလို့စိတ်ပူနေရမလားသိကြရဲ့ကိုကျွန်တော်တို့နေ့တိုင်းအဲ့အချိန်မှစားတာအင်းတလုံးပဲပို့ပြီးတော့နောက်ထပ်ကျွန်တော်ဘလောက်ပဲပို့စလုံးဝမပြန်တော့နောက်တော့6 နာရီလဲခွဲသွားတယ်ထမင်းစားဖို့အတွက်ကျွန်တော်အောက်ထပ်ကိုပဲဆင်းလာလိုက်တော့တယ်မေတားပဲတော့ကြောင်းသွားမှာတော့ထမင်းစားစပွဲမှာဝယ်ချိုင်ပြီးကျွန်တော်မေးလိုက်တော့အော်မေလည်းဒါပဲပြောမလို့တားရဲ့တားကြောင်းပြောင်းလိုက်တော့နော်ဗျာမေအားလုံးစီစဉ်ပြီးပြီမေကလည်းတားထမင်းစားတော့တားပြောပြီးတော့ထမင်းပဲဆက်စားနေရမလို့ကျွန်တော်ဘာမှချက်မပြောနိုင်ဘူးဆန္ဒပြတဲ့အနေနဲ့ထိုင်နေရကနေထားတယ်ပြန်ထိုင်ခူးထားတဲ့ထမင်းကိုကောင်းအောင်စားကျင်စိတ်မရှိဘူးထမင်းကောင်းအောင်စားမလားဖုံးပြန်သိမ်းလိုက်ရမလား
ဆိုတော့ကျွန်တော်ထမင်းစပွဲမှာပြန်ထိုင်လိုက်ရတယ်နီးစအောင်လုပ်မယ်ဆိုမှပိုဝေးသွားလို့ကျွန်တော်နေလို့မကောင်းနောက်တော့ခြံပြန်ဘဲသီးတန်ကြလို့မေမေထသွားတယ်မထခင်ကျွန်တော်ကိုမှားသွားသေးရဲ့မကုံမကျင်းမထရဘူးနော်တဲ့အဲ့တော့ကျွန်တော်မထဘူးတညလုံးထိုင်မယ်ကွာဆိုပြီးတော့ထမင်းကိုတစ်စိမ့်စင်းချားနေလိုက်တယ်ကွာဘယ်လိုလို့ဒီရောက်ထမင်းစားနေတော့မမေနောက်ကနေပါလာတဲ့သူကြောင့်ကျွန်တော်အံ့ဩသွားတယ်ထိုင်မမေရဲ့တန်မာချန်ချန်ရဲ့အစုံကျွန်တော်ဘေးဟာခုံမှာဝင်ဆိုင်လာတဲ့သူဘာတွေဘလို့ဖြစ်ကုန်မင်းကျွန်တော်နားမလဲဘူးသူ့ကိုကြည့်ရလဲပခုံးတစ်ဖက်ကိုတွန်းပြပြီးဘာမှမပြောနောက်တော့မမေကပကံအလို့တစ်ချက်တည်းကိုထမင်းနေထည့်ပြီးသူ့ရှေ့ကိုချပေးရဲ့ကျေးဇူးပါဗျာကျွန်တော်အိမ်ကိုပတ်စံလန်းတောင်းတာအိမ်ကအဆင်မပြေသေးဘူး3ရက်လောက်တော့ကြည့်ကြက်ပြီးဖြည့်ရှင်းလိုက်ဆိုလို့အဲ့ဒါ3ရက်လုံးဒီမှာလာစားလို့ရမလားသူ့စကားဆုံးတာနဲ့မေမေကျွန်တော်ကိုလှမ်းကြည့်ရဲ့ကျွန်တော်ကအရန်ရဲကျင်နေရမလို့မျက်နှာကိုအောင်းငုတ်ထားရတယ်အဲ့လိုအောင်းငုတ်ထားရင်မှစပွဲအောက်ကသူ့လက်ကိုလှမ်းကင်ပြီးတော့ဆွဲစိတ်လိုက်တယ်။ဦးရလို့စိတ်လိုက်ချင်ပါပဲ။အမှန်တော့ကြိုက်ဖြစ်ချင်တာမေမေရှိမှမလို့ဘက်နဲ့ညနေတုန်းကထမင်းပဲချိန်စားရလေလို့မေးတာဟာကျွန်တော်ကိုစိတ်ဘူးလို့မဟုတ်ပဲ။သူခုလိုထမင်းလာတောင်းစားချင်လို့ကိုကဘာပေါ်မှာမျက်နှာအပြောင်ဆုံးသူကိုပြပါဆိုရင်တော့ကိုခေတ်သစ်ကိုပြရမယ်ထင်တယ်ကျွန်တော်မျက်နှာပြောင်လှနဲ့သူ့ကိုမမီဘူးသူကရှယ်ပလန်နဲ့ကိုပြောင်တာမနေ့ကတော့ထမင်းစားနေရင်နဲ့သူ့မှာလောလောဆယ်ပတ်စံတစ်ပြားမှမရှိသေးလို့ဓာတ်စီလည်းမဝယ်နိုင်ပါဘူးတဲ့ဆိုပြီးဆိုင်ကယ်ထဲမှာလည်းစီတစ်စက်မှမရှိတော့လို့ကျောင်းကိုအန်တီသားနဲ့ကလိုက်သွားလို့ရမလားတဲ့လေသူနဲ့တွဲလို့အိမ်ကနေအိမ်ပြင်ကိုတော့မှထွက်ခွင့်ပိတ်ထားတဲ့ကျွန်တော်မေမေကိုလေသူမလို့မေးရတယ်ကျွန်တော်မေမေကလည်းဘွားဟောင်းကကြောင်ပြောင်းတော့မှမလို့လမ်းမကြုံတော့ဘူးလို့ပြန်ပြောတာ။ तू ကဘာပြန်ပြောတယ်မှလဲ။လမ်းကြုံအောင်လို့ तू ဘာကြောင်ပြောင်းလိုက်မိတယ်လေ။အဲ့တော့မေမေဘာမှပြန်မပြောနိုင်အောင်။လူကြီးဖြစ်ကြမလို့ကလေးနဲ့ပြိုင်ပြီးစွညင်းနေရင်လေမကောင်းမှုလို့ထင်ထားပုံရပါတယ်။နောက်တော့မျက်နှာမตาမရနဲ့ပဲ။ तू ပြောတာကိုလက်ခံပေးပြီးကျွန်တော်ကိုလည်းကြောင်မပြောင်းခိုင်းတော့။အဲ့တော့ဒီကနေကျွန်တော်သူနဲ့ကြောင်တူတူသွားရတယ်။ကိုရေကျွန်တော်အိမ်ရှိရောက်နေပြီ။မက်ဆေ့ပို့လိုက်တော့အိမ်ချင်းကနေထွက်လာတယ်။ခြံကားတွေဘာတွေတော့ခတ်ပြီးတော့ကျွန်တော်ဘေးမှာထိုင်နေမနက်စာဘာစားကျင်တော့ကိုကြေအိုကောင်းကောင်းရတဲ့ဆိုင်ဆိုတာသိရစားမလားစားလေပတ်စံအမင်းရှင်းရမှာပဲရှင်းပါပါဗျာကိုကကျွန်တော်ချစ်သူပဲဟောင်းကျွန်တော်ပြောလိုက်တော့မသိချင်အောင်ဆောင်ပြီးတော့မျက်နှာကိုတစ်ဖက်လှည့်သွားတယ်ဒါပေမဲ့ဟိုဘက်လဲလိုက်မှပို့ပေါ်လာတဲ့သူ့ရဲ့နေရွက်ရဲကြောင့်ကျွန်တော်မှခွေးကနေပဲဘာရဲတာတော့ကျွန်တော်ရဲ့တန်ကြတော့ဒီဘက်ပြန်လှည့်လာပြီးပတ်ခနဲဆိုရန်တွေ့ရင်ချစ်လို့ကိုလီကိုချစ်တယ်လေကိုအကောင်ချစ်တာဆိုတော့ဘာမှပြန်မပြောတော့တစ်ဖက်ကိုပဲလှည့်ပြီးလက်ပိုက်နေရကြောင်းလေကျွန်တော်မှပြုံးပြီးတော့ကားတာမောင်းလာခဲ့ရတော့တယ်။ကြောင်းလေးကြမလားကိုလစ်ချင်လိုက်ကိုမလားဟက်ကောင်မောင်းဆရာရှိရအောင်တော့မောင်းဆက်မှာငါပိုက်စာနေပြီ။အဲမှာကိုကလည်းကိုကဘာမှမပြောတော့ကျွန်တော်လည်းဗစက်ထဲတွေ့ရရှောက်ပြောရတာ။ဘာပြောရမှာတော့တီတတာပေါ့ဗျာချစ်သူတွေကအဲ့လိုမျိုးပြောကြတာလေ။ဘသူကပြောရတော့စောနိုင်ဦးကျွန်တော်ဖြေလိုက်တော့သူကရှယ်တယ်ရင်းနဲ့အဲကောင်ပြောတဲ့အတိုင်းလိုက်လို့ရင်တော့ပြတ်မှာပဲတဲ့ခက်တူတူပြောတာကြောင့်ကျွန်တော်သဘောကျသွားတယ်ကိုကကျွန်တော်နဲ့ပြတ်မှာစိုးတယ်ပေါ့အခုပြတ်လဲရတယ်ကိုချစ်တာကိုကျွန်တော်သိပါတယ်ရှက်မနေနဲ့ဒီလိုဆိုတော့အန်တလိုလုံးပြတယ်ဘာမှတော့မပြောဘူးဂျေအိုးဆိုင်ရောက်တော့ဆိုင်ခွင့်ခါစားမလို့ထင်တယ်ဂျေအိုးကတော်တော်နဲ့မရအောင်အဲ့တော့သူနဲ့ကျွန်တော်ဂျေအိုးဆောင်ရင်တရားမျက်နှာတယောက်ကြည့်ပြီးဘာပြောလို့ကြောအောင်မဲမသိဘူးနောက်တော့ကျွန်တော်ကပဲကိုဓမ္မကြည့်ကြိုက်ထီးဝမှာတော့ရိုက်ထားတဲ့သူရဲ့ဓာတ်ပုံသုံးပုံကိုကျွန်တော်ထုတ်ပြလိုက်တယ်။သူကကျွန်တော်ဖုန်းကိုယူပြီးတော့တေချဖြဲကြည့်ရင်ကြီးနေရဲ့မျက်နှာကွက်ခနဲဆိုပြတ်သွားတာကိုလည်းကျွန်တော်သတိထားလိုက်မိရင်ဒါပေမဲ့ခဏလေးပဲနောက်တော့ကျွန်တော်ဖုန်းကိုပြန်ပေးပြီးကြိုက်ထီးဝဟာကိုမင်းလျှောက်ပြောနေတာထင်နေရတကယ်ပဲဟိုတဲ့ပြောပြီးတော့ခပ်ဖွားဖွားပြုံးနေကျွန်တော်အဲ့ကလေးကကိုချစ်နေခဲ့တာကျွန်တော်ပြောတော့သူကထပ်ပြုံးနေသူ့ကိုဘာလို့ငါလို့ထင်နေရတော့သူ့မိကိုကြောင့်ကျွန်တော်ခဏတော့ကြောင်သွားတယ်။နောက်မှကျွန်တော်သဘောတကျနဲ့ရှည်ပြီးတော့ဘာမားစရာလို့လဲကိုရနာမည်တူရယ်ဖုန်းနံပါတ်တူရယ်လေ။ပြီးတော့ကျွန်တော်ကိုရင်ခုန်နေညီကလေးကချစ်တာ။ကျွန်တော်အဖေကြောင့်သူကထပ်ပြောနေအဲ့တော့အရင်တော့နဲ့အခုဗမာရင်ပိုခုံလဲအခုပေါ့အဲ့လိုပြောတော့မယုံဘူးတဲ့ကျွန်တော်ကိုပြောရတော့မဟုတ်ပါဘူးသူ့ဘာသာသူပါဇက်လောက်ယုံပြောတာအတီပါလို့ကျွန်တော်ထပ်ပြောမလို့ဖြစ်နေတော့မှာပဲကြေးအိုးလာချရနဲ့စကားဆက်ပြီးတော့မပြောဖြစ်တော့ဘူးလက်ကင်ပြီးရှောက်ကြမလားကျောင်းရောက်တော့ကားပေါ်ကနေစင်စင်ချင်းကျွန်တော်မေးလိုက်တယ်သဘောလေပြန်ဖြေလာတဲ့သူ့စကားကြောင့်ကျွန်တော်မှပျော်မဆုံးမမဆုံးပဲ
ကျွန်တော်သူ့လက်ကိုတွဲပြီးသူ့ခန်းထဲထိလိုက်ပို့တယ်။သူကဘာမှမပြောဘူး။နောက်ကနေအသားလေးလိုက်လာပြီးအေးစစ်စစ်ငြိမ်နေရဲ့။ညနေခင်းကျတော့လေကျွန်တော်သူ့ကိုနေ့လေစာဝဲကျွေးရဲ့။သူမှပတ်စံမရှိဘူးဆိုပြီးသူကတော့အေးစစ်စစ်ပဲလိုက်စားတယ်။ကျောင်းစင်တော့သူ့အခန်းရှိထိကျွန်တော်သွားကြုံပေးလိုက်တယ်။သူထွက်လာတော့သူ့လက်ကိုကျွန်တော်ကင်ပြီးတော့ကားထားရနေရထိလက်ချင်းတွဲပြီးရှောက်တယ်။အိမ်ပြန်ရောက်တော့သူ့အိမ်ရှိမှကျွန်တော်ကားရက်ပေးရဲ့။သူကျွန်တော်ကိုဘာစကားမှမပြောဘဲကားပေါ်ကနေဆင်းမို့ပြင်နေရကြောင်းကျွန်တော်ခမန်းကလမ်းပဲညစာအိမ်မှာပဲလာစားမှာမလားနန်းကျင်တာကိုကျွန်တော်ပြောတော့ကျွန်တော်ဘက်ကိုဖြတ်ခနဲဆိုကြည့်ရင်အစဲခံရမယ်လို့ထင်ပေမဲ့တကယ်တမ်းသူပြန်ပြောတာနန်းလေတဲ့ကျွန်တော်တော်တော်လေးကိုအံ့ဩစိတ်နဲ့တူတူဝမ်းလဲဝမ်းသာတယ်နန်းမယ်ဆိုပြီးတော့ဘေးဘီကိုကြည့်ရောကန်ကျမအခွင့်မပေးဘူးလမ်းပေါ်မှာလူသားလူလာတွေရှုပ်နေရမလို့ကျွန်တော်နန်းခွင့်မသားဘူးအိမ်ထဲကိုလိုက်ချင်လိုက်ခဲ့လေကျွန်တော်ကြီးတဲ့နေရာကိုလိုက်ကြည့်ပြီးသူကျွန်တော်ကိုဖိတ်ခေါ်တယ်ဒါပေမဲ့ကျွန်တော်တော်တော်လေးကိုကြောင်းအားခဲ့တယ်ကျွန်တော်မလိုက်ဘူးအချိန်နေရပါသေးရဲ့လေဆိုပြီးအဲ့ဒီနေရာမှာနေမယ်တက်ခောက်ပြီးတော့ပြန်လာခဲ့တယ်ဒါဟာကျွန်တော်အတွက်အကြီးမားဆုံးနောက်ထပ်တရားဖြစ်ခဲ့တယ်အဲ့ဒီနေ့ဟာကျွန်တော်တို့ရဲ့နောက်ဆုံးနေ့ဆိုတာကိုသိခဲ့ရင်ကိုကျွန်တော်ဘဝတွေကနေထွက်သွားမယ်ဆိုတာကိုကြိုသိခဲ့ရင်အဲ့ဒီနေ့တစ်နေ့လုံးကိုရဲ့အပြုအမူတွေပြောင်းလဲနေခဲ့တာကိုသာသတိထားမိခဲ့ကျွန်တော်လေကိုခေါ်ရနောက်ကိုလိုက်သွားပြီးကိုကိုတင်းကြပ်ဖက်မသွားပါနဲ့ဆိုပြီးတော့ငိုယိုပြီးတောင်းပန်မိမယ်ထင်တယ်ညနေ6နာရီခွဲတော့သူထမင်းလာစားတယ်ထမင်းစားပြီးဟိုဘက်အိမ်ကိုခဏလိုက်ခဲ့မလားတဲ့ထပ်မံခေါ်တယ်ဒါပေမဲ့ကျွန်တော်မလိုက်ဘူးမလိုက်တော့ဘူးကိုမမေခွင့်ပြုထားတဲ့ကျောင်းတူတူသွားခွင့်လေးပါဆောက်ရှုံးသွားမှာဆိုလို့အဲ့လိုဆိုတော့သူကကောင်းညိတ်ပြတယ်နောက်တော့အိမ်ပြန်သွားတယ်ဘဝဟာည7 နာရီကျော်ချိန်မှာပဲကိုစီကနေဝင်လာတဲ့မက်ဆေ့တကယ်တော့ကျွန်တော်အဲ့ဒီချိန်ကလေးကတည်တင်တာပါဒါပေမဲ့ကျွန်တော်မရိပ်မိဘူးမှုန်ထူပြီးအရန်ကိုပျော်နေခဲ့တာမလို့ဗျာကိုချက်ချင်းပြန်ထူးရဲဆိုတော့မအိတ်သေးဘူးပေါ့ဟုတ်တယ်ကိုမနေ့ကျရင်ကိုမနေ့စာဖာကျွင်းကောင်းမလဲလို့စဉ်းစားနေရကိုရောမအိတ်သေးဘူးလားငါလည်းစဉ်းစားနေရတေချာစဉ်းစားကြည့်လိုက်တော့ငါမင်းကိုချစ်တယ်လို့တခါမှမပြောဘူးလားလို့ဟုတ်တယ်ကိုအခုပြောပါလားကျွန်တော်ဖုန်းခေါ်လိုက်မယ်လေခုအောင်မိုးချုံနေပြီလေဒါပေမဲ့ကျွန်တော်ကြားချင်တယ်စာရိုက်နေတော့တလန်းဖုံးဝင်လာတယ်ဘသူလဲလို့မေးစရာမလိုကျွန်တော်ချစ်သူကိုခေသစ်စီကအားရဝမ်းသာနဲ့ကောက်ကင်လိုက်တော့ကျွန်တော်တော့မှဟယ်လိုမလုပ်ရသေးဘူးကိုတန်ကအရင်ထွက်ချလာတယ်ချစ်တယ်ဘွားဟောင်းဖုန်းကိုကင်ချင်းကြားလိုက်ရတဲ့ကိုစကားကြောင့်ကျွန်တော်မှကြင့်ကနေဆိုဖြစ်သွားတယ်တစ်ဆက်ထဲမှာပဲရင်ဘက်တရတတုတ်ခုံလာတယ်ကိုရင်နေပါမကအတန်နေပါတုံနေရမလို့ကျွန်တော်ဘာမှဆက်မပြောနိုင်ဘူးဒါပဲတော့ဝလုံးလေးကျမကြီးကျူးဆိုင်အရင်ကတော့ရွက်ပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်တခုခုရုံမာတော့မယ်ဆိုမှသာအခေါ်ခံရတဲ့ဝါလုံးဆိုတဲ့နာမည်လေးဟာအခုချိန်အခေါ်ခံလိုက်ရတော့ထရက်ပေါ်မှာတကြားဖြူထားတယ်လို့ပဲကျွန်တော်ကိုနမ်းကျင်လိုက်တာဗျာကျွန်တော်ပြောတော့သူကဘာမှပြန်မပြောချစ်တယ်ကိုရမ်းချစ်တော့ရုံမာနော်ဒါပဲနော်ငါအိတ်ချင်လာလို့ပြောပြီးတော့ဖုန်းချသွားတယ်ကျွန်တော်ကတော့မအိတ်ဘူးအဲ့လိုလည်းမပြောစိတ်ထဲမှာလည်းပျော်ပြီးတော့ကြည်နူးနေလို့ညောင်အမြန်ကုန်ပြီးတော့မနက်ခင်းကိုအမြန်ရောက်စေချင်နေရဲ့ကျွန်တော်သူ့ကိုတွေ့ချင်တယ်တင်းကြပ်ဖက်ပြီးတော့နမ်းချင်တယ်ဒီတစ်ခါတော့ဘာကိုမှခီးဦးမဆိုင်ပဲနမ်းပြစ်မယ်လို့ကျွန်တော်ကြွေးထားတယ်ဘသူတွေဘလို့ပဲထင်ကြပါစေဟိုတွေးတွေနဲ့မိုးလင်းကန်ဒီမှာမိကနေဆိုကျွန်တော်အိပ်ပျော်သွားတယ်ညตาရတဲ့အတွက်အိမ်မက်တွေလည်းလှပတယ်အေးမဝပေမဲ့ကိုခေတရဲ့ချစ်တဲ့ဘွားဟောင်းဆိုတာကိုပြန်ကြားရမည်ကျွန်တော်လန်းဆန်းနေပျော်တယ်ကြည်နူးပီတီဖြစ်တယ်အတူတူចောင်းသားခိုင်းတာနဲ့ပဲသဘောတူလိုက်တာမဟုတ်ဘူးနော်နိုးကလေးကပြုံးပြော့နေတဲ့ကျွန်တော်ကိုမေဟာမျက်စောင်းခင်းတတိပေးတယ်ဒါကိုလည်းကျွန်တော်စိတ်ထဲမကြနိုင်ပါဘူးမေကလည်းဆိုတာပဲပြန်ပြောပြီးတော့ကျွန်တော်မှတပြုံးပြုံးနေကိုအိမ်ဘက်မရောက်ခင်အချိန်ထိပေါ့ကျွန်တော်ရောက်ပြီကိုချန်ရှိရောက်တော့မက်ဆေ့ပို့ပြီးကျွန်တော်ခြံထဲကိုကြည့်လိုက်တယ်ကိုရှက်နေမဲ့ပုံကိုမြင်ချင်တာမလို့ပါဒါပေမဲ့9မိနစ်ကြာတဲ့အထိကိုထပ်မလာဘူးအဲ့တော့ကားပေါ်ကနေကျွန်တော်ဆင်းပြီးအိမ်ထဲကိုဝင်ခေါ်ဖို့တက်ပြင်လိုက်တယ်တော့ခတ်ထားတဲ့ကိုခြံတကားကြောင့်ကျွန်တော်နည်းနည်းတော့ရင်ထဲတစ်မျိုးဖြစ်သွားတယ်နောက်မှကိုမနိုးသေးတာထင်တယ်လို့တွေးပြီးတော့နည်းနည်းတော့စိတ်သက်သာရသွားတယ်နောက်တော့အရန်ကိုတွေ့ကျင်နေရမလို့ဖုံးဆက်ပြီးနှိုးဖို့ကျွန်တော်တွေးလိုက်တယ်အတွေးနဲ့အတူတူအလိုရနေတဲ့ဖုန်းနံပါတ်11လုံးနှိပ်လိုက်တော့လူကြီးမင်းဆိုတာကိုပဲကြားလိုက်ရတာကြောင့်ကျွန်တော်ထိတ်ခနဲဆိုဖြစ်သွားတယ်ကျွန်တော်ထက်ကအချိန်ပေါင်းများစွာအဲ့ဒီနံပါတ်ကိုဆက်တိုက်နှိပ်တယ်နှိပ်လိုက်တိုင်းလူကြီးမင်းနဲ့ပဲတိုးနေလို့အဲ့ဒီလူကြီးမင်းဆိုတဲ့ဟာမှာပပက်ဆက်ကျွန်တော်ဆဲဖြစ်တယ်
ဖုန်းဆက်မရတော့ကိုကိုချံဝန်းတကောက်တုံတုံနဲ့ကျွန်တော်ဆက်တိုက်ထုရယ်ကိုကိုမနောင်းနဲ့ကွာအိမ်ထဲမှာရှိရမလားတကားဖွင့်ပေးပါကွာနော်ပြောရင်းနဲ့ကျွန်တော်ထပ်ထုရယ်လက်နဲ့ထုရင်မကြားမှာဆိုလို့ကြောက်တော်ကြီးကောက်ပြီးတော့ကျွန်တော်ထုရယ်တကားတင်ထူရတာအားမရလို့အိမ်ထဲကိုပါကြောက်ခဲနဲ့ကျွန်တော်လှမ်းပစ်တယ်တချို့ကြောက်ခဲတွေအိမ်ခေါင်မိုးပေါ်ကိုကျပြီးတုံတုံနဲ့အတန်မြည်ရဲ့တယောက်တည်းကဘာပြက်နေတဲ့ကျွန်တော်ကိုလန်နေရလူတွေကအထူးဆန်းလိုမျိုးဝိုင်းပြီးတော့ကြည်လာကြတယ်တချို့လည်းသူတို့ဘာသာသူတို့ကျွန်တော်ကိုကြည်ပြီးတီတိုပြောနေကြတယ်ကိုပြောတော့ကျွန်တော်ကိုချစ်တယ်ဆိုလူတွေဝိုင်းကြည့်နေပေမဲ့ကျွန်တော်မရှက်ဘူးအကျယ်ကြီးអော်ပြီးတော့ကြောက်ခဲနဲ့အိမ်မိုးပေါ်ကိုဆက်တိုက်ပစ်ပေါက်တယ်ဟဲ့ငါအိမ်ကိုဖြိုနေရလားလောက်ကြပါအောင်ဆွဲကြပါအောင်ဟဲ့ဘယ်ရမယ်မသိရဲ့အတော်ကြီးကကျွန်တော်အနာကိုရောက်လာပြီးငိုချင်းချတော့တယ်ဘွားဟောင်းနင်အဲ့ဒါဘာဖြစ်နေရတော့မိမဆုံးမဖမဆုံးမသားဆိုပြီးနင်ငါ့ကိုအဆက်ခွဲကျင်လာလားမမေ तू မရှိတော့ဘူးမမေဖုံးဆက်လို့လည်းမရဘူးကျွန်တော်အာကိုတကြီးနဲ့မမေကိုပြောတော့မမေဟာမျက်လုံးမှိတ်ပြီးအန်ကျိတ်တယ်တောင်းပန်ပါတယ်အမရဲ့အမဒီအိမ်ပိုင်ရှင်ထင်တယ်သူလှုပ်လို့ပြက်စီးသွားတယ်ကျမလျော်ပေးပါမယ်ခုနကျွန်တော်အနာကိုလာပြီးတော့ငိုချင်းချနေတဲ့အတော်ကြီးကိုမမေကပြောလိုက်ခြင်းဖြစ်တယ်ခဏလေးဒီကလေးမင်းနဲ့မယ်ဘွားအောင်လားအဲ့ဒီတော်ကြီးမိတော့ကျွန်တော်ရောင်ရမ်းပြီးခေါင်းငိတ်လိုက်တယ်ဒါဆိုအတော်နဲ့အိမ်ထဲခဏလိုက်ခဲ့ပြီးမင်းကိုပေးစရာရှိတယ်ပြောဆူနဲ့အတော်ကြီးကခြံတကားကိုဖွင့်နေအိမ်ထဲကိုဝင်သွားကြောင်းကျွန်တော်ကနောက်ကနေလိုက်သွားမိရဲ့အိမ်ထဲရောက်တော့တွေ့ရတာကိုဂီတာလေးနဲ့စာခောက်ကလေးတစ်ရွက်ရော့ကွယ်အဲ့ဒါကလေမင်းကိုပေးပါဆိုပြီးတော့ထားသွားတာလက်ထဲရောက်လာတဲ့ဂီတာတလက်နဲ့စာခောက်လေးကိုကြည့်ပြီးဘာလို့လဲမသိကျွန်တော်ငိုချင်လာတယ်အချင်းကြီးရရက်ကိုပြန်တွေးမနေ့တော့ကိုရဲ့အပြုအမူအပြောဆိုတွေကိုပြန်တွေးပြီးတော့ဒီအချင်းကြီးဟာဘာဖြစ်တာလဲဆိုတာသိပေမဲ့ကျွန်တော်လက်မခံနိုင်ဘူးသူကျွန်တော်ကိုချစ်တယ်လို့ပြောခဲ့တယ်ပြပြင်းကိုပြောခဲ့တာပထမအဆုံးပြောချင်တာငါခရစ်ယာန်မှာဒါဘာကိုပြောချင်လဲဆိုတာမင်းနားလေမဲထင်တယ်ငါဘယ်ဖျားကိုမှမရောက်ဘူးတဲ့အတွက်မင်းတွေးခဲ့တဲ့မင်းချစ်ခဲ့သူဟာငါမဟုတ်ပါဘူးမင်းနားလေအောင်ပြောရရင်ငါမှဖြိုးမမောင်းဆိုတဲ့တငယ်ချင်းတယောက်ရှိရဲ့အဲ့ဒီကောင်ကဗုဒ္ဓဘာသာတရက်တော့သူတို့မိသားစုတွေမြန်မာနိုင်ငံအနှံ့ပြားကိုဖျားဖို့ထွက်ကြတယ်သူငါ့ကိုမေးရဲ့ဘာလက်ဆောင်လို့ကျင်လဲတဲ့အဲ့မှာငါဆဆနောက်နဲ့ပဲဘာမှဝယ်မနေပါနဲ့ကွာရောက်လျာဖျားတိုင်းမှာသာငါအတွက်ထီလက်မှတ်တစ်ဆောင်စီထိုးပေးခဲ့လို့ပြောလိုက်တာအဲ့ကောင်ကတကယ်ကိုအဲ့လိုမျိုးထိုးပေးခဲ့တာတကယ်တော့ကြိုက်ထီရိုးမှာမင်းတေးခဲ့တယ်ဆိုတဲ့လူကသူပါငါအတွက်ထိုးတာဖြစ်တဲ့အတွက်ငါနာမည်ငါဖုန်းနံပါတ်ကိုပဲပေးခဲ့တာမင်းကသူ့ဟာလို့ထင်ပြီးတော့လေးကိုချိန်ရွယ်ခဲ့တာဒါပေမဲ့သူ့ကိုမထိပဲငါစီလာမှန်ခဲ့တဲ့အတွက်တော့ငါစိတ်မကောင်းအစားတော့အဲ့ဒီကြောင်မင်းနဲ့မျက်နှာချင်းဆိုင်ပြီးပြောပြဖို့အတွက်တွေးပါသေးရဲ့ဒါပေမဲ့ငါပြောလိုက်တဲ့အချိန်မှာဖြစ်ပျက်သွားမယ်မင်းမျက်နှာအနေထားကိုငါမြင်သဘောကျလောက်မယ်မထင်တာနဲ့အခုလိုပဲပြောဖြစ်သွားတယ်ရေတော့ရေရရင်နော်ရှိရဲဆိုတဲ့အချိန်ခဏလေးအတွင်းမှာမင်းကငါ့ကိုယူလောက်အောင်ချစ်မိနေတယ်လို့အထင်မှားနေခဲ့မိရဲ့တကယ်တမ်းမင်းမျက်နှာနိုးနဲ့တစ်ချိန်လုံးခေါ်နေခဲ့တဲ့ကိုဆိုတဲ့ဟာငါ့ကိုမဟုတ်မှန်းသိလိုက်ရတော့နည်းနည်းတော့နေရခက်တယ်မင်းချစ်တာငါမဟုတ်ဘူးဆိုတဲ့အတီးကပိုဆိုးတယ်ဒါပေမဲ့လူစိတ်ဆိုတာလည်းခက်တော့ခက်သားပဲကွာငါ့ကိုဖေးမှချပြီးတပြုံပြုံဖြစ်နေတတ်တဲ့မင်းမျက်နှာမင်းအမျက်တနိုးတွဲခဲ့တဲ့ငါရဲ့လက်ငါ့ကိုတက်ကြည့်ပြီးတော့ချစ်တယ်လို့ပြောခဲ့တဲ့မင်းရဲ့မျက်နှာအမူအရာငါ့ကိုပဲကြည့်ပြီးပြုံးနေတတ်တဲ့မင်းဒါတွေကိုပြန်တွေးပြီးတော့မင်းချစ်တာငါဘာလို့လက်ခံပစ်လိုက်ခြင်းပြန်တယ်ဒါမှမရပါဘူးမင်းငါ့ကိုနမ်းကျင်တယ်လို့ပြောတော့ငါ့ကိုပြောတယ်လို့မခံစားရဘူးပြီးတော့မင်းဦးထားတဲ့နေရာကလည်းငါတက်မဟုတ်ဘူးလေငါအတင်းဝင်ထိုင်နေလို့ဘယ်ရမလဲအဲ့ဒါကြောင့်ငါထွက်သွားဖို့ပဲရွေးချယ်လိုက်တယ်မင်းကိုပျော်ရွှင်ပါစေလို့ဆုတောင်းမပေးတော့ဘူးနော်ငါလည်းမပြောတာမလို့နောက်ဆုံးအနေနဲ့ချစ်တယ်လို့တော့ပြောချင်တာဒါပေမဲ့ပြောဖြစ်မယ်တော့မထင်တော့ပါဘူးကွာအမတ်တရအနေနဲ့ဂီတာလေးတော့ထားခဲ့မယ်မင်းလိုချင်တော့ယူပေါ့မလိုချင်လဲရိုက်ချိုးလိုက်လို့ရတယ်ချက်စ်ပေါက်မှာပုံတစ်ပုံပို့ထားပေးမယ်အဲ့ကောင်တယောက်တည်းပုံကငါ့ထဲမှာမရှိလို့သူ့ဘေးမှာငါတော့ပါနေမယ်မမြင်ချင်တော့ကကြီးနဲ့ကြိုက်လိုက်စာဆုံးတော့ကျွန်တော်ငူကြီးထိုင်နေမိရဲ့ခန်းစားချက်တွေလည်းရှုပ်ထွေးပြီးတော့ရင်ဘက်ထဲကအရန်အောင်တင်းကျပ်နေရဲ့ကိုဘာတွေပြောသွားမဲကျွန်တော်မသိဘူးကိုရေးထားတာတွေကိုကျွန်တော်နားမလည်ဘူးမဟုတ်ဘူးနားမလည်ချင်တာဆိုရင်ပုံမှန်ပဲထင်တယ်ဖုန်းကိုထုတ်ပြီးတော့ကိုနံပါတ်ကိုကျွန်တော်ထပ်ခေါ်တယ်ဒါပေမဲ့မရအောင်စပိတ်ထားပါတယ်တဲ့နောက်တော့ကျွန်တော် Messenger ထဲကိုဝင်ကြည့်ရဲ့အထဲမှာမြင်လိုက်ရတာကိုနဲ့တခြားကောင်လေးတယောက်တွဲရိုက်ထားတဲ့ပုံတေချာကြည့်လိုက်တော့အဟုတ်ပဲကျွန်တော်ကြိုက်ထီးိုးမှာတွေ့ခဲ့တဲ့သူဟာသူမသူအစ်စ်3နှစ်ကြာပြီးရဲ့နောက်ဒရီကလောက်ပြီဗျာမသွားကြမအောင်ဆိုနေ
ဒီငါတိတ်မပြောချင်ဘူးနော်ခေတ်တဲ့မင်းရာဟိုနိုင်ငံသွားလိုက်ဒီနိုင်ငံသွားလိုက်လုံနေတော့ငါဘာပြောခဲ့လို့လဲအခုကလည်းတပတ်သေးပဲလို့တာမင်းကဘာဖြစ်နေရတော့မတူးလေဒယ်ဒီကကျွန်တော်သွားခဲ့တဲ့နိုင်ငံတွေကလဲစရာပတ်စရာတွေရှိရဲ့အခုဒယ်ဒီလွတ်တဲ့နေရာကိုလည်းကြည့်အောင်ဘာဆိုဘာမှမရှိရဲ့ကျွန်းလွတ်ကြီးဟိုဘိုးတော်လည်းဘာစိတ်ကူးပေါက်ပြီးတော့များကျွန်းလွတ်ကြီးပေါ်မှာမွေးနေပဲလို့လည်းမသိဘူးရှေ့လိုက်တာခေတ်တဲ့ရာငါခိုင်းတဲ့အတိုင်းအေးစစ်စစ်လေးသွားလိုက်လို့မရဘူးလားငါလည်းမအားလို့မင်းကိုလွတ်နေရတာအားလို့ကတော့လေကုံခံမနေဘူးငါကိုယ်တိုင်မဲ့သွားလိုက်မယ်မအားရင်လည်းမသွားနဲ့ပေါ့ဒယ်ဒီကဘာကိစ္စကျွန်တော်ကိုလွတ်နေရတော့ဒီပွဲကမင်းတက်နေကြပွဲလို့နည်းနည်းရပွဲမဟုတ်ဘူးကွာအစဉ်ပြေရင်အဲ့ဒီကျွန်းမှာလုံးမဲ့ project အတွက်အကျိုးတို့ပူပေါင်းခွင့်ရမှာအဲ့ဒါကြောင့်မင်းကိုလွတ်နေရတာကျွန်တော်သွားရောဘာလို့တက်မှာမလို့တော့စားတော့ပြီးပဲပြန်လာမှာအဲ့ကိစ္စမပူနဲ့မင်းကအပျော်ခီးထွက်တယ်လို့ပဲသဘောထားပြီးပျော်သားနေကျွန်းချိန်တွေကိုလေ့လာဖို့ကငါလူတယောက်ထည့်ပေးလိုက်မှာပြီးရောဗျာပြီးရောတယောက်ထဲတော့မသွားဘူးဟိုကောင်ဖြိုးမအောင်မှခေါ်သွားမယ်ခေါ်ကျင်တဲ့သူသာခေါ်သွားအရေးကြီးတာဧည့်သည်စင်းနဲ့မင်းနာမည်ရောက်နေဖို့ပဲဒယ်ဒီယာစွတ်ကိုပြောနေလို့သဘောတူလိုက်ရပြီမယ်အမှန်တော့ကျွန်တော်မသွားချင်ဘူးဘက်နဲ့လူသူမရှိတဲ့ကျွန်းကြီးပေါ်ကိုသွားပြီးတော့မွေးနေပွဲလောက်ရတယ်လို့ပြီးတော့သွားမဲ့ခီကနီးနီးလေးမဟုတ်မွေးနေ့ရှာအင်္ဂလန်သားမလို့ဒီကနေအင်္ဂလန်ကိုအရင်သွားရမှာအဲ့ဒီရောက်တော့မှမွေးနေ့ရှင်စီစဉ်ပေးရလေနဲ့အမေရိကကိုသွားရမယ်အမေရိကကနေမှတင်မောနဲ့ကျွန်းမော်ကိုထပ်ဆင်းရမှာပြီးတော့လေဗါတဲ့ဟိုရောက်ရင်မိုးကတဲနဲ့နေရမယ်ဆိုလားစဉ်းစားကြည့်ဘာမှပြောစရာမကောင်းဘသူကအဲ့လောက်ဝေးကြီးသွားချင်မှာတော့လေစီးပွားရေးသမားတွေဖင်ကိုတော်တော်ရတယ်ဒယ်ဒီတို့များနော်ဒီသားလေးတယောက်တည်းရှိအောင်ခိုင်းစားဖို့ပဲမကြည့်မနှက်နဲ့ကျွန်တော်ပြောလိုက်တော့ထိုင်နေရကနေထပြီးဖြစ်တဲ့ဒယ်ဒီကပြန်ပြီးတော့ထိုင်နေခွေးမင်းကပြောရတယ်ရှိသေးရဲ့မင်းတက်ကတော်တက်နေတော့ငါ့ကိုဘလောက်တောင်ဒုက္ခပေးလိုက်တယ်လဲပြောမသိပါဘူးဆိုတဲ့သဘောနဲ့ကျွန်တော်ပခုံးတွန်းပြတော့ဒယ်ဒီဟာကျွန်တော်ကိုထက်ဆဲတယ်ဆဲလို့အားရမှပထမနှစ်လေးကောင်းကောင်းတက်နေလို့အော်ငါသားလေးလိမ့်မလာပြီဆိုပြီးကြိတ်ပျော်နေအောင်ရှိသေးဒုတိယနေ့ကျတော့ဆောင်းမပွဲဝင်မဖြစ်ဘူးပြန်တက်တော့လေစကိုင်းမှာသွားတက်မှာစကိုင်းမှာမတက်ရရင်မတက်ပါဘူးဆိုလို့စကိုင်းကိုပြောင်းပြရတယ်ဟောဟိုရောက်တော့လေကောင်းကောင်းနေမလားဆိုတော့မနေဘူးအသေးကွဲလို့ပါဆိုပြီးတပတ်ထဲနဲ့ပြန်လာတယ်အဲ့ဒီတော့ပြန်ရောက်ချင်းမင်းမပြောခဲ့ရတယ်ဗါတယ်ဒယ်ဒီတားရန်ကုန်မှာပဲចောင်းပြန်တက်တော့မယ်တဲ့ရုံစားပြီးထားလိုက်ပါတယ်အခန်းထဲမှာစကိုင်းရကောင်တကောင်ရှိနေလို့သူ့အမြင်တိုင်းရီးစားဟောင်းလွမ်းလို့ပါဆိုပြီးကျောင်းမသွားပြန်ဘူးလေနောက်ကြပါတဲ့မြန်မာတချင်းတွေလည်းမကြားချင်လို့နိုင်ငံသားမှာပဲကျောင်းသွားနေတော့မယ်ဆိုပြီးဖြစ်ပြန်ရောငါမှနိုင်ငံသားတိမင်းကိုကျောင်းထားပေးရဒါတော့မင်းကကောင်းကောင်းတက်ခဲ့လို့လားဂီတာအရန်တီးနေကြလို့မနေချင်တာနဲ့ငါ့ကိုအမျိုးမျိုးကြည့်ကြရစ်ပြီးမှဘွဲ့လေးရလာလေစိတ်အေးရပါပြီဆိုပြီးတော့တပင်းချအောင်ပဲရှိသေးစီးပွားရေးလုပ်မယ်ဆိုပြီးတစ်စကန်ချပြန်ငါသားလေးတော့ရင်းကျက်လာပါပြီဆိုပြီးလှုပ်ချင်တဲ့ဖုံးဆိုင်လေးဖွင့်ပေးလိုက်ပါတယ်။ဘာတဲ့ဖုံးအမြင်တိုင်းစကိုင်းသားကိုတတိယနေလို့မဖွင့်ချင်တော့ဘူးဆိုပြီးဆိုင်ကိုပိတ်ချလိုက်တယ်။အဲ့ဒါနဲ့ပြီးသားဆိုလည်းမပြီးပြန်အောင်ဖက်ရှင်အလန်းလေးတွေရှောင်းမယ်။အထည်ဆိုင်လေးတော့ဖွင့်ချင်တယ်။ကျွန်တော်ဖက်ရှင်စိတ်ဝင်စားဆိုလို့ငါမှတော့ပြည်ပလုပ်ငန်းရှင်တွေနဲ့ပါချိတ်ဆက်ပြီးလုပ်ပေးလိုက်ပါတယ်။ဟောအင်ကြီးအဖြစ်အောင်နေမြင်တိုင်းစကိုင်းသားပဲမြင်လာလို့ပါဆိုပြီးတန်းလိုင်းထားခဲ့ပြန်တယ်။ပြောမင်းကောင်းခဲ့တာဟမ်ဘာရှိလဲငါ့ကိုရှာပြစမ်းတော်ပြီဒယ်ဒီယာသွားရင်ပြီးရောမဟုတ်လားတကယ်ပါပဲကို့သားတော်အညိုးနဲ့ပြန်မှတ်ထားတယ်ပြောပြီးတော့ကျွန်တော်ထိုင်နေရနေထားတယ်နေအောင်အတိမေးစရာရှိရပြန်ထိုင်ကျွန်တော်ပြန်ထိုင်တော့ဒယ်ဒီကျွန်တော်ကိုမျက်မှောင်ကျုပ်ပြီးကြည့်ရဲဘာလုံးဆိုပြီးမျက်လုံးပြူပြလိုက်တော့ရီးစားမထားတော့ဘူးလားတဲ့မထားတော့ဘူးဘာလို့တော့ဟိုစကိုင်းသားကိုမမေ့နိုင်သေးလို့လားဖြင်းနဲ့ပဲရှင်ရတတုတ်တော့အခုံမြန်လာတယ်တူတူနေတော့တိတ်မသိတာပဲမဲ့ဝေးသွားမှကျွန်တော်အဲ့ဒီကောင်တော်တော်လေးချစ်နေမိမှန်သိလာရတယ်ရေတော့ရေရရင်နော်ရှေ့ရဆိုတဲ့အချိန်ခဏလေးအတွင်းမှာကျွန်တော်ဘာလို့များလူတယောက်ကိုအဲ့လောက်ထိချစ်နိုင်ရတာလဲမသိဘူးပိုဆိုးတာအခုထိလည်းချစ်နေတော့ဦးမယ်နေစမ်းမောင်အဲ့ဒီကောင်လေးကတခြားလူကိုကြိုက်နေတာဆိုမင်းလည်းမကြိုက်ဘဲနဲ့ဘာလို့ခုချိန်ဒီမမေ့နိုင်ရတာတော့ပြီးတာတွေပြီးခဲ့ပါပြီလေတွေးခဲ့တာကလည်းတစ်ပတ်တည်းအထီးတွေးကြောင့်ဆွဲလန်းတာဆိုလဲလက်ကင်ရောအစင်အဲ့ဒါတော့ဒယ်ဒီမှမချစ်ဘူးပဲအဲ့တော့ကျွန်တော်ခန်းစားချက်ကိုဘယ်လိုလုပ်နားလဲမှာတော့ကြီးကြီးကျယ်ကျယ်လေးပြောပြန်ပြီငါသာမချစ်ဘူးရင်မင်းဆိုတဲ့ကောင်လဲထွက်လာစရာမလိုသဘောပေါက်မသိဘူးဗျာမသိဘူးဘာမှထပ်မမင်းနဲ့ကျွန်တော်သွားတော့မယ်လေရင်စီးလိုက်ကားစီးလိုက်လမ်းမဝင်လာလိုက်ဆိုတော့3ရက်မြောက်နေ့မှပဲတင်မောဘော်ကိုရှောက်တယ်တင်မောကို12နာရီကြာအောင်ထပ်စီးရတယ်အဲ့လိုထပ်စီးပြီးကျွန်တော်နာကိုရှောက်တော့ကျွန်တော်နဲ့ခက်လန်းလန်းနေရာမှာကြောက်ကိုချတယ်အဲ့ကနေအသက်ကယ်လေးကိုခေါ်မလားအဲ့ဒါမျိုးရင်းနဲ့ကန်းဆက်ကိုသွားရတယ်ကန်းဆက်ကိုရောက်တော့တွေးလိုက်ရတဲ့မြေခွင်းကြောင့်ကျွန်တော်ဘာမကပါလာသမျှလူတွေအကုန်လုံးဟာကနေဆိုရေရိုးမိတဲ့အထိအံ့အားသင့်သွားကြတယ်
ကျွန်တော်တို့ကျွန်းပေါ်တက်မဲ့နေရာမှာစင်တူအင်ကြီးတွေတန်းစီပြီးရက်နေကြတဲ့လူတန်းလိုက်ကြီးလှေပေါ်ကနေလူတယောက်ဆင်းလိုက်တာနဲ့အဲ့ဒီလူအတန်းလိုက်ကြီးထဲကတယောက်ကရှေ့ကိုထွက်လာပြီးအထုပ်သေးနေရာမဲ့နေရာကိုလမ်းပြခေါ်ဆောင်ကြတယ်။အဲ့ဒီလိုသူတို့နောက်ကိုလိုက်သွားရင်းနဲ့ကန်ဆက်ကနေမြင်နေရတဲ့တောင်ကုန်းမှုမို့လေးကိုကွေ့ပတ်တာနဲ့ကြော်ဖြတ်လိုက်တယ်ဆိုရင်ပဲအရန်ရန်ကိုမှတေသက်လာပါပြီးနေချင်းစပွဲဖြစ်အောင်ဆောက်လုပ်ထားတဲ့တိုက်ပုအိမ်ကလေးတွေကိုတွေ့လိုက်ရတယ်။ဆောက်ထားတာတော့အကုန်လုံးအတူတူဖြစ်ပြီးတော့စိုက်ပျိုးထားတဲ့သစ်ပင်ပန်းမှန်နေကြောင်းပေါ်ပြီးတော့နေချင်းစရာပုံစံမျိုးဖြစ်လို့နေရဲ့။ကျွန်းပေါ်ဖြစ်ပေမဲ့လည်းရေကူးကန်ကိုလည်းတီးတန့်ထည့်ပေးထားပြီးတော့ကလေးတွေအတွက်ကစားကွင်းအငယ်စားလေးကိုလည်းထည့်ပေးထားတယ်။မိသားစုနဲ့အတူတူလာရောက်အပန်းဖြေလို့ကတော့တကယ်ကိုကွက်တီးပဲ။အစတော့ကတော့မိုးကတဲနေနေရမယ်ဆိုလို့ကျွန်တော်စိတ်မပါဖြစ်နေခဲ့ပေမဲ့အခုလိုနေရမယ်ဆိုတော့လေနည်းနည်းတော့မစိုးဘူးတိတူခင်သူမရှိလို့အနေငယ်တော့ပြင်း6နိုင်တယ်ဒါပေမဲ့ကိစ္စမရှိဘူးအိမ်မှာထက်ဆိုင်ဒီမှာပုတ်ပြီးတော့နေလို့ကောင်းတယ်ပြီးတော့နိုင်ပါအေးပဲအစားတောက်အတွက်လည်းပူစရာမလိုဘိုက်စာနဲ့အစားတောက်ဆိုင်လိုပုံစံမျိုးလုပ်ပေးထားတဲ့နေရာကိုသွားပြီးကြိုက်တာကိုယူစားရုံပဲမလို့တော်တော်လေးအဆင်ပြေရလို့ပြောရမယ်သွားရအောင်ခစ်တဲ့ဘယ်တော့ရောက်တော့ရောက်ခိုင်ကျွန်းမော်ကိုရှောက်ပတ်ကြည့်ရမှာပေါ့ကွာမသွားကြဘူးပြင်းတယ်မင်းမဲသွားခါတိုင်းလျှောက်လဲထိတ်ဆုံးကသွားတဲ့ကောင်ဘလို့ဖြစ်တာတော့မင်းမဟုတ်တဲ့အတိုင်းပဲဘာမှမဖြစ်ပါဘူးဒီတိုင်းနေဘာရင်နားမလဲဘူးဟဲ့ကောင်ငါ့ကိုမင်းခေါ်လာနော်အဲ့တော့ငါဖြစ်ချင်တာကိုဖြည့်ဆည်းပေးဖို့ကမင်းဆောင်ရင်မဲအခန်းထဲမှာပဲနှက်ချင်ပေးမယ်မရမကခေါ်နေတဲ့ဖြိုးမောင်ကြောင့်အပြင်ကိုလိုက်သွားတယ်ကောင်းတော့လေကောင်းပါတယ်သူကပင်လေကန်ဆက်ကိုခေါ်သွားအောင်မလို့လေကောင်းလေတန်လေးရပြီးလူကတော်တော်လေးကိုလန်းလာတယ်ငါမိမယူပြီးလို့ရှင်ဟန်နီမွန်းအတွက်ဒီကျွန်းကိုရွှေ့မယ်ကျွန်းကိုရှောက်ပတ်ကြည့်ရင်ပြောလာတဲ့ဖြိုးမောင်ကြောင့်ကျွန်တော်တောင်မှဘဝဟောင်းတတိယသွားတယ်သူနဲ့သာဆိုရင်ဘလောက်ကောင်းလိုက်မလဲလို့တွေးတော့ရှင်ဘက်ထဲကနာတယ်ငါလဲဟိုကောင်နဲ့တစ်ခေါက်လောက်တော့လာချင်သားပြောပြီးကျွန်တော်တက်ပြင်းချတယ်ဒီလိုပါပဲမဖြစ်နိုင်တဲ့အရာတွေစိတ်ကူးရင်မိရဲ့အခါမျိုးကြရင်ရင်မောရတယ်မင်းအဲ့လောက်တောင်ချစ်နေရင်လေဘာလို့ပြန်ရအောင်မကြိုးစားရတော့တခုခုကိုလိုချင်ရက်သားနဲ့လက်လျှောက်ပြီးပြန်လာတတ်တာမင်းပုံစံမဟုတ်ပါဘူးအစားတော့အပိုင်ရအောင်ယူဖို့ပါပဲဒါပေမဲ့ငါလူကိုပဲပိုင်ချင်တာမဟုတ်သူစိတ်သူ့အသွေးသူ့အနာဂတ်တွေအားလုံးကိုပိုင်ဆိုင်ချင်တာငါချစ်တဲ့လူကသူဖြစ်တယ်လို့သူချစ်တဲ့သူကလည်းငါပဲဖြစ်စေချင်တာအဲ့တော့သူမငါ့ကိုမချစ်ပဲငါပိုင်ကိစ္စလူကိုအပိုင်ယူပြီးတော့စိတ်ဒုက္ခအဖြစ်ခံရမှာတော့ဒါကမင်းရဲ့ထင်လေသူလည်းမင်းကိုချစ်နေမှာပေါ့မချစ်ဘူးဖြိုးမောင်သူငါ့ကိုမချစ်ဘူးအဲ့ဒါတော့သိကြတယ်ပြောရင်းနဲ့ကျွန်တော်ရင်နေနာလာရတယ်အချိန်နေကြာလာလေသူကျွန်တော်ကိုမချစ်ဘူးဆိုတာပိုသေးချလေပဲမလို့တစ်ခေါက်လေးတော့မှဆက်တယ်မကြည့်ဘဲနဲ့ဘာကိစ္စအဲ့လောက်သေးချနေရတော့သူပြောတော့ကျွန်တော်ပြုံးနေဖြစ်တယ်ကြိတ်ထီးဟိုမှာခဏတွေးခဲ့တဲ့သူတော့နီးမျိုးနဲ့သူ့အနာရအောင်လုပ်ခဲ့သေးရပဲသူသာကျွန်တော်ကိုချစ်တယ်ဆိုရင်ဒီတိုင်းငြိမ်နေမှာမဟုတ်မချစ်လို့သာငြိမ်နေရပေါ့မင်းမသိပါဘူးဖြိုးမောင်ရကျွန်တော်ပြောတော့သူကျွန်တော်ပခုံးခက်တင်းပုတ်တယ်အာတင်းထားဆိုတဲ့သဘောမျိုးမချင်မိပေမဲ့မင်းလဲယောက်ျားတစ်ယောက်ကိုတော်တော်လေးချစ်မိနေရပဲငါကောင်ကတော့မှအန်အောရောက်ယူရတဲ့အထိပါပဲတကယ်လဲကိုအန်အောမိရဲ့ကျွန်တော်အဲ့ဒီကောင်တော်တော်လေးကြီးမြနေရကနေတရက်ကြတော့ကျွန်တော်မိန်းကလေးတယောက်နဲ့စကားပြောနေတော့သူရောက်လာပြီးကိုလို့ခေါ်လိုက်တဲ့အချိန်မှာရင်ထဲမှာအမျိုးအမည်မသိတဲ့ခံစားချက်ကိုစတင်ပြီးခံစားမိရဲ့နောက်ပိုင်ရှင်ရှိမှန်းသိအောင်လက်ကင်မယ်လို့ပြောပြီးတော့ကျွန်တော်လက်ကိုလာကင်တော့ရှင်ခုန်တယ်သူတော့မသိပေမဲ့ကျွန်တော်အဲ့ဒီချိန်ကနေစပြီးသူ့ကိုပိုင်ဆိုင်ရအောင်စူးစမ်းခဲ့တယ်အရင်ဦးဆုံးသူဟာကျွန်တော်လူဖြစ်တယ်ဆိုတာကိုတစ်ချောင်းလုံးသိအောင်လုပ်တယ်နောက်တော့တဆင့်တက်ပြီးသူ့အမေသိအောင်လုပ်တယ်အဲ့ဒါသိချလုပ်တယ်ဘာလို့ဆိုရင်နောက်မှအမေသိတာလို့လမ်းခွဲကြတယ်ဆိုတာမျိုးမဖြစ်ချင်လို့ကြိုတင်အသိပေးတဲ့သဘောမျိုးနောက်တော့ကျွန်တော်သူ့ကိုအမေခွင့်ပြုချက်နဲ့ပင်တရားဝင်ချင်းကပ်တယ်ရအောင်ယူမယ်လို့လည်းတွေးထားပြီးသားဒါပေမဲ့အားလုံးကတဲတဲ့ရေသွန်းမှာပဲညဘက်ရောက်တော့ကျွန်းပိုင်ရှင်ရဲ့မွေးနေ့ပါတီပွဲကျင်းပတဲ့အတွက်ကျွန်တော်တို့တက်ရောက်ရတယ်အဲ့မှာဝန်ထမ်းတွေကလည်းတော်တော်များပြီးလူလေသိမ်းမရှိအောင်ဧည့်ခံတယ်ဒါပေမဲ့ပြင်းတာနဲ့အဲ့ဒီမှာပဲခဏနေပြီးတော့ကိုတဲတဲ့နေရာကိုပဲပြန်လာခဲ့လိုက်တယ်နောက်တော့အဲ့လိုလည်းမပြောရနဲ့ပင်လယ်ကမ်းဆက်ကိုထွက်လာခဲ့တယ်ဖြိုးမောင်တော့မပါဘူးတူကိုနေစရာတနေရာစီပေးထားမလို့သူနဲ့ကျွန်တော်ကနေရာမတူသွားခေါ်နေရမှလည်းပြင်းတာမလို့တယောက်တည်းပဲထွက်လာတယ်။လာပြင်းကြမဟုတ်ပေမဲ့ခက်ကွေးကွေးလာရောင်ရဲ့အရေးထင်ပြီးငွေရောင်လက်နေတဲ့ပင်လယ်ပြင်ကြီးကြောက်ထင်တဲ့ကန်ဆက်ကတော်တော်လေးကိုမှလင်းလို့နေရင်လီကလည်းတော်တော်တိုက်လို့နေရတာကောင်းတယ်။နောက်လူကပါရှင်းနေရမလို့လုံးဝကိုကျွန်တော်ကြိုက်ပဲ။ကိုကျွန်တော်ဘက်ကနေရုတ်တရက်ကြီးကြားလိုက်ရတဲ့ခေါ်တန်တစ်ခုကြောင့်လမ်းလျှောက်နေတဲ့ကျွန်တော်ခြေလမ်းနေတန့်ကနေမဖြစ်နိုင်ဘူးမဟုတ်တော့ပါဘူးလို့တွေးမိပေမဲ့နောက်လဲကြည့်ချင်နေတဲ့စိတ်ကိုဘလို့မှကြားလို့မရတာမလို့ကျွန်တော်လဲကြည့်လိုက်တယ်ကိုဒီဘက်ထွက်သွားမြင်လိုက်လို့
သူ့တန်ဟာမောဟိုက်လို့နေရင်ကျွန်တော်ကတော့အာဆေးမိတဲ့သူလိုမျိုးဘာဆိုဘာမှပြောမထွက်ဘူးနောက်တော့သူကျွန်တော်အနာကိုတလန်းချင်းတိုးလာတယ်ကျွန်တော်နဲ့တလက်မလောက်အကွာမှာမျက်နှာချင်းဆိုင်မှာသူရက်တယ်ကိုကျွန်တော်မထူသူ့ကိုပဲမမိတ်မသုံးကြည့်နေမိရဲ့နန်းကျင်တယ်ဟမ်တွေ့ချင်းပြောတဲ့သူ့စကားကြောင့်ကျွန်တော်အံ့ဩလို့ပါဇက်အဟောင်းသားဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်မမြင်ဘူးခွင့်ပြုနော်ဆိုပေမဲ့ကျွန်တော်အဖြူသူမဆောင်ရုတ်တရက်ပဲအံ့ဩပြီးဟာမိသွားတယ်ကျွန်တော်နဲ့ခန့်သူ့နဲ့ခန့်နဲ့လာထိကတ်တယ်ကျွန်တော်မရှောင်မိဘူးရုံးလည်းမယုံသလိုလူကလည်းဘလို့မှလှုပ်ရှားလို့မရအောင်ကြောက်ချထားသလိုငြိမ်နေမိရဲ့ချစ်တယ်ကိုပြောပြီးတော့သူကျွန်တော်ကိုခတ်တင်းဆွဲလို့ဖတ်ထားတယ်ဘွားဟောင်းဒါတကယ်ကြီးလားငါအိမ်မက်နေရလားကျွန်တော်ပြောတော့ဖြတ်ထားတာကိုပြန်ခွာပြီးတော့သူ့လက်နှစ်ဖက်နဲ့ကျွန်တော်မျက်နှာကိုအသာအယောင်မော့တယ်ချစ်တယ်ကိုပြောပြီးကျွန်တော်နှကန်းတွေကိုတစ်ချိန်ပြန်လဲနမ်းရှိုက်တယ်ဒီတစ်ခါတော့မမောတက်တယ်ပဲသူဘလို့ရောက်နေရလဲကျွန်တော်မသိချင်ဘူးကျွန်တော်ဒီမှာရှိမှန်းသူဘလို့သိလဲဆိုတာကိုလည်းကျွန်တော်မမေးရဘူးမေးလိုက်မှမသိဘူးလို့ဖြေလာမှကျွန်တော်ကြောက်တယ်အိမ်မက်ဆိုတာမျိုးကအเจ้าရည်ရာမရှိပဲကိုရောက်ချင်တဲ့နေရာကိုရောက်နေကြတာမဟုတ်လားလေပြီးတော့ဒီကျုံးပေါ်မှာသူမရှိနိုင်ဘူးဆိုတာကိုကျွန်တော်သိရတေချာလာကြည်လားလို့မမေးနဲ့တင်မော်စီတော်ကသူ့ကိုမမြင်ခဲ့ပဲလေအဲ့တော့အခုဟာတကယ်မဖြစ်နိုင်ဘူးကျွန်တော်တွေးများနေတော့မှပဲပူကနေဖြစ်သွားတဲ့ခံစားချက်နဲ့အတူတူငန်ကြီးကြီးအရသာကိုပါတစ်ဆက်တည်းခံစားလိုက်ရတာကြောင့်ရောင်ရမ်းပြီးတော့ကျွန်တော်အော်မိသွားတယ်ဟက်ကောင်ဘာကိစ္စလာကြိုက်နေရတာတော့ကွာနားတယ်ဟမ်နားတယ်ဆိုတော့ဘွားဟောင်းမင်းကလူအစ်စ်လားကိုကျွန်တော်ကိုချစ်တည်းရမလားမဝင့်မရဲနဲ့ကျွန်တော်ကိုမေးလိုက်တယ်နားထဲမှာတော့ဘယ်ကစကိုင်းသားတော့ဒီမှာငါအစ်စ်ကလေးနဲ့ပျော်နေပြီဆိုတဲ့အတန်ကိုကြားရောင်လျက်ပဲအဲ့ဒါခဏထားစမ်းမမင်းကဘလို့လို့ဒီကျုံးပေါ်ရောက်နေရတော့အလိုမကြားတဲ့အတန်မျိုးနဲ့ तू ကပြန်မေးရဲ့ကျွန်တော်ရောက်နေရကြပြီငါလည်းမမှန်းသိလို့ကြိုစောင့်နေရလားဟာမဟုတ်ပါဘူးကျွန်တော်ကဒီကျုံးရဲ့ဝင်ငွေထွက်ငွေကိုစီမံရေးမန်နေဂျာအော်ဒါကြောင့်တင်းမောပေါ်မှာမတွေ့ပါဘူးလို့ထင်နေရကျွန်တော်ရောက်နေရကြပြီကိုရဲ့3လလောက်ရှိပြီအဲ့တော့ကျွန်တော်ကိုချစ်သေးရမလားကျွန်တော်ထပ်ပြီးတော့ तू ကတက်ပြင်းချတယ်ငါပြောပြီးပြီလေဘဝဟောင်းမင်းလူမားနေရပါလို့ကြိုက်ထီးရိုးဖျားမှာမင်းတွေ့ခဲ့တဲ့ तू ကငါမဟုတ်ဘူးအဲ့တော့မင်းချစ်တာကလည်းငါ့ကိုမဟုတ်ဘူးပြောရင်းနဲ့ तू ကကန်းဆက်မှာထိုင်ချလိုက်တယ် तू ထိုင်တာကျွန်တော်လည်းဘေးကနေလိုက်ထိုင်တယ်သိရဲ့ तू ကကိုမဟုတ်မဲကိုပြောလို့ကျွန်တော်သိပြီးပါပြီဒါပေမဲ့ကျွန်တော်ကို तू လို့ထင်ပြီးရင်ခုန်ခဲ့ရလားဒါမှမဟုတ်ကိုမလို့ရင်ခုန်ခဲ့ရလားဆိုတာကျွန်တော်နင်းနေညညအကြာကြီးစဉ်းစားပြီးပြီကိုပြောရင်းနဲ့ကျွန်တော်သူ့လက်ကိုအသာအရာဆုပ်ကင်တော့သူကျွန်တော်ကိုတေချာကြည့်ရဲ့ကျွန်တော်ကိုချစ်တယ်ကျွန်တော်ကိုတေချာကြည့်နေရဲ့သူ့ရဲ့မျက်လုံးကိုတက်တဲ့ကိုပြန်ကြည့်ပြီးတော့ကျွန်တော်ပြောလိုက်တော့သူမျက်နှာလွှဲသွားတယ်အစတော့ကျွန်တော်လည်းကိုလိုပဲလူမားပြီးရင်ခုန်ခဲ့ရနေမှာပါလို့ထင်ခဲ့ရဒါပေမဲ့တကယ်တော့ကိုနဲ့မတွေ့ရတော့ကျွန်တော်လွမ်းနေတွေ့ကျင်တယ်အချိန်တိုင်းလည်းကိုပဲသတိရတယ်ပြောရင်းနဲ့ကျွန်တော်ပြုံးနေသူထွက်သွားတော့အဖြစ်ပြက်ကိုပြန်တွေးမိပြီးနာကျင်လို့ပြုံးတဲ့အပြုံးမျိုးပါသူပိုးခဲ့တဲ့ဓာတ်ပုံကိုမြင်ပြီးကျွန်တော်စိတ်ခံစားချက်တွေမထွေပြားခဲ့ပါဘူးလို့ပြောရင်လိန်ရကြမယ်တကယ်တော့ထွေပြားခဲ့တယ်ကျွန်တော်ဘယ်တယောက်ကိုချစ်နေရလဲကိုခေတ်သစ်ကိုကြိုက်ထီရိုးမှာတွေ့ခဲ့တဲ့တယောက်လို့ထင်ပြီးချစ်ခဲ့ရလားအဲ့လိုပဲဖြစ်မှာပါလို့ထင်ခဲ့တယ်ဘာလို့ဆိုရင်ကျွန်တော်သူ့ကိုစတွေ့တော့ချစ်တာဘာညာမဖြစ်သေးဘူးလေသူဟာကြိုက်ထီရိုးမှာတွေ့ခဲ့တဲ့တယောက်ပါလို့ယုံပြီးရဲ့နောက်နေ့မှာပဲကျွန်တော်သူ့ကိုစပြီးချစ်ခဲ့တာသူဟာကြိုက်ထီရိုးမှာကျွန်တော်တွေ့ခဲ့တဲ့တယောက်ဖြစ်တယ်လို့ယုံကြည်ပြီးရဲ့နောက်တနေ့ဝါလုံးလေးဆိုပြီးတော့အောက်ခံပေါင်းမိကြီးကျွန်တော်နှာခေါင်းသားအတင်းထိုးထည့်ပေးတဲ့အချိန်တော့စိတ်ဆိုးပြေခြင်းဒီမရှိမှာပဲငါ့ကိုနမ်းလို့ကျွန်တော်ပြောလိုက်တော့ရေကနေဆိုဖြစ်သွားတဲ့သူ့မျက်နှာကိုကျွန်တော်ချစ်တယ်ခဏလေးမျက်လုံးထဲမှာပြန်မြင်ရောင်းနေအဲ့နောက်ပန်းဆပြီးသူ့လုံးသမျှအပြုမူတိုင်းကျွန်တော်သဘောကျတယ်ချစ်စရာကောင်းတယ်လို့မြင်လာတယ်ဆဲတာလေးကအစဒါပေမဲ့ဒါဟာလဲဟိုတယောက်လို့ထင်လို့သာချစ်ခဲ့မိရလားဆိုတော့ကျွန်တော်မသိဘူးဝေခွဲလို့လည်းမရအောင်နောက်တော့ကျွန်တော်စိတ်ပြတ်သားစွာနဲ့ကျွန်တော်ချစ်တာကိုတငယ်ချင်းပဲကိုမဟုတ်ဘူးလို့တွေးလိုက်တော့ရင်ဘတ်ထဲကမခံမရနိုင်အောင်နာကျင်လာတယ်ကျွန်တော်ဘလို့ပဲကျွန်တော်ချစ်တာဟာကိုမဟုတ်ပါဘူးလို့တွေးကျွန်တော်ကိုပဲလွမ်းနေတွေးချင်တယ်သူကျွန်တော်အနာကိုရှောက်လာတာဟာရှေ့ရက်ပဲဆိုပေမဲ့သူနဲ့အပြန်လန်ပို့ခဲ့တဲ့ message တွေတူစားဘူးတဲ့သမင်းဝိုင်းနဲ့ကြေးအိုးဆိုင်လက်ဆွဲပြီးတူရှောက်ခဲ့ဘူးတဲ့ကြောင်ဝင်သူနေခဲ့တဲ့ဟိုဘက်အိမ်အရာတိုင်းဟာအမက်ရစရာတွေကြီးပဲပြီးတော့စကိုင်းတရားကြီးကိုမြင်တိုင်းကျွန်တော်တို့ကိုတတိရတယ်ဆာရက်ကလေးတွေကိုမြင်တိုင်းသူ့ကိုလွမ်းတယ်အောက်ခံပေါင်းမီဝစ်တိုင်းသူ့ကိုအမက်ရတယ်ပိုဆိုးတာမုံဟင်းကားတောက်လို့ငှပြောဥပတ်တွေတွေ့ကျွန်တော်သူ့ကိုတတိရတယ်ကျောင်းသွားဖို့
ကားစီးတဲ့ခါတိုင်းလည်းသူထိုင်ခဲ့ဘူးတဲ့ဘေးခေါင်ကိုကြည့်ပြီးကျွန်တော်တက်ပြင်းချတယ်။ဝါလုံးလေးလို့ပထမဦးဆုံးခေါ်ခဲ့တဲ့ကျောင်းဝင်းနေရာစားတောက်ဆောင်မြင်တော့ကျွန်တော်မျက်ရည်ဝဲတယ်။နေ့စဉ်နေ့တိုင်းသူနေခဲ့တဲ့အိမ်ကိုကျွန်တော်မကြည့်ပဲမနေနိုင်ဘူး။နောက်ဆုံးကျွန်တော်သူ့ကိုအရန်လွမ်းလို့လေ။အဲ့ဒီအိမ်ကိုပါဝယ်ပစ်လိုက်တယ်။သူနေခဲ့တဲ့အခန်းမှာအမြဲတမ်းဂီတာသွားတည်ရင်ကိုဆဲနေကြဖြစ်တဲ့စကားတွေကိုလည်းကျွန်တော်ကြားကျင်လာတယ်။ဝါလုံးလေးခေါ်တာကိုလည်းသတိရတယ်။ပြီးတော့ချစ်တယ်ဘွားဟောင်းဆိုတဲ့ကိုပြောခဲ့တဲ့စကားကိုလည်းအထက်အခါပြန်ကြားရအောင်ပြီးကျွန်တော်ပြောတယ်။ကိုပဲအချိန်တိုင်းလွမ်းတယ်တွေးကျင်တယ်။ငါမင်းကိုဘယ်လိုရောရမှာတော့ဘွားဟောင်းမင်းငါ့ကိုဆက်သွယ်ဖို့တော့မကြိုးစားခဲ့ဘူးလေ။သူ့စကားကြောင့်ကျွန်တော်ကျဲကြီးအော်ရဲပြစ်လိုက်တယ်။ကျွန်တော်ရဲတော့သူ့အလိုမကြောက်မျက်မှောင်ကျုပ်ပြီးကျွန်တော်ကိုပြန်ကြည့်ရဲ။ကိုဘာပြောလိုက်တယ်ကျွန်တော်ဆက်သွယ်ဖို့မကြိုးစားခဲ့ဘူးဟုတ်လား။ဆက်ပိတ်ထားတဲ့ကိုရဲ့ဖုန်းလေးကိုတနေ့နေ့တော့ဆက်ပြန်ဖွင့်မှာပါဆိုတဲ့အတွေ့နဲ့နေ့စဉ်နေ့တိုင်းခေါ်ခဲ့တာဘယ်တော့မှမီးစိမ့်လာမလဲမသိရဲ့ကိုရဲ့ Facebook အကောင့်ထဲခဏဝင်ကြည့်နေခဲ့တာနောက်ဆုံးကျွန်တော်ကိုနေရဲ့ဖြစ်တဲ့ရန်ကုန်ထိလိုက်လာခဲ့တာကိုရောကိုသိလို့လားဟမ်ရန်ကုန်လိုက်လာသေးရလားလာအောင်မဲမဟုတ်ကိုတငယ်ချင်းနဲ့ပါကျွန်တော်သွားတွေ့ခဲ့သေးရဲ့ဖြိုးမောင်နေလားကျွန်တော်စိတ်ကိုရှင်းရှင်းလင်းလင်းသိချင်လို့လေအဲ့တော့ဘယ်လိုခံစားရတော့သူနဲ့တွေ့တော့စိတ်ထဲတော့နည်းနည်းတစ်မျိုးဖြစ်တယ်ဒါပေမဲ့ကိုနဲ့တွေ့တော့လို့ပျော်တာလို့ဘာလို့မဖြစ်ဘူးသူ့အမြင်တော့ကျွန်တော်ကိုပဲပို့လန်းလာတာဘွားဟောင်းငါတို့ထက်လန်းကြရရုတ်တရက်ကြီးပြောချလာတဲ့သူ့စကားကြောင့်ကျွန်တော်ပြုံးမိသွားတယ်ခွင်တောင်းစရာမလိုပါဘူးကိုကျွန်တော်တကူလုံးကကိုအပိုင်းပဲကျွန်တော်ပြောလိုက်တော့ကိုဟာအောက်နှက်ခမ်းကိုကိုက်တယ်ပြီးတော့မျက်နှာကိုလက်ဖွားနဲ့အုပ်ပြီးတော့တသိမ့်တောင်အောင်ရှယ်တယ်ခွေးသားဟောဗျာဘာလို့လာစေရတော့ဆဲကျင်လို့ငါတို့ပြန်ရအောင်နမ်းမယ်ဆိုအခန်းထဲရောက်မှအခန်းထဲကျမှနမ်းရအောင်ကိုအတန်ဟာမူမမှန်ဒါဆိုကျွန်တော်ခံလိုက်ခဲ့ပါလားဟိုဘက်မှာတီးတန့်ဆောက်ထားတခြားခန်းနေနဲ့မနီရောအော်လဲမကြရတော့နေပါအောင်အော်ရအောင်ဘာလို့ဖို့ကြံနေရတော့ကိုကြိုက်ကြလို့ပေါ့ကျွန်တော်လုပ်လို့ရရလေကျွန်တော်ပြောတော့သူတော်တော်လေးရှယ်တယ်ရှက်လို့ရှယ်တဲ့အရွယ်မျိုးပါမင်းကတော်တော်လေးကိုဒူတဲ့ကောင်ပဲရန်ကုန်ထိလာပြီးဖြိုးမောင်နေတော့လူချင်းတွေ့နေတာသူ့တရားနေငါဖုန်းနံပါတ်တောင်းပြီးဆက်သွယ်လို့မရဘူးလားကိုကျွန်တော်အပြစ်မပြောနဲ့နော်အဲ့ဒီတော့ကျွန်တော်သူနဲ့အတူတူရှိနေတော့တတိုက်ဆက်ဆိုင်ပဲကိုသူ့ကိုဖုန်းဆက်တယ်အကိုဖြိုးမောင်ကဘယ်လိုလဲအဆင်ပြေရလားစကိုင်းသားကိုရောလွမ်းနေသေးလားဆိုတော့ကိုပြန်ဖြစ်ရလေဘယ်ကစကိုင်းသားတော့ဒီမှာငါအသက်လေးနဲ့ပျော်နေပြီတဲ့အဲ့တော့ကျွန်တော်ဖယ်တောင်းတော့မလဲစိတ်တက်ကြပြီတခါတဲ့စကိုင်းကိုပဲပြန်ခဲ့လိုက်တော့တာအဲ့လိုလားဟိုကောင်ဖြိုးမောင်ငါ့ကိုမင်းเจ้าဘာဆိုဘာမှမပြောဘူးပြောရင်ငါပြန်ခဲ့မှာပေါ့မပြောဆိုကျွန်တော်ဘယ်သူမှမသိရဘူးကိုကကျွန်တော်နာမည်လေးတောင်မှသူ့ကိုမပြောပြထားဘူးဆိုအေးမင်းကငါ့ကိုမဟုတ်ပဲသူ့ကိုချစ်နေတာတို့ငါနဲ့သူ့ကိုလူမားပြီးချင်းကပ်မိတာတို့ဘာလို့နဲ့ငါကဘယ်လိုလုပ်ပြောပြရမှာတော့ငါစကိုင်းသားကိုချစ်တယ်ဒါပေမဲ့အဲ့ဒီကောင်ငါ့ကိုပြန်မချစ်ဘူးအဲ့လိုပဲပြောထားအဲ့တော့ကျွန်တော်အခုချိန်ထိချစ်နေသေးရဲ့မလားဘယ်လိုထင်လို့တော့ချစ်သေးရဲ့လို့ထင်တယ်သွားကြရအောင်မင်းခန်းကိုဖုံးလာနေရဲ့အစမပြတ်မြည်နေတဲ့ဖုံးမိတန်ကြောင့်ကျွန်တော်ပြောလိုက်တော့မကင်ချင်ဘူးတဲ့ဆောင်းမုံနေရနေပြန်ဖြစ်ရဲ့ဒယ်ဒီတဲ့ဖုန်းယူပြီးဘသူဆက်တာလဲကြည့်လိုက်တော့သူ့ဖေဖြစ်နေတာကြောင့်ကျွန်တော်ထပ်ပြောလိုက်တယ်ဟုတ်လားအေးကင်ပြီးတော့စပီကာဖွင့်လိုက်သူပြောတဲ့အတိုင်းဖုန်းကင်ပြီးစပီကာဖွင့်လိုက်တော့ဟက်ကမင်းအသက်ရှိသေးရဲ့လားဖွင့်ချင်းကြားလိုက်ရတဲ့စကားတန်ကြောင့်ကျွန်တော်တခွီးခွီးနဲ့ရယ်မိသွားတယ်တစ်ဆက်တည်းမှာပဲကိုကသူ့ဖေနဲ့တူတာဖြစ်ရမယ်လို့လေကောက်ချက်ချမိရင်ရှိသေးရဗောဗျဘာတော့ဒယ်ဒီကကို့သားလေးကိုတေးစေခြင်းနေရလားမသိပါဘူးငါစကိုင်းသားကိုလွမ်းလို့များပင်လေတဲ့ခုံချပြီးတေးပြီလားလို့သူ့ဖေရဲ့စကားဆုံးတာနဲ့သူကျွန်တော်ကိုလှမ်းကြည့်ရင်တေချာပေါင်းမျက်နှာခရဲရဲပေါ့အဲ့လိုသူ့ပုံစံကြောင့်ဦးရားလွန်းလို့ကျွန်တော်ပြုံးတော့သူကမျက်နှာလွှဲတယ်ကျွန်တော်ဘယ်တော့စကိုင်းသားကိုလွမ်းလို့တော့ပြောပြီးကျွန်တော်ကိုတစ်ချက်ကြည့်ပြန်သေးရဲ့နောက်တော့ကျွန်တော်တီးမခံနိုင်တော့အောင်မလို့သူ့ဘေးမှာတွားထိုင်ပြီးသူ့လက်ကလေးကိုစုပ်ကင်လိုက်တယ်အပိုရီကပြောပြန်ပြီးအခုမင်းဘယ်မှာတော့ဘယ်နိုင်ငံကိုရောက်နေရတော့ငါ့ကိုလည်းတတော်ဦးလေးပါလေးတင်မအောင်လားဘယ်နိုင်ငံမှာမှမရဘူးကျွန်းပေါ်မှာပဲဟာဟိုကောင်နေပြောတော့မင်းကိုမတွေ့ရတာ၄ရက်ရှိပြီတဲ့တကြုံလုံးနှံ့နေအောင်ရှာတော့ဘယ်နေရာမှမတွေ့ဘူးလို့ပြောတယ်ဟုတ်တယ်ကျွန်တော်သူများအခန်းမှာတွားနေလို့မတွေ့ရတာဒီနေ့အပြင်ထွက်ပြီးကိုထင်ပြလိုက်မယ်အေးငါ့ကိုစိတ်ပူအောင်မလုပ်စမ်းနဲ့ကွာအေးစစ်စစ်လေးနေပြစေအောင်ဟုတ်ပြီလားဒါဆိုရင်လေဒက်ဒီကျွန်တော်အိမ်အောင်ပြုလိုက်ရတော့မလားယင်ပြောပြီးအောက်နှခမ်းကိုကြိုက်တယ်ပြီးတော့ကျွန်တော်ကိုမော့ကြည့်ရင်ဘာအိမ်အောင်ပြုမယ်ဟုတ်လားဘသူနဲ့ပြုမှာတော့စကိုင်းသားနဲ့ဒက်ဒီလိုက်တောင်းပေးပါလားဟုတ်မှလေလှုပ်ဆမ်းမှာခစ်တဲ့ရဟိုကမင်းကိုမကြိုက်ဘူးဆိုကြိုက်တယ်တဲ့ဒက်ဒီဘလို့ပောက်ကရစကားမပြောစမ်းနဲ့ခစ်တဲ့တွားတောင်းလို့ညင်းလို့နေမှာငါရှက်ကွဲမှာမငင်းပါဘူးဆိုဒက်ဒီကသူတကယ်ကျွန်တော်ကိုချစ်တာတဲ့ဟုတ်တယ်နော်ဝါလုံးလေးဖုံပြောနေရင်လည်းကျွန်တော်ကိုမော့ပြီးမေးလာတာကြောင့်ကျွန်တော်ကြောင်ကြောင်နနနဲ့ပဲ
ဟုတ်ကဲ့ကျွန်တော်တို့တကယ်ချစ်ပါတယ်ဆိုတော့ကြားရင်တော့ထေရီတဲ့အောင်နိုင်သူလေတံမျိုးနဲ့ပြန်ပြောတယ်နေစမ်းမအောင်ဟက်ကောင်မင်းပြောတော့ကျွန်းပေါ်မှာပဲဆိုအခုဘလို့လို့စကိုင်းရောက်သွားပြန်တာတော့ကျွန်းပေါ်မှာပဲထေရီကျွန်းပေါ်မှာသူနဲ့ပြန်တွေ့ရအော်မင်းပြောတိုင်းငါယုံရမယ်ပေါ့လေပြီးတော့အခုမင်းဘေးမှာရှိနေတာစကိုင်းသားပါဆိုတော့ငါဘလို့လို့ရှောင်ရမှာတော့ငါ့ကိုကျင်းလာမထဲနဲ့မပြောတော့ဦးထေရီကသိချင်ကျွန်တော်စင်ကက်အဟောင်းကိုဖုန်းထဲကိုပြန်ထည့်ပြီးတော့မက်ဆေ့တွေဖတ်ကြည့်ကျွန်တော်နဲ့ဝေးနေတဲ့တခြားလုံးသူမက်ဆေ့တွေပို့တာအများကြီးပဲတဲ့မဖြစ်ဘူးကိုသူ့စကားကြောင့်ကျွန်တော်မှခမန်းခရမ်းနဲ့ဝင်ကြားလိုက်ရတယ်အဲ့လိုကျွန်တော်တားတော့ဘာလို့လဲဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကိုပြန်ကြည့်ရဲအဲ့တော့ကျွန်တော်မဝင့်မရဲနဲ့ရိုင်းတာတွေပါတယ်ကိုအဲ့လိုပြောတော့သူကရှယ်တယ်ကြီးမြောက်တဲ့ဒယ်ဒီအဲ့တော့ဒါပဲနော်ကျွန်တော်လှုပ်ရှားရှိလို့ဖုံချပြီးရနဲ့အိယာကနေထပြီးတော့သူကျွန်တော်ကိုပြုံးစီစီနဲ့ကြည့်နေရကြောင်းကျွန်တော်မှမနေတတ်မထိုင်တတ်ဖြစ်လာရတယ်စူစမ်းမအောင်ရိုင်းတာတွေကဘာရောဟဲဟိုဟာလေးဆဲတာတွေပါလို့မင်းကငါ့ကိုဆဲရမဟုတ်ပါဘူးကိုအဲ့ဒါလေးစိတ်တူလို့တစ်ခါတလေပါငါလည်းမင်းကိုဆဲတာပဲငါဖေဆိုပို့တော့ဆဲသေးရဲ့အဲ့တော့ဆဲတာကိုရိုင်းတယ်လို့မမြင်ဘူးမမှန်ဖြေဆဲတာပြင်ဘာတွေပို့ထားသေးတော့အိမ်ရရင်ငါအကောင်ဝင်ဖတ်မှာနော်အဲ့ဒါဟိုဟာကိုမှန်းတဲ့အကြောင်းကျွန်တော်ဖြေလိုက်တော့ तू ကတဟားဟားဆိုရှယ်တော့တယ်၄ရက်လုံးငါ့ကိုအခန်းထဲမှာထားပြီးအလှပဲကြည့်နေလို့လေငါမင်းကိုဟိုစိတ်တီစိတ်တွေမရှိဘူးမှတ်နေရလူပဲကိုရရှိရပေါ့ကိုအလှပဲကြည့်နေရဲဆိုတာကျွန်တော်မှဘာမှဆောင်ထားမရှိလို့ကိုအိတ်ထဲလဲရှာကြည့်ရမတွေ့လို့နေပါဦးဒီကျုံးပေါ်မှာဝယ်မရဘူးလားမရဘူးကိုကျွန်တော်ရှာကြည့်ပြီးကျွန်တော်အခုထိမဖွင့်ရသေးရောအဲ့ဒါတွေမရသေးဘူးပြီးတော့ခင်တဲ့သူတွေထဲလဲလိုက်မိပြီးသူတို့မှလည်းကုန်နေရကြပြီတဲ့ဟာကွာနာလိုက်တာတာတဲ့နေရာလာပြီးမှဘာမှမရဘူးဘာကြံလို့လားကိုကအေးပေါ့ဘလို့ရတာလဲဆိုတာငါလည်းသိချင်သေးရဲ့ချစ်တယ်ကိုရုတ်တရက်ကျွန်တော်ပြောလိုက်တော့ तू ကဘာမှပြန်မပြောဘူးတကယ်တော့မနဲ့ဖြန်ဆိုရင်ဘာလို့ရပြီကျုံးမော်ပစ္စည်းလာဖို့မဲ့သူကျွန်တော်လှမ်းมาပြီးဒီဒါမျိုးကြစိတ်အားထက်တန်တယ်နော်ကိုကလည်းအေးပါထားပါတော့တကယ်တော့ငါလည်းစိတ်ပါပါတယ်ငါတို့အပြင်လျှောက်လေအောင်မင်းအားလားအားတယ်ကိုမျက်နှာတက်ပြီးသွားကြမယ်အေးမျက်နှာတက်ပြီးရနဲ့ပြောထားတဲ့အတိုင်းကျွန်တော်တို့နှစ်ယောက်အပြင်ကိုထွက်ကြတယ်အရင်ဦးဆုံးမနှက်စာသွားစားတယ်ပြီးရနဲ့နှစ်ယောက်သားလက်ကိုဆွဲပြီးကျုံးပေါ်ကိုရှောက်ပတ်ကြတယ်သူနဲ့ပြန်တွေ့ခဲ့တဲ့ကန်ဆက်နေရာကိုရှောက်တော့ရက်ပြီးတော့ကျွန်းလာကိုရှုစားဖြစ်တယ်ချေရတဲ့သူနဲ့သာဆိုရင်ဘယ်နေရာပဲဖြစ်ဖြစ်နေရာတိုင်းကလှပတယ်တဲ့ဒီစကားကိုကျွန်တော်လက်ခံတယ်ဘာလို့ဆိုရင်ဒီနေရာပဲဖြစ်နေပြီမဲ့ဟိုတနေ့ကဖြိုးမောင်နဲ့အတူတူသွားတဲ့ခန်းစားချက်နဲ့အခုဘွာဟောင်းနဲ့သွားတဲ့ခန်းစားချက်ကနည်းနည်းမှမတူတာမလို့ပါဖြိုးမောင်နဲ့အတူတူသွားတော့တိတ်ကိုလှတယ်လို့မထင်ခဲ့တဲ့ဒီကျွန်းကအခုဘွာဟောင်းနဲ့ကြတော့တော်တော်လေးကိုလှပနေရာသီဥတုကနည်းနည်းမှိုင်းနေပြီမဲ့ဘေးမှာဘွာဟောင်းရှိလို့လားမသိဘူးတော်တော်လေးကိုရှုမကြီးွယ်ကောင်းတယ်ပင်လေကြီးကလည်းလှတယ်လို့ပုတ်ခတ်နေတဲ့လှိုင်းပုတ်တန်တွေကလည်းနှဝင်ချိုတယ်နေမထွက်ပင်မဲ့ကင်ထားတဲ့သူ့လက်ရဲ့အနှွေးတန်းနဲ့တင်ကျွန်တော်နှွေးတယ်တခါသူလာဖက်ရင်ကျွန်တော်ပြောတယ်လူလစ်တိုင်းပါဖြုံတရှုပ်ရှုပ်လာနှမ်းတက်တဲ့အနမ်းတွေကိုလည်းကျွန်တော်ကြိုက်တယ်နောက်ဆုံးပြောချင်တာကတော့ကျွန်တော်သူ့ကိုချစ်တယ်ကျွန်တော်ဒီနေရာကိုအခက်ခါလာခဲ့ဘူးဒါပေမဲ့ဘယ်တော့မှအခုလိုမျိုးစိတ်ကြည်နူးမှုမခံစားခဲ့ရဘူးပြောရင်းနဲ့ပဲသူကျွန်တော်ကိုရွှွန်ဆဆကြည့်ရင်ကျွန်တော်ကိုချစ်တယ်အရန်မဲရုတ်တရက်ကြားလိုက်ရတဲ့သူ့စကားကြောင့်ကျွန်တော်ရင်ဘက်ထဲကတတုံနဲ့အခုံမိလာတယ်ကိုရောချစ်တယ်ဘွားဟာငါဂီတာကိုဒီထိတယ်လာတယ်ပေါ့အခန်းနောက်မှာထောင်ထားတဲ့ဂီတာကိုကြည့်ပြီးကျွန်တော်မေရော့သူကပြုံးနေဘယ်ကမလဲဗျကျွန်တော်ပြမယ်ဆိုပြီးဗီဒီယိုပေါ်မှာတင်ထားတဲ့ဂျက်ဆက်ကူပုံကိုသူ့လှမ်းယူတယ်ဒီမှာလေကိုရဲ့အနောက်ရောက်ပြီးတော့စက်ကူပုံကိုဖွင့်ပြတယ်အထဲမှာတွေးလိုက်ရတာကညီတူညီတာဖြတ်ထားတဲ့စာရွက်အမြောက်အများတွေဖြစ်တယ်ဘာတွေလဲဆိုပြီးယူကြည့်ရောကျွန်တော်ပါဇက်အဟောင်းသားဖြစ်သွားတယ်ဘွာအောင်ဆိုတဲ့ကောင်တက်တိရှိရင်တရားတစ်ကြီးအောက်ကိုလာခဲ့ဝါလုံးလေးစိတ်ဆိုးဖြေတော့ကွာဆိုတဲ့စာရွက်တွေဒါတွေကိုတင်ထားတယ်တန်းကြော်နဲ့ကျွန်တော်ပြန်ပြီးတော့သူကပြုံးပြန်တယ်ဂရင်အောက်မှာကိုပေါင်းပြီးကြံသေးရဲ့ပြောပြီးတော့သူကဆွဲထုတ်တယ်ဒါရီကိုပါတင်ထားလားကွာနန်နဲ့ကိုအလန်းဖြေစရာဒါလေးပဲရှိရအောင်အဲ့တော့တင်ထားရတာပေါ့ဒီလိုကြားတော့လေကျွန်တော်စိတ်မကောင်းဒါပေမဲ့နည်းနည်းတော့ပြောတယ်ကျွန်တော်သတိရတယ်ဆိုလို့လေဒါနဲ့ဘောင်းမီကိုဘာလို့ခရင်အောက်မှာထားရတော့မဟုတ်မှမင်းမတင်ကားနဲ့ကျွန်တော်မေးတော့ तू ကခေါင်းငုတ်တယ်ဟုတ်တယ်ကိုဘာလို့တာတော့သူ့စကားမဆုံးခင်မှာပဲသူ့လက်ထဲကဘောင်းမီကိုဆွဲယူပြီးအမိုက်ချင်းနဲ့ထဲတော့သူ့ပြတလဲဖြစ်သွားတယ်ပြီးတော့ဘောင်းမီကိုပြန်ကောက်ဖို့ပြင်တာကြောင့်ကျွန်တော်စိတ်တူသွားတယ်ဘောင်းမီနဲ့ပဲနှစ်ပါးသွားကြလားဒါမှမဟုတ်ငါနဲ့သွားကြလားအဲ့ဒါပဲရွေးကျွန်တော်ပြောလိုက်တော့သူ့ခြေလမ်းနေတုတ်ကနေပဲနောက်တော့ကိုကလည်းဆိုပြီးကျွန်တော်ကိုလာဖက်တယ်
ဒီညမီးပုံပွဲလုံးမှာတဲ့ကိုသွားမှာလားမေးတတ်တယ်နော်ငါလည်းပင်ကိုလည်းကြည့်အောင်ဒီပုံစံနဲ့ငါဘယ်လိုသွားမလဲပြီးတော့မင်းလဲပထမတစ်ခါတော့ဟုတ်တယ်လို့နဲ့လူရညင်သားပြီးနောက်တစ်ခါတော့ငါ့ကိုသိမတက်လို့တယ်နောက်တစ်ခါအဲ့လိုလုပ်ရဲလို့ကြည့်မင်းသိမယ်ကျွန်တော်ပြောနေပြီမဲ့သူကဆက်ဖြည်းဖြည်းပဲကိုကရန်ချစ်စရာကောင်းနေရောစိတ်မထိန်နိုင်ဖြစ်သွားတာတော်မင်းလောက်သွားမှာမလားသွားတော့မမြင်ချင်တော့ကိုကလည်းဆက်ပြောရင်အခန်းပြောင်းလိုက်မှာနော်မပြောတော့နေခင်းကြရင်နေလေစာလာပို့ခိုင်းလိုက်မယ်နော်ပင်မန်းထားဖြစ်တဲ့အတွက်သူထွက်သွားတဲ့ကျွန်တော်ပြန်အိတ်တယ်နေခင်းစာလာပို့မှကျွန်တော်ထပြီးတော့စားတယ်စားပြီးတော့ချက်ပြီးပြန်အိတ်တယ်ညနေခင်းသူပြန်လာမှပဲကျွန်တော်ပြန်ချတယ်သူနဲ့အတူတူရေချိုးပြီးညစာစားတယ်ညစာဆိုတာဘိုင်းဝါတဲ့အစာကိုပြောတာပါနောက်တော့သူကကန်ဆက်ကိုတွားရအောင်လို့ခေါ်နေကျွန်တော်လိုက်သွားတယ်ဂီတာဥပါယူရမလို့ဟိုရောက်တော့သူကဂီတာတီးပြီးတချင်းဆိုပြတယ်သူ့တချင်းစာသားကြောင့်ကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်ရတယ်အဲ့ဒါကြောင့်ဆက်မဆိုပါနဲ့တော့ဆိုပြီးတော့သူ့ကိုတားလိုက်တယ်သူကကျွန်တော်ကိုကြည့်ပြီးတော့ကျွန်တော်စကားကိုနားထောင်ရှာတယ်ကျွန်တော်ကြားတော့ချက်ချင်းရက်ပြီးစကိုင်းမှာတော့ကျွန်တော်ညတိုင်းကိုနေခဲ့တဲ့ခန်းလေးထဲမှာဒီတချင်းကိုသွားဆိုဖြစ်တယ်ဆိုရင်နဲ့မျက်ရည်လေးကြားခဲ့ဘူးရဲ့ကိုပြန်လာပါတော့မလားဆိုတဲ့အတွေးကြောင့်မို့လက်ထက်ကြရအောင်ဘွားဟောင်းဗျာကိုတကယ်ပြောရလားမင်းအလုပ်ထပ်ပြီးတော့စကိုင်းပြန်တော့ငါရောက်ကြနဲ့ဒေဒီကိုခေါ်ပြီးမင်းကိုလာတောင်းလိုက်မယ်ဘာနဲ့တင်တောင်းအောင်မလဲမဟုတ်တာကျွန်တော်လာတောင်းပါမယ်ကိုကအိမ်မှာပဲနေလေမဟုတ်ဘူးလေငါတောင်းအောင်မလားငါအကြည့်လေမဟုတ်ဘူးကိုရယောက်ျားနဲ့မိန်းမဆိုရင်ယောက်ျားပဲတင်တောင်းရတာလေငါကမိန်းမမဟုတ်တာအဲ့တော့ငါပဲလာတောင်းမယ်ဘာရီလိုလဲငါ့ကိုပြောငါကမိန်းမမယူဘူးတော့အဲ့ဒါကြီးကြောင့်မသိဘူးကျွန်တော်လည်းမိန်းမမယူဘူးလေဗျာအေးဟုတ်တာပဲဒါပေမဲ့ကိစ္စတော့မရှိဘူးဒက်ဒီစီစဉ်လိုက်မယ်မင်းကအလုပ်ထွက်လိုက်တော့နော်ငါနဲ့ယူပြီးရင်ဒက်ဒီထဲမှာလိုက်နေအဲ့ဒါတွေကငါရမယ့်အမွေလေးဆိုတော့မင်းဟာတွေလို့ပြောလို့ရတယ်ဒါဆိုမနှက်ဖြန်ကကြလို့ရှင်တခါတည်းပြန်လိုက်ကြရအောင်အေးငါလည်းပြောမလို့ပဲအဲ့လိုပြောတော့သူအားရှည်တယ်နောက်တော့ကျွန်တော်လက်ဖမိုးကိုနမ်းပြီးချစ်တယ်လို့ပြောတယ်ပြီးတော့တချင်း3-4ပေါက်ဆက်ဆိုရင်ဟိုတခါဆိုတဲ့တနေကောင်ချိုင်ပြီးဒဇိုင်းစိမ်းကြီးဆိုတာလည်းပါတယ်အခန်းပြင်ကိုပြန်ရောက်တော့ညတော်တော်လေးနှက်နေပြီကျွန်တော်နေ့ကင်းတော့တနေကောင်အိတ်ထားမလို့ညဘက်ကျတော့အိတ်မပြောသူကလည်းအိတ်မပြောဘူးလို့ပြောရတဲ့ဒီတိုင်းပဲပေါမဖောက်ချင်ဘူးကွာဆိုပြီးအကျိုးရှိအောင်ကိုလက်နီးနော်ဖြစ်ကြတယ်အဲ့ဒီမှာပဲပင်ပန်းပြီးတော့ကျွန်တော်အိတ်ပျော်သွားတော့တယ်နောက်တနေ့မှာတော့ဧည့်သည်တော်တွေပြန်မဲ့တင်မောနဲ့ပဲကျွန်တော်တို့ပြန်လိုက်ကြတယ်အဲလီကိုရောက်တော့ကိုယ့်အစီအစဉ်နဲ့ကိုရန်ကုန်ပြန်တယ်ရန်ကုန်ရောက်တော့ကျွန်တော်အိမ်ကိုပြန်ပြီးဘဝဟောင်းကတော့မန္တလေးကိုလင်းရင်ထက်စီရဲ့အဲကနေမှစကိုင်းကိုပြန်တယ်သူစကိုင်းကိုရောက်ပြီဆိုတာနဲ့သူ့ကိုတောင်းပေးဖို့ဒက်ဒီကိုပြောတယ်ဒက်ဒီကဘာမှမပြောဘူးအေးလို့ပဲပြောပြီးသူ့ကိုတောင်းဖို့အတွက်စစီစဉ်တယ်ဟိုရောက်တော့သူ့မိလည်းကြီးပြူပြူလက်ခံတာမလို့ကျွန်တော်တော့မှအံ့ဩသွားတယ်နောက်တော့သူ့သားကိုချစ်လို့လာရောတာဖြစ်မယ်လို့ကျွန်တော်ကောက်ချက်ချလိုက်တယ်တကယ်တော့ကျွန်တော်မသိရပါကျွန်တော်မြန်မာပြည်ကိုပြန်မရောက်ခင်ကလေးကဒယ်ရီကသူ့အမေစီကိုတစ်ခေါက်သွားခဲ့ပြီးသားတဲ့သူသွားပြီးညှိနှိုင်းပြီးသားမလို့သူ့အမေကကြီးပြူပြူလက်ခံပေးရအဲ့တော့အေးဆေးဆေးပဲကျွန်တော်တို့ညားတယ်ကျွန်တော်ပြောသလိုပဲသူကျွန်တော်အိမ်မှာလိုက်နေပြီးဒယ်ဒီအလုပ်မှာဝင်လုပ်တယ်အခုတော့ဒယ်ဒီကကျွန်တော်ထက်သူ့ကိုပို့ပြီးတော့အားကိုးနေရင်သူအားကိုးလဲကိုးချင်စရာပဲလေကျွန်တော်ကဘာမှမလုပ်တတ်တာဘူးတခါတလေဆိုအလုပ်ထဲလိုက်သွားပြီးဘွားဟောင်းဘေးနားမှာလိုက်လျှောက်တတ်တာပဲဒယ်ဒီကတော့ကျွန်တော်ကိုတွေ့တိုင်းအလုပ်တစ်ခုခုလုပ်ဖို့အတွက်အမြဲတမ်းနားချတယ်ဒယ်ဒီနားချတိုင်းလဲဘွားဟောင်းကဒီလိုပြောပြီးကျွန်တော်ကိုကားတယ်နေပါစေဖေရဲ့တကယ်တော့ကိုအလုပ်မလုပ်တာကောင်းတယ်သူ့လို့အကြောင်းနေနားမလည်မှသူ့အတွက်ကျွန်တော်အမြဲတမ်းလိုအပ်နေမှာလေအဲ့တော့ကိုအေးစစ်စစ်နေပါစေသူအဲ့လိုပြောတိုင်းဒယ်ဒီကမဲမဲရွရွနဲ့အေးငါမပြောတော့ခစ်တစ်တို့များကန်ကောင်းချက်ပဲလူပြိုတော့လည်းမိဘလောက်စားအောင်အခန့်သားထိုင်စားဟောအခုအိမ်အောင်ကြပြန်တော့လေယောက်ျားလောက်စားမြင်ရင်ရှက်ရည်ပဲကို့သားလေးလင်ကောင်းသားကောင်းရတာဝမ်းမတာဘူးလားကဲဝမ်းတာပါတယ်ဗျာဘာပြဿနာမှမဖြစ်လို့ပို့ပြီးတော့ဝမ်းတာတာအင်းလေအဲ့ဒါဆိုရင်လေပြီးနေတဲ့ဟာကိုဘာဖြစ်ချင်နေရတော့ခွေးသားမင်းအတွက်ကုန်ထားရတာတွေနဲ့တောင်းခိုင်းစားချင်နေရဟေးဟုတ်ပြီလားဒေရီတို့ကတော့ဒါပဲကို့သားတော်ပြီကိုရေလာအခန်းထဲသွားကြစို့ကိုတို့နှစ်ယောက်နေတိုင်းရန်ဖြစ်နေရတာမရိုးကြသေးဘူးလားပြောပြီးတော့သူကကျွန်တော်ကိုဆွဲခေါ်တယ်ဂျာဟိုတယ်တွေကအဲ့ဒါပဲဘောအဟောင်းကြီးမင်းလျာငါ့ကိုဘယ်တော့မှရိုးတည်မဆက်ဆံဘူးတဲ့မကြားကြအောင်လှမ်းអော်သေးရဲ့ကျွန်တော်ပြန်អော်ဖို့ပြင်တော့သူကဆွဲတယ်အခန်းထဲမြန်ရအောင်ခြေလမ်းကိုအမြန်လှမ်းနေဝါလုံးလေးမင်းငါ့ကိုစိတ်ကုန်နေပြီလားမကုန်မအောင်ကိုရဘာလို့ကောင်းအောင်မတော့အေးဒါဆိုတော့ပါသေးရဲ့ပြောပြီးတော့ကျွန်တော်တက်ပြင်းချတယ်သူသာစိတ်ကုန်လို့ထားသွားရင်တော့ကျွန်တော်တကယ်ငတ်မှာအဲ့ဒါကြောင့်ပါဒီနေ့အလုပ်နားတယ်ကိုအဲ့တော့ဘယ်ဟိုတယ်ကိုသွားကျင်တော့
အရင်လကသွားခဲ့တဲ့ဟိုတယ်မစိုးဘူးမလားအဲ့ဒီကိုပဲပြန်သွားကြမလားကိုကိုအိမ်မှာပဲမရဘူးမရဘူးကိုကိုဘဝအောင်ဆိုတဲ့ကောင်ကကျွန်တော်တော့အကိုကောင်းတယ်ကျွန်တော်ကိုလည်းလူလေသေးမရှိအောင်ထားပြီးစိတ်ချမ်းသာစေရမလို့သူ့ကိုရတာကျွန်တော်ကံကောင်းတယ်လို့ပြောရတယ်ဒါပေမဲ့မကောင်းတာတစ်ခုပဲသူဟာကျွန်တော်ကိုဘယ်တော့မှမညှာကြဘူးတကယ်တော့ဘဝဟောင်းကကျွန်တော်အတွက်တော့အချွန်တက်တွေမပါတဲ့ဝါလုံးလေးလိုပဲကိုသုံးချင်တဲ့နေရာကိုလိုက်ပြီးတော့အတန်ထွက်မျိုးမျိုးပြောင်းခေါ်လို့ရတယ်လို့အတိတ်ပဲမျိုးမျိုးလည်းခွဲခြားလို့ရတယ်အင်္ဂလိပ်အခရာအုပ်မြန်မာအခရာဝလုံးတုံညစတာတွေအပြင်တစ်ခါတလေကျတော့ငွေဆိုတာကိုလည်းအဝိုင်းနဲ့ဖော်ပြတတ်ပြီးတော့စဝိုင်းဆိုတာကလည်းအဝိုင်းဖြစ်တယ်ပြီးတော့အသုံးဆောင်ပစ္စည်းတွေဖြစ်ကြတဲ့နာယီပုံပန်းတံတန်အသာ4000ဖြစ်ရင်ဖြစ်မယ်အတွင်းကနာယီလက်တံတွေကတော့အဝိုင်းလိုပဲလှည့်ပတ်နေရဲ့နောက်ကျွန်တော်တို့နေထိုင်တဲ့ဟော်ဒီကဘာကြီးဟာလည်းအလုံးကြီးဖြစ်တယ်ဒီတော့အဲ့လောက်တောင်တန်မိုးရှိရဲ့အလုံးကောင်ကျွန်တော်ကြိုက်တယ်ပြီးတော့ချစ်တယ်ဒါတော့ပါပဲပရိသတ်များရှင်ဇလန်းလေးကတော့ကျမတို့ပြီးဆုံးပါပြီနောက်ရက်ချိန်မှာလည်းဇလန်းကောင်းလေးတွေကိုထပ်မံတင်ဆက်ပေးသွားအောင်ပါမို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်